ပရိသတ်တို့အားလုံးပဲမင်္ဂလာပါထက် Oreo Post Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစေကျမတို့ရဲ့ channel လေးဟာဆိုရင်တော့ပရိသတ်ကြီးကိုစိတ်ဝင်စားဖွယ်ရာအချင်းရိုမန်တစ်အိမ်တော်ရေးဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်စာရေးသူကေကောင်းရင်ရေးသားထားတဲ့ဟုတ်ကဲ့မမဆိုတဲ့ဇာတ်လမ်းလေးရဲ့ဇာတ်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇာတ်လမ်းလေးကိုစတင်ကြမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အသေးသေးတွေဒီနိုင်မှာလည်းပရိသတ်ကြီးသိရှိဖို့အတွက်notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပြီးသွားကြပါဦးနော်။ကဲဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်လိုက်ပါတော့မယ်။အနီးကပ်မြင်နေရတဲ့ကလေးလေးရဲ့မျက်နှာလေးကချစ်စရာလေးကွာအမေတူလေးဗိုက်စားပြီလားမမစားမလားအသားလေးကမမနဲ့မတူပဲဝင်းဝါနေတယ်မျက်နှာလေးကတော့သူ့အမေတိုင်းအောက်ထပ်ကိုခေါ်လာတော့ကလေးလေးကအသားတကြီးလိုက်လာတယ်။မမီရေကလေးလေးကဗိုက်စားနေတာထင်တယ်ဘာကျွေးရမှာလဲကလေးမချစ်တတ်တဲ့သားတော်မောင်ကကလေးချီလာတယ်ကလေးကလေသူ့ရင်ခွင်ကိုမိတော်မိထားလိုက်သည်ဟာသမီးလေးရောဖြူပြန်ထွက်လာတော့သမီးလေးကမရှိတော့မျက်လုံးကြီးပြဝေသွားတယ်အသက်ရှူရမတန်ဆူးရင်သွားတယ်ပရင်းပေါတကားတွေလည်းပိတ်ထားစေပါဆိုတော့လိမ့်ကျသွားတာလည်းမဖြစ်နိုင်အောက်ကိုပြေးစင်းလာခဲ့လိုက်တော့တယ်သမီးလေးလိမ်များကျသွားသလားဒီလိုလေတခါမှမသွားဘူးပါကလေးကဒီမှာမအောက်ထက်ကိုဘလို့ရောက်လာမှမသိသမီးကကောင်းကောင်းရဲ့လက်ထဲမှာလှသွားတာပဲသမီးရဲ့တကူကူဖြစ်ပြီးထင်နေတာသူ့လက်ထဲကလူပြီးတော့ချီလိုက်တယ်ဘာလို့ငါကလေးကိုခေါ်သားရတာလဲစိတ်ပူလို့တေးတော့မယ်ဟောတာမင်းကသူ့ကိုမပြောဘဲနဲ့ခေါ်လာတာလားဟုတ်တယ်လေတအိမ်ထဲပဲကိုခွင်တောင်းနေရမှာလားအဲ့ဒီလိုမလုံးရဘူးလေတာရင်ကြည်ပြူဘလောက်စိတ်ပူသွားမလဲမစင်စားဘူးလားကလေးကကျွန်တော်တွေ့တော့ချီခိုင်းတာမှမီးရဲ့အဲ့ဒါကြောင့်ခေါ်လာမိတာသူကလေးချီမိတာရာဇဝဲမှုကျူးလွန်တဲ့အတိုင်းညံကလေးစံပြနေနင်ခေါ်သွားမယ်မမငါမသိတာငါသမီးလိမ့်ကြတော့သလားဘာများဖြစ်သွားသလဲပူလောင်သွားတာပေါ့ကိုယ့်အိမ်ထဲမှာပဲလေဘာဖြစ်စရာရှိလို့လဲစိတ်ပူတာနည်းနည်းလျှော့စမ်းပါနင်ကတော့ဘယ်ပူမှာလဲနင်ကလေးမှမဟုတ်တာနင်မွေးထားရတာမှမဟုတ်တာငါသမီးလေးဒီရွယ်ထိအောင်ငါတယောက်တည်းဖြူစုခဲ့ရကိုယ့်အိမ်ကိုပြန်ရောက်မှတကူကူဖြစ်သွားရင်ဘယ်လိုလုပ်မလဲဖြူကလေးလေးကိုပွေပြီးတော့အပေါ်ကိုပြန်တက်သွားတယ်မမီတွေ့တယ်နော်ကျွန်တော်ဘာမှမလုပ်ဘဲနဲ့ပြောဆိုသွားလိုက်တာသူကလေးလည်းဘာမှမဖြစ်ပဲနဲ့ဒေါက်တာရဖီကစိတ်မဆိုးပဲရှိနေတယ်။သူကအခုမိခင်ဖြစ်နေပြီလေ။အမေဆိုတာအဲ့ဒီလိုပဲ။ကိုသားသမီးကိုပူပန်တာပေါ့။စင်ကယ်မသားဆိုတော့ပို့ဆိုးမှာ။ဒါကသီးခံလိုက်ပါ။ကလေးကလေချစ်စရာလေးနော်မမီ။မိဘယ်တော့ကလေးချစ်တတ်သွားတာလဲ။မသိဘူး။မမမွေးတာမို့ချစ်တာဖြစ်မှာပေါ့။ကျွန်တော်တို့သားမီးကဝေးကြီးပါတယ်။သူ့ကိုတင်မကောင်း။သူမွေးထားတာလေးကိုပါချစ်မိသွားတယ်။ရှုံလေးကမအေးတူလေး။အကျင်လေးပါတွေ့ရင်တော့ဆွာလိုက်မိမျိုး။ပိုင်ဆိုင်ခဲ့ရပြီးမှဆွလွန်လိုက်ရပြီးအခုအိမ်ပြန်လာတော့လေအိမ်အောင်ကြခဲ့ပြီးတဲ့ကလေးတယောက်ပါလာခဲ့တယ်သူဘက်ကမြစ်တာမပြတ်ပြီးမိမမလုံးရက်ခဲ့တာကိုတော့ရှင်နာမိတယ်အဒီဒီမကောင်းလို့ပြန်လာတာအဒီကိုစိတ်နှောက်ယှက်ပေးသလိုဖြစ်နေပြီဖြူအောက်ကိုပြန်ဆင်းလာပြီဖြူအရင်စိတ်ပူသွားလို့ပါအဒီပြောတာလွန်သွားတယ်အပြောခံရတာကသူတောင်းပန်တော်မမီကိုထားလိုက်ပါတယ်ခွင်လွန်လိုက်ပါတယ်ပြောနေစရာလားမိသားစုတွေပဲအရင်လိုပဲနေပါပြောချင်ရင်လည်းပြောပြလိုက်စီစဉ်နေစရာမလိုဟုတ်ကဲ့ပါရေးလေးကဗိုက်စာနေပြီထင်တယ်သူ့ကိုဘာကြွေးလေသမီးနှုတ်မပြတ်သေးဘူးအန်တီဖြေးဆက်စာလည်းကြွေးပါတယ်အခုလေးတင်မယ်နှုတ်တိုက်ထားတယ်ဩကလေးကိုမိခင်နှုတ်တိုက်တာလားဟုတ်ကဲ့ကလေးမိဖြစ်နေပြီမယ်ကောင်းကောင်းရှိမှမူးရှက်သွားတယ်အောက်ကြထားလေသူလည်းရှောက်တက်ပြီမဟုတ်လားရှောက်တက်ပါတယ်ဖြူကချော်လဲမှဆိုလို့တိတ်မချဖြစ်တာလဲလျှောက်တာတော့ခိုးမတူတူနဲ့အိမ်ကသားမိတင်ပြီလို့တက်နေတာဖြိုးလို့ဆိုရင်လဲကြမှာဆိုလို့ခြိတွဲခြိထားတာအဲ့ဒီလိုမလုံးရဘူးလေသမီးရင်ကလေးဆိုတာသူ့အရွယ်နဲ့သူကြီးပြင်းလာရမှာပေါ့အမြဲတမ်းပွေ့ပိုက်ထားလို့မှမရတာဖြူဟာသမီးပုံကိုချစ်လွန်ခဲနေတော့ကိုလည်းသိပါတယ်ဒါပေမဲ့စိတ်ပူတာကိုထိန်းထားလို့မရနောက်ဆိုအန်တီလည်းထိန်းကူပေးမယ်ကလေးထိန်းခေါ်ခြင်းလဲခေါ်ပေါ့ရှားပါတယ်အန်တီကိုပြုစုဖို့ပြန်လာတာကလေးထိန်ခိုင်းမှုမဟုတ်တာပါလေနင်ကလေးကိုငါနဲ့စိတ်မချလို့လားအနီကတမျိုးတင်သွားတယ်မဟုတ်ပါဘူးဖြူသမီးလေးကိုမွေးတော့အတီကိုသတိရနေတာအတီသာတွေ့ရင်ချစ်မှာပဲလို့တွေးနေတာအေးလေချစ်တာပေါ့တကယ်ဆိုကိုဝင်နေကလေးကပြန်ခဲ့ရမှာဖြူသမီးလေးရဲ့နားနှစ်ဖက်ကိုအသာအုပ်လိုက်တယ်နားလေမလေကလေးမကြားစိတ်ချင်းမှာပြန်ခဲ့ဖို့စဉ်းစားသေးတယ်ဒါပေမဲ့အဖေမရှိတဲ့ကလေးကိုဒီမှာမွေးဖို့တတ်တိမရှိလို့
ဖြူတန်လေးဟာတိုးရှာတိမ်ဝင်သွားတော့မာမီယာဆက်မမေးရဲတော့ပါမမကိုကြည့်ပြီးတော့လေသူစာနာသွားတယ်ဘလို့ကောင်းနဲ့များတွေးခဲ့ရတာလေမမရင်မင်းသားနောက်စင်းတွေကြံသေးတယ်နော်ဟုတ်ပါပြီသူအိမ်ကိုပြန်ကျင်လာပြီမမရဲ့အနားမှာနေကျင်နေမမရဲ့ချစ်ကိုရဖို့နောက်တစ်ကြိမ်စူးစမ်းကြည့်ကျင်သေးတယ်ကြည့်ပြုနေတကယ်လို့ရတယ်နော်တခါမှပြန်မလားငင်းစုနေဖြူမတွေးရတာကြတော့အကြာကြီးဖက်နေလိုက်ကြတယ်အခုပြန်လာပြီပဲလာထိုင်နေပိုလာလာတယ်ဘာဆွေးရများစားတယ်လဲငါ့ကိုလေပြောပါစေးတော့မရှိဘူးနင်းကိုပေးဖို့လက်ဆောင်တော့ပါတယ်အန်တီနားမှထိုင်နေတဲ့သမီးလေးကိုသွားခေါ်ပြီးငိမ့်စုရဲ့ရင်ခွင်ထဲကိုထည့်ပေးလိုက်တယ်ငင်းရတဟာဟာနဲ့ပါဇက်ကြီးကပြီးတော့ဘာမှမပြောနိုင်သေးခဏကြောင်နေပြီးမှသမီးကိုငုံကြည့်နေကလေးဟာငါသမီးလေးလီနင်းအတွက်လက်ဆောင်သမီးလေးကငိမ့်စုရဲ့မျက်နှာကိုမောကြည့်နေတယ်နေဘယ်တော့မမေးနေတော့ဘာမှမဖြေချင်လို့ပါပြောနိုင်တာတခုပဲငါစင်ကင်မသားနေဘယ်ချိန်ကမွေးလိုက်တာလဲငါတို့ဖုန်းခေါ်လိုက်နင်ကိုဝင်ရှိတာတော့မတွေ့ရပဲနဲ့သူများကလေးမွေးစားတာလားလို့ထင်ဖို့ကြတော့လေကလေးကကြည်ပြိုနေတူးနေ sorry ပါအဲ့ဒီချိန်ကနင်တို့မသိစေချင်လို့ငါမျက်နှာကိုပဲပြခဲ့တာလေအလဲပိုင်းဟိုသာမြင်ရရင်ကိုဝင်ရှိတာတည်သွားမှာပေါ့သမီးလေးကအောက်ကိုစင်းကျင်နေပြီလာသမီးလေးဒါမိမိတငယ်ချင်းအတီစုကလေးနဲ့မိတ်ဆက်ပေးလိုက်တယ်ကလေးကဘာတီအောင်မှလဲဟာသိပါတယ်တိတ်မပြောတတ်သေးတာငါတို့ပြောတာအကုန်သိသမီးအတီစုလို့ခေါ်လိုက်စုဟဲတွေ့လားခေါ်တတ်ပါတယ်စုအေးဟာဟုတ်တာပဲသမီးခေါ်ပါအောင်တီစုလို့ကလေးတယောက်နဲ့သူတို့နှစ်ယောက်စကားပေးတင်နေကြရင်ပြောနေကြနေတယ်သမီးကဝဲကြအရှိကြီးတွေမပြောတတ်သေးပေမဲ့စကလုံးလေးတွေကိုတစ်လုံးစားနှလုံးစားပြောတတ်နေပြီဟိုမှာဖွားဖွားလာပြီမနှောဖြူလေးကအန်တီစီကိုပဲပြေးလေတယ်ချော်လဲမင်းဖွားဖွားလက်နာနေတာသမီးရဲ့မချိနိုင်ကလေးကိုထားဆွဲရပြန်နေကိုနေလေးနဲ့တွေ့ပြီးပြီလားအေးလာသွားပြီသူဘာပြောသေးလဲမပြောပါဘူးပြောစရာလည်းမရှိဘူးလေငါတို့ကမိတ်ဆွေကြီးပဲဟာငိမ့်စုကောင်းတညိမ့်ငိမ့်နဲ့အန်အောနေပုံလေးရတယ်မတင်မဲ့ပါပဲကြုံလိုက်ရတော့အံ့ဩနေမှာပေါ့ပြောတော့ပြိုကြီးလုံမှလို့ဘာလို့နဲ့အခုကျတော့နေရအရင်ကလေးရနေပြီရီးစားတွေတယောက်ပြီးတယောက်ထားခဲ့တဲ့ငါကတော့အပြိုကြီးဖြစ်နေအေးနော်လောကကြီးကစမ်းကြိမ်လိုက်တာစမ်းကြိမ်တာနင်းဖြူရဲ့လောကကြီးမဟုတ်ဘူးအဲ့ဒီလိုလားအဲ့ဒီလိုပဲအန်တီကဖြူရောက်လာတော့ပြောနေတယ်သမီးလေးကိုလည်းအရင်ချစ်တယ်ဒီမှာပဲနေပါတော့ငါလည်းအသက်ကြီးပြီနင်ဘယ်ဟိုမှမသွားနဲ့အလုပ်ကိုလည်းတအားမလုပ်ပါနဲ့ကလေးကိုပဲဂရုစိုက်ပါအန်တီကအခုလိုကြတော့လေအသက်ကြီးသွားပြန်ပြီပေါ့လေတန်မာချင်းရင်လဲသူပဲဖြူတို့သားမိကိုမခွဲကျင်လို့ဖြစ်မှာပါဟုတ်ကဲ့ပါဖြူမသွားတော့ပါဘူးအလုပ်ကတော့လုပ်ရမယ်သမီးလေးရဲ့ရှိသေးတယ်လေသူ့ကိုကြောင်ကောင်းကောင်းထားရအောင်မယ်လူရန်စီနေနိုင်အောင်ကြိုးစားရမယ်သူ့မှာအဖေရှိတာမဟုတ်ဘူးဖြူပဲပြည့်စုံအောင်ထားပေးမှာနေမိဘအမွေတွေရှိသေးတယ်လေစားလို့မကုန်ပါဘူးငါတို့လည်းရှိတာပဲကောင်းကောင်းကလည်းတလဝင်နေတာမှမဟုတ်တာအဲ့ဒီတို့အိမ်မှာသုံးမိသူဘသူရှိလို့လဲဟုတ်ပါတယ်ဒါပေမဲ့ရှာနိုင်တဲ့လောက်တော့ရှာကျင်နေအနိတာဖြူကိုဆိုရင်အရန်အထင်သေးတာလေသူပတ်စံတကြက်တောင်သုံးဖို့စိတ်ကူးမရှိပါဘူးခလေးကိုလည်းဒီသက်တော့သူကလေးမှမသိစေရအောင်သူနဲ့လည်းမရင်းနှီးစေချင်မကလေးရောအဲ့နေတယ်ဘာလို့မလုပ်လဲကြည့်ကြလို့ပေါ့မမြင်လို့ဘယ်ကိုလဲနေရသူအခန်းထဲကိုဝင်မှုခြေလမ်းပြင်နေတယ်ခလေးကြည့်မလို့ပါဆိုအဲ့နေတယ်မကြည့်နဲ့ခမရကတောင်ကက်စီးနေတာပဲကျွန်တော်တို့မှကျွန်တော်ကြည့်တာဘာဖြစ်လို့နိုးသွားလိမ့်မယ်နိုးပေါ့နိုးရင်တညလုံးထိမ့်ပေးမယ်ဒီညလုံးမရှိဘူးကောင်းကောင်းသူ့အချင်းတိုင်းစွတ်တရွအခန်းထဲကိုတင်းဝင်ပြီးအိပ်ပျော်နေတဲ့သမီးလေးကိုနမ်းလေတယ်ပါးရီတွေကိုဖောင်းနေတာပဲပန်းသီးလေးတွေတင်ထားတာနဲ့တူတယ်အဲ့ဒါနေငယ်ကနေတူတာလို့ဖြူဝစိတ်တင်းကနေပြောလိုက်တယ်သွားတော့မသွားပြောကြရှိသေးတယ်ဘာလဲဟာကလေးနိုးလိမ့်မယ်နောက်မှပြောအခုပြောမှာကလေးဖေကဘာတူလဲဘယ်လိုတွေးကြတာဖြူသူနဲ့စကားမပြောချင်မှာဖြူကလိမ့်တာမတော်ဘူးလေဒါပေမဲ့စူးစမ်းကြည့်ရမှာပဲနင်းဘာဆိုင်လို့လဲခမရကကျွန်တော်မိန်းမလေးတခြားသူနဲ့ကလေးရတာကျွန်တော်နဲ့မဆိုင်ဘူးလားငါကဘာလို့နေမိန်းမလဲနင်းအပိုင်းဆိုရင်နင်းနောက်မှာပဲရှိရမှာပေါ့မဟုတ်လို့သူမရှိတာလေမမနော်
အများဘာကြောင့်ကျွန်တော်မိန်းမလေးဆိုတာဖွင့်ပြောစေခြင်းလို့လားအဲ့ဒါလေနေမဲစွတ်တရွယူခဲ့တာငါ့ကိုလူသိရှင်ကြားချပြရဲခဲ့လို့လားမြင့်မှာချေရမယ့်သူရှိပြီသူ့ကိုပဲလက်ထက်မှာလို့လေနေမဲပြောခဲ့တာငါကသူနဲ့ဘယ်နေရာမှမရှင်းတာသူကအစားစားရရသားတဲ့သူအတိုင်းဝိုင်းကြီးကလာတဲ့သူအဲ့ဒီလိုမျိုးနင်ကိုယ်တိုင်ပြောခဲ့တာနင်းနဲ့ငါသက်ဆိုင်စရာအကြောင်းရှိသေးရဲ့လားကျွန်တော်ကဗဇက်ကပဲပြောခဲ့တာခမ ्या ကတော့ကလေးတောင်ရနေပြီကောင်းလိုက်တဲ့တစ္ဆာတရားနေလူလူတွေငါရဲ့တစ္ဆာတရားတန်လို့လားငါတို့တွေပတ်သက်စရာမရှိတော့ကောင်းနင်းပြန်မရှင်းနဲ့ငါသမီးကိုလည်းလာမပတ်သက်နဲ့နင်းစိတ်လိုမကြလို့အော်ရင်ငေါ့ရင်ကလေးကခံနိုင်မှာမဟုတ်ဘူးသူနှလုံးသားနုနုလေးနင်းကိုခင်းကြွအောင်မလုပ်နဲ့စကားကိုဘလူကြီးပြောလိုက်တာလေကလေးကိုချစ်လို့လေခမ ्या ကိုလည်းချစ်တုံးမယ်မပတ်သက်နဲ့လို့တော့မပြောပါနဲ့မချစ်ပါနဲ့နင်ကနိုင်ငံကျော်ကြီးပါငါကလေးအောင်အဖေမရှိတဲ့ကလေးငါကလေတခုလက်နင်ချစ်ဖို့အတွက်မတန်သူမျက်နှာဒေါသကြောင့်နေရဲလာပြီးလက်သီးကိုကျင့်နေအောင်စုံထားလိုက်တယ်လှုပ်ကျင်တာလှုပ်သွားတာလဲခမ ्या ပဲအခုလဲစကားကိုဓာတ်နဲ့ထိုးတာတဲ့နားအောင်ပြောတတ်တယ်ကျွန်တော်ခံစားချက်ကိုဘယ်တော့မှထိတ်မတွက်ဘူးခမ ्या မရှိတဲ့ချိန်လေးမှာရှင်ရက်နေသိနေရတာဗျအလုံးလုံးနေတဲ့စက်ရုပ်လိုပဲပြန်လာတော့လေတခြားလူတွေညားခဲ့ပြီကျွန်တော်ရင်တွေကွဲမတက်ခံစားနေရတာသိရလားဘယ်သူမပြူမိမိမှုပဲလေကိုလုံးလို့ကိုခံရတာနင်ကလေးကိုလည်းထပ်ပြီးဆုံးရှုံးလိုက်မသိဘူးသိလည်းမသိချင်ငါလည်းငါဘဝနဲ့ငါဖြစ်နေနေလည်းနေဘဝနဲ့နေနေမှာမိန်းမတွေပေါ်ပါတယ်ယင်းနေ့တန်ပြီးအသက်တူရွယ်တူအစင်တန်းတူတဲ့မိန်းမကိုရွှေယူပေါ့သူနဲ့ခန်းခန်းနာနာမင်္ဂလာဆောင်မို့ခမ ्या ဗျာကျုပ်ကခမ ्या နဲ့တန်လို့ညားခဲ့ပြီးပြီလေဘယ်မိန်းမကိုယူရမှာလဲခမ ्या ကလွယ်ပြီးတော့ဘယ်မိန်းမနဲ့မှမအိပ်ဘူးသိလားကလေးရှိမှနေပါရီပြောနေရလေဒီကောင်ရှက်ကိုမရှိကလေးကအိပ်နေတာလေမှန်တာတွေပြောနေတာပဲတယောက်တကုန်းအော်နေကြတော့သမီးလေးကနိုးလာပြီငိုတော့မငိုမျက်လုံးလေးပေကက်ကနဲ့အိတ်ချင်မူတူလေးကြည့်နေတယ်ဖြူသူ့လက်မကိုရိုက်ထည့်လိုက်ပြီးနိုးပြီတွေ့လားနင်းကြောင့်နေအရှိမရအဖက်မရရင်ပြောနေလို့သမီးကိုပွေယူလိုက်ပြီးပြန်သိမ့်လိုက်တယ်ဒါပေမဲ့သမီးကမအိတ်ဟိုငငယ်လေးတွေကတချင်းလေးတိုးတိုးပွင့်ပြီးမှအိတ်တယ်သူ့ရှိမှတချင်းလေးမစိုးကျင်တယ်လို့တချင်းလေးမပွင့်ကျင်မှာနေသွားတော့လေကလေးကကျွန်တော်ကိုကြည့်နေတာလိုက်ချင်လို့ထင်တယ်ပေးမချီနဲ့အိတ်ချင်မှုတူနဲ့နင်းပုံရှူပေါက်ချလိုက်ပြီသူမချီရဲအောင်မေးပြောလိုက်တယ်ဒိုက်ပါမခံထားအောင်လားမခံမအောင်ကလေးပူမှာပေါ့ပြင်သွားရင်ဒါမတက်တာလို့ပေါက်လဲပေါက်ချပေါ့ချီကျင်လို့ပါရှူပေးစမ်းပါမပေးဘူးဘယ်အသက်ရွယ်ပဲရောက်ရောက်သူတို့နေအောင်တွေးလိုက်ဖြူကဟိုးရင်ကဆယ်နေသမီးပြန်ဖြစ်သွားတတ်တယ်ခလေးကိုသူကလူဖြူကမပေးပဲကိုနဲ့ကြွေးထားတော့ကလေးကသူနဲ့ကစားနေလို့ထင်သွားလားမသိမငိုဘဲနဲ့တခိခိရှိနေတယ်ရှိတယ်ပေါ့လေမင်းကဘာသိလို့လဲသမီးမေကဦးကိုနိုင်ကျင်နေတာသဘောကျတယ်ပေါ့သားမီးနှစ်ယောက်စလုံးတွေ့ပြီကလေးကိုချီထားတဲ့မမကိုတအားဖတ်ပြလိုက်တယ်သူရဲ့ရင်ခွင်ကျဲကြီးထဲမှာကလေးဟောအမေပါနှိမ့်မြုပ်သွားလေတယ်ဖြူကမွေးပြန်တက်ရက်နေတဲ့သူရင်ခွင်မှာမလုံမလေးလေးရုံးထွက်လိုက်တယ်ကိုကကလေးမိမို့ကလေးနဲ့တွေနဲ့စောစောမှအဝတ်တွေမိဘူးထိုးထားတာကြောင့်ကျွေးရီဆိုလို့နေတယ်သူကတော့ရှင်းလို့တန်လို့ညဘက်ကြီးတောင်မှမွေးကြိုင်လို့ပါသားမီးနှစ်ယောက်စလုံးနမ်းပြစ်နေကောင်းကောင်းကမတွေးတာကြာနေပြီဖြစ်တဲ့မမရဲ့အထီးတွေ့တွေကြောင့်မလူပေးစင်လောက်အောင်ဖြစ်သွားပြီကလေးနဲ့ယောဂမမကိုပါနမ်းလိုက်တယ်ကလေးရှိမှာနေနော်အဲ့ဒီကလေးကိုပါနမ်းမှာသားမီးနှစ်ယောက်စလုံးကိုအနမ်းမိုးတွေရွာပြစ်လိုက်တော့တယ်သမီးလေးကအလဲလေးသူ့အမေပေါင်းကိုနမ်းတာမြင်တော့ကောင်းကောင်းကိုသူ့လက်ကလေးတွေနဲ့ထုလေးထုတယ်မျက်နှာလေးကိုတွန်းဖယ်မနာလို့ဖြစ်တာနေမှာပေါ့သူ့အမေကိုမထီးနေဆိုပြီးနေလွတ်နော်ငါသမီးကြားညက်နေမလွတ်ဘူးနမ်းပါမယ်ဖဲကလေးကသူ့ကိုဖယ်လို့မရတော့သူ့မျက်နှာကိုကုန်းပြီးတော့ကြိုက်နေတယ်သူ့အော်တော့မှကလေးကငိုပြီးတိမ်လုံးစူးညံနေတော့ဒေါ်တရဖီလည်းမနေတာတော့ပါကောင်းကောင်းကြီးကလေးကိုဘာသာလောက်တာလဲညဘက်ကြီးစူးညံနေတာပဲသူတို့မိသားစုလေးနေပါစေဆိုပြီးတော်ရုံတန်ရုံမသိချင်အောင်စောင့်နေတာလည်းမရပါသူကလောက်တာမမီမြေကတောင်းကိုကြိုက်လိုက်တာဟောတုံဒေါ်တရဖီကချီရခက်ငိုရခက်ဖြစ်သွားတယ်ငါသားနေကလေးလောက်တာလေးခံရတာပဲလားကြိုက်မှာပေါ့သူကကလေးကိုတအားနမ်းတာလေးအန်တီရဲ့ကလေးအိတ်နေတာအေးလေဟုတ်သားပဲကလေးလန့်သွားတာလားပြန်ချောလိုက်အောင်သူ့ပါမှာသွားရတွေကွင်းလိုက်ကြည့်ထင်းသွားတယ်ကောင်းနေ
နေငါ့ကိုအနိုင်ကျင့်လို့မရတော့ငါသမီးလေးရှိနေအောင်မလေးကျန်နေတယ်သားမီးနှစ်ယောက်စလုံးထပ်နှံလိုက်ရမမီကအခန်းထဲထိကိုဝင်လာတယ်ကြည့်ပါဦးမမီရဲ့မမီမြေကသူ့သွားလေးနဲ့ကြောင်နဲ့သားကိုကြိုက်တယ်တကယ်ကိုအမေတူလေးစွာစီလာသူ့အမေတော်ကမင်းကိုနာမလုပ်ပါဘူးဟဲ့ခလေးအိတ်နေတာကိုမင်းကဘာလို့သွားနှိုးရတာလဲတနေ့လုံးမတွေ့ရတော့တွေ့ကျင်လို့လေသူ့အမေကလည်းသားသမီးကုံမောက်သလားမမေ့နဲ့ငါသမီးကိုမထိရင်ကြည့်ပဲသူနန်းသွားတာကြတော့မပြောပဲဖြူတို့သားမီမကောင်းတာပဲပြောနေတယ်အဲ့ဒါဆိုလေမထိနေပေါ့ကွာမင်းလည်း25ကျော်ပြီအိမ်အောင်ပြုတ်ပြီးကိုကလေးကိုချစ်ပေါ့ဟုတ်တယ်မလားကြည့်ပြုဟုတ်တာပေါ့အန်တီရဲ့သူ့နာမှာကောင်းမလေးတွေဝိုင်းနေတာပဲခေါင်းကောက်ရှူပေါ့လူကိုခမားလူများထင်းနေလားကျွန်တော်နှလုံးသားတွေ့ရလူကိုမချစ်တတ်ဘူးဟဲ့ကလေးကငိုနေတော့မေးလားပေးပါဦးအနီကြော့ကြည့်မယ်ဘသူကြော့ကြော့မရပါသမီးကအငိုပေါက်သွားပြီဖြစ်တယ်အန်တီပြန်အိတ်လိုက်ပါတော့အေးအေးပြတ်မယ်နေလဲသွားတော့လူကြီးလဲကောင်းကောင်းမနေရအောင်အန်တီကသူ့ခန်းသူပြန်သွားတယ်ကျွန်တော်ကြော့ကြည့်မယ်လာဦးစီဦးလာမလားအခုလေးတင်မယ်နင့်ကိုကြိုက်ထားတာလေလာပါရင်ကလေးကမမလိုအညိုမကြီးတတ်ပါလာကလေးကတအားငိုနေတာကြောင့်တိတ်လို့တိတ်ညာပေးလိုက်ရတယ်သူကကလေးကိုပကုံးပေါ်တင်ပြီးချော်တယ်အေးတိတ်ပါတချင်းလေးတစ်ပုတ်ကိုညီးကောင်ကြော်လေးကိုပုတ်သိတော့သမီးကချက်ချင်းအငိုတိတ်သွားတယ်တကယ်တော့ကလေးကအိတ်ချင်နေပြီတချင်းတန်မကြလို့မအိတ်တတ်တော့တာအဖေသူအပြည့်ပါတယ်ကောင်းမှလေဟောဗျအိတ်သွားပြီလားဒီလိုကြတော့လေလွယ်လိုက်တာပေးငါတိတ်လိုက်မယ်နေစမ်းမှာကျွန်တော်လက်ပေါ်မှာအိတ်သွားတာကျွန်တော်သိကြည့်တယ်လို့အခုတော့သမီးလေးကအေးချမ်းအိတ်ပျော်သွားပြီစိတ်ကလည်းကြီးလိုက်တာမအေးတူလေးငါတူတာမဟုတ်ဘူးသူ့အဖေကိုတူတာဂျစ်တစ်နဲ့စွတ်တရုံလေးခမရသူ့အဖေကိုရမ်းချစ်တာပဲလားအေးလေချစ်မှာပေါ့သူကလေးကိုတော့မွေးပေးထားတာပဲမချစ်ပါချစ်ရင်သူနဲ့အတူနေမှာပေါ့နေလဲသွားပါတော့ငါကလေးအိပ်ပါစီတော့အန်တီလည်းအိပ်ပါစီသူမကျင်နဲ့ပေမဲ့ကလေးကိုငှက်ပြီးထွက်လာခဲ့လိုက်တယ်မကျင်ရင်ဘာလို့ကလေးယူခဲ့သေးလဲအလကားညနေတာတစ္ဆာဖောက်မာကြီးမမခမရပဲမလဲကိုနေတော့အိမ်မလေးသမီးရောညာနေတူတူရှိတယ်ဘာလို့လဲကလေးကိုခေါ်ပြီးဘယ်ရီလျှောက်သွားနေရလဲအပြင်မှာနေရဒီလောက်ပူနေတာငါလာတော့မပူပါဘူးကျွန်တော်လာခေါ်မယ်မလာနဲ့ငါတို့ညနေပြန်မှာကိုနေလိုက်ပို့လိမ့်မယ်ဒါပဲနော်သူ့မှာတော့ကလေးအတွက်ဖက်နှက်လေးဝယ်လာခဲ့ပြီးတော်ရည်လားလို့စီးပေးကျင်တာသူကသူ့ရီးစားဟောင်းစီကိုကလေးကိုပါခေါ်သွားတာတဲ့ချက်တော်တွေမှရှိနေတဲ့ပန်းအောင်လေးတွေကိုပဲကန်ပြစ်လိုက်တော့လိမ့်ထွက်သွားလေတယ်ဒေါသတွေကမပြေနိုင်သေးပါဘာရီစားနေတာလဲသမီးလေးကသူစားနေတဲ့ပကံလေးကိုသူ့စီထိုးပေးတယ်စားပါကွာစားပါဦးဝါမေးကြည့်တာပါကလေးရဲ့ဘေးမှာခုံလေးဆွဲပြီးထိုင်လိုက်တော့ဇွန်းနဲ့ကော်ပြီးသူ့ကိုခွင့်နေခါကျဦးနဲ့ပြောင်းဖို့လေးတွေအသီးနှံလေးတွေကိုရောချိတ်တာတွေစားစီရတယ်သူ့ကိုလေစားစီခြင်းပုံရတယ်သမီးလေးမလောက်ရဘူးလေဦးကိုပေးကုန်လိမ့်မယ်သူကမင်းသားတန်းပြတ်နေမှဖြစ်မှာဖြူကကလေးအတွက်ရေကျက်ရီလုံးနေရမှထားလာပြီးကလေးကိုသူနဲ့ဝင်းရောင်ကိုခေါ်သွားတယ်ဒီနောက်မှာပဲစားပါစီမမရဲ့ဘာလို့လဲနင်ကရှူတင်သွားမှာမဟုတ်လားနင်ကိုပေးကုန်မှစိုးလို့ပေးရင်အင်ကြီးထက်လဲလို့ရတာပဲမမကလေးကိုကျွန်တော်နဲ့စိမ့်အောင်လုပ်နေတယ်လို့ပဲသူကမကြင်မနဲ့ပြောလိုက်တယ်မမကလည်းမငင်းပါစိမ့်တော်မကောင်းလားကလေးကနင်ကိုခင်ပြီးတော့သွားလျာလိုက်ချင်နေရခက်မယ်နင်ကမင်းသားလေးကလေးတန်ဖြစ်နေအလကားနေနမဲကြီးနေအောင်မယ်မဟုတ်သေးပါဘူးမမရကျွန်တော်ကသူ့ဦးလေးပါဟိုလူနဲ့ကြတော့တားဖာတွေတိုင်မင်းရင်းနှီးနေလိုက်ကြကျွန်တော်ကြတော့ကလေးနာကဲ့ရင်တော့မကြိုက်ဘူးကိုနီကိုသူပြောတာမှဖြူသိပါတယ်သူ့ကိုကလေးကမခင်တွေ့ပါဘူးနင်းနဲ့ကတိန်နေနေကြတာသမီးကခုဆိုရင်သိနေပြီနင်းကိုရမ်းတွေ့သွားမှငါကြောက်တယ်တွေ့တော့ဘာဖြစ်လဲကျွန်တော်လည်းသူ့ကိုချစ်တာပဲဟာနင်းချစ်ကဘလောက်တီးမြဲမှမဟုတ်လို့လေနင်ငါ့ကိုလှုပ်လို့တမျိုးလှုပ်ခဲ့ရင်ကလေးဆိုတာစိတ်လုံးရင်ခေါ်လိုက်မလုံးရင်စိတ်တူလိုက်လှုပ်လို့ရတာမျိုးမဟုတ်ဘူးပြီးတော့ငါလည်းဒီမှာပြီးနေခြင်းမနေမှာဟိုပြန်သွားပြင်ကလေးကိုခေါ်သွားရမှာအဲ့ဒါကြောင့်ဘာတန်ရောစင်မှမဖြစ်စီခြင်းကျွန်တော်ချစ်ကမတည်မြဲခဲ့ဘူးပေါ့ဟုတ်တယ်လေနေစိတ်လို့ရင်ငါ့ကိုပြန်တောင်းပန်လေငါနဲ့နေမယ်စိတ်မလို့ရင်လေဘယ်မျက်နှာအောင်မထောက်ပဲပြောရက်ခဲ့တော့ငါမမေ့သေးစီးစက်ပွဲတော့ကြီးကျယ်လုပ်ခဲ့သေးတာကျွန်တော်ရဲ့အရီနီဟာအမားကိုပဲစိတ်နာနေတော့မှလားကျွန်တော်ကစီးစက်ပြီးမြဲသူနဲ့မညှိစွန်းခဲ့
ခမရတခြားယောက်ျားနဲ့ယူသွားခဲ့အဲ့ဒါကတော့မှန်နေပေါ့တော်ပြီဟာကလေးရှိနေငါတို့ရမဖြစ်ပဲနေကြရအောင်မဖြစ်ချင်ကလေးကိုကျွန်တော်နဲ့ခွဲဖို့မကြိုးစားနဲ့သူတို့စကားပြောနေတော့ကလေးကစားပြီးသွားလို့ကောင်းမလီကလာသိမ်းသွားတယ်သမီးဦးနဲ့လိုက်မလားလိုက်အပြင်သွားရမယ်ဆိုတော့သမီးကခက်သွက်လေးပြန်ပြေးဒါဆိုအားပါပြီမပေးနဲ့သမီးကလေးကမုတ်စားထားတာနင့်ကိုပေးကုန်မယ်လေပေးနမ်းလိုက်ပါအောင်အာဘွားလိမ့်ပါတယ်ဦးကလည်းအာဘွားပြန်ပေးမယ်သူကသမီးရွေ့ပြီးတော့ကလေးကိုပို့ပြီးတော့နမ်းပြစ်လိုက်တယ်သမီးရဲ့မမီကသူ့နမ်းမခံရလို့ကြေးဝေနေတာလာသွားစို့ let's go ဟဲ့ဘယ်ခေါ်သွားမှာလဲငါကလေးကိုရိုက်ကင်းကိုခေါ်သွားမလို့သူ့ကိုလာကြိုတဲ့ကားနာအထိကိုကလေးကိုချီသွားတယ်ဘယ်ဖြစ်မှာလဲပြန်ပြီးဦးကိုသမီးကအပြင်ထွက်ကျင်သူမို့သူ့ရဲ့လေဘင်းကိုဖက်ကသူ့ဘောင်းကိုကိုင်ကသွားခိုင်းနေတယ်ကလေးခေါ်ခဲ့မလို့လားသူမနီကြမလွန်လာတဲ့ဟန်လေးဆိုတယ်ကိုသူမဟုတ်တော့ဒါကနောက်တစ်ယောက်ပါအေးခေါ်ခဲ့မယ်လေဘာဖြစ်လို့လဲကလေးကအရမ်းငယ်သေးတယ်အလုံးလုံးနေရင်ဘယ်သူကထိတ်မလဲဓာတ်ပုံချောင်းရိုက်ခံရရင်လည်းမကောင်းမင်းသားနာမည်ပြတ်မယ်နော်ဟာငါတူမကိုငါခေါ်တာလေဘာလို့နာမည်ပြတ်ရမှာလဲမဟုတ်ဘူးလေကိုရတနိုင်ငံလုံးကပရိသတ်တွေကအကုတူမမှန်မသိဘူးလေအကုရဲ့ကလေးလို့ထင်သွားမှာပေါ့ထင်ပါစေငါမကလေးကငါကလေးပဲပေါ့မဖြစ်ပါဘူးဦးသိန်းစိုးထိုက်ကလက်ခံမှာမဟုတ်ဘူးနော်သူတွေးဝေးသွားပြန်တယ်ကောင်းငါကလေးကိုပြန်ပေးပါနင်တို့အတိုင်းဝိုင်းကအခုထိငါတို့ကိုလက်မခံနိုင်ဘူးဆိုတာမြင်မိမဟုတ်လားနင်လည်းသူတို့ကိုမလွန်ဆန်နိုင်ပါဘူးပေးငါကလေးကလေးကငိုပြီးတော့ကြံခင်းတော့သူစိတ်မကောင်းပါမပြောတာလည်းမမားပါသူကဒီအောင်မြင်မှုတွေကရုံးမထွက်နိုင်မင်းနောက်ထပ်စာချုပ်တွေနဲ့သူမန်နေဂျာတွေအေဂျင်စီတွေရဲ့ကြိုးကင်တာကိုခံနေရတော့မှအပြင်ကိုတိတ်ပြီးသွားကျင်နေတဲ့သမီးလေးကိုအလုပ်ထင်းကိုခေါ်သွားလိုက်တယ်ခါတိုင်းဆိုဖြူအပြင်သိမ့်မဲ့ထွက်ပါကလေးဆိုတော့လေဘယ်ကိုသွားရပျော်နေတော့တာပါပဲစင်ကာပူကဖုန်းလာတယ်ကားပြားကောင်လေးကအကြောင်းပိတ်ရမှာဖြူစီကိုလာဟစ်ချင်လို့တဲ့သမီးလေးကိုလေလွမ်းနေတဲ့လာခဲ့လေအမအိမ်မှာပဲတင်ဘယ်နဲ့ရက်မှမကြပါရောက်ရှာလာလေအတီဒါဖြူကိုစောင့်ရှောက်ပြီးတဲ့အိမ်ရလေသမီးလေးကိုလည်းရမ်းချစ်ကြတာအတီကိုပြောဘူးပါတယ်ကြီးပြူကိုမြေးလေးကိုစောင့်ရှောက်ပြီးတော့အန်တီကကျေးဇူးတင်နေတာအခုမှပဲလူချင်းတွေ့ရတော့တယ်အမကကျွန်တော်မိသားစုလိုပဲအမကိုလည်းချစ်တယ်ခလေးကိုလည်းချစ်တယ်လေသူကဖြူကိုအမတယောက်လိုချစ်တာဖြစ်တယ်ဒါကိုဖြူကနားလေပြီးမြင်ကောင်းကောင်းကသဘောမပေါက်မျက်စောင်းကြီးတဝင်းဝင်းနဲ့ကိုယ့်အိမ်လိုပဲသဘောထားနော်လိုရာရှိရင်ပြောဟုတ်သမီးလေးကသူ့ကိုမတ်မိတယ်သူ့လက်ပေါ်ကမစင်အောင်ကြီးအမလှုပ်သွားမလို့သမီးကိုထိမ့်ပေးပါโอเคလာဟေ့အင်ဂျင်လီသူကကလေးကိုအင်ဂျင်လို့မွေးပြီးတဲ့ကနာမည်ပေးထားတာအမရဲ့ဘိုက်ထဲမှာတော့သူ့ပုံလေးကရည်စရာလေးသူ့ရဲ့နှလုံးခုန်တန်လေးကတော့နားထောင်လို့ကောင်းတယ်သမီးလေးကိုအထရာဆောင်ရိုက်တုံးကပုံကိုပြောပြနေခြင်းဖြစ်တယ်ဟုတ်လားမင်းကတော့ကံကောင်းတာပေါ့အနီတို့ကသူ့မှာကိုဝင်ရှိနေမှန်းတော့မသိခဲ့ဘူးဟုတ်တယ်သူမွေးတော့လေခြေတော်လေးတွေကပြီးစီလေးလေးအရန်လေးငိုတယ်အော်စကားဝဲဝဲနဲ့အားရပါးရကိုပြောပြနေတာဖြူမွေးတော့ကသူတို့သားမိပဲအနီးကံပြုစုပေးခဲ့ကြတာလေကောင်းကောင်းကတော့အဲ့ဒီလိုပြောနေတာတွေကိုမနာလိုတွေဖြစ်နေတယ်အခုလေသူတရားလုံးရှိရနေခလေးကိုသစိမ့်လက်ထဲအတေမမော့မကြည့်နဲ့ဖြူရဲ့နောက်ကိုလိုက်သွားပြီးမခမရကျွန်တော်တို့နေဆိုရင်ခလေးကိုစိတ်မချသစိမ့်နေကြတော့စိတ်ချလက်ချထားခဲ့ပြီပေါ့သူကသစိမ့်မဟုတ်ပါဘူးငါကိုဝင်ကြီးနေတဲ့ဆောက်ရှောက်ပေးခဲ့သမီးလေးရဲ့အကြောင်းကိုလည်းအကုန်သိကလေးထားနဲ့ပြီးသားသူနဲ့ဆိုစိတ်ချလို့ရတယ်ကိုဝင်ကြီးနေတော့အိမ်ကိုပြန်လာခဲ့ပါလားအခုတော့သစိမ့်ကကျွန်တော်ထက်ကိုရင်းနှီးနေသစိမ့်ဆိုပေမဲ့ तू ကငါ့ကိုမညှို့ညင်ခဲ့ကိုဝင်လာရင်လာလို့ခြေလက်တွေမသိချင်းတဲ့အချိန်သူတို့ပဲစောင့်ရှောက်ပေးခဲ့တာအိမ်ကိုများပြန်လာပြီမင်းနဲ့အဆင်ပြေမှာမဟုတ်ဘူးလှုပ်ပိနိုင်မှလည်းမဟုတ်တဲ့ပြင်ငါ့ကိုစူငေါ့နေမှာသူမမောက်နိုင်အောင်ဘယ်တော့မှမပြောနိုင်ခဲ့အခုလေသူပြောချင်တာပြောပြီးအလုပ်ကိုထွက်သွားလေပြီတိတ်မကြခင်လူမှုကွန်ရက်ပေါ်မှာကောင်းကောင်းရဲ့သတင်းကိုအဖွာခံလိုက်ရတယ်နမဲကြီးမင်းသားနဲ့သူ့ရဲ့တိတ်တိတ်ပုံစံနေခေါင်းစဉ်ကြီးနဲ့အတူတူပဲကောင်းကောင်းနဲ့ဖြူတို့သားမီးရဲ့ပုံတွေတက်လာတယ်ဟိုနေ့ကကားနားမှာကလေးကိုခေါ်ပြီးလုပ်ပြီးမှထားခဲ့တော့ကပုံတွေရောဘယ်တော့မှမသိခိုးရိုက်ထားကြတယ်ဒါကဘာဖြစ်တာလဲရှင်းမအဲ့ဒါကျွန်တော်အမနဲ့ဒူးမလေးပါသိကြလားသိကြတာပေါ့
ဒါဆိုသူတို့ကိုထွက်ပြီးတော့ရှင်းခိုင်းလိုက်မင်းမလေးမရအောင်ပြောတာဘာလို့ရှင်းခိုင်းရမှာလဲဦးသိန်းစိုးမမမှာယောက်ျားမှမရှိတာစင်ငယ်မသားဆိုတာကိုပြောမထွက်သူကမင်းနဲ့ဘာမှမပတ်သက်တဲ့အကြောင်းမို့မင်းမပါဆိုတာပရိသတ်တွေကိုရှင်းပြရမယ်လေကျွန်တော်မလုပ်နိုင်ဟာမလုပ်လို့ရမလားကွာမင်းကမိသားစုကြောင့်ပရိသတ်တွေကိုချမပြဘူးတော့မင်းမအမရှိတာဘယ်သူမှမသိကြအောင်လေအဲ့ဒါကြောင့်ဒီလိုကောလာဟာလာတွေထွက်လာမင်းရဲ့နာမည်အတွက်ရှင်းရမှာပေါ့ကျွန်တော်ကြောင့်သူတို့ပြောခံနေရပြီဒါကိုထွက်ပြီးတော့ရှင်းခိုင်းရအောင်မလားမလုပ်နိုင်တရုပ်ဆောင်တာပဲဖြစ်ဖြစ်တချင်းဆိုတာပဲဖြစ်ဖြစ်ကျွန်တော်တော်ဝင်ကျွန်တော်ကြည့်အောင်စူးစမ်းတယ်ကျွန်တော်အားပေးတဲ့ပရိသတ်ကိုလိမ့်ညာမဆောင်အခုကိစ္စတော့ကိုကြီးကိုယ်တာကိစ္စကျွန်တော်မှမိမရှိရနဲ့ဖောက်ပြန်တာမျိုးလည်းမဟုတ်ဘူးသူများသားပြုတ်သမီးပြုတ်စော်ကားတာလည်းမဟုတ်လို့မရှင်းနိုင်မင်းကပြည်သူချစ်တယ်မင်းသားလေမင်းကိုမင်းမပိုင်ဘူးကွာဒါကျွန်တော်ရဲ့ကိုကြီးကိုယ်တာကိစ္စအလုံးနဲ့မဆိုင်ကျွန်တော်အလုံးမှာတာဝန်မကျင်တရုပ်ဆောင်တာမကောင်းကြိုက်တယ်လို့ဝေးဖန်ဇာရိတာချုံရင်းနေလေကြိုက်တယ်လို့ပြောလို့ရဒီကိစ္စတော့မရှင်းနိုင်ထင်ကြတယ်လို့ထင်ကြပါစေအဲ့ဒါကြောင့်ကျွန်တော်အားမပေးချင်လေနေပါစီဦးသိန်းစိုးနဲ့စကားများပြီးအိမ်ကိုပြန်လာခဲ့လိုက်တယ်မမကိုအမဘာလို့ရှင်းရပြီမိသူနဲ့မမကစိတ်ရန်ရှိသေးတယ်ပရိသတ်ကိုလည်းမလိမ့်ချင်မမကိုလည်းမပြောရပါဒါသူရဲ့ကိုရေးကိုယ်တာကိစ္စပရိသတ်ကိုချပြဖို့မလိုဘူးလို့ကောင်းကောင်းအောင်ဆုံးဖြတ်ထားတယ်ကိုဟာကိုရာမမနဲ့ညှိလို့မရသေးပါဘူးဆိုခေါ်လာဟာလာတွေကတမငါရှင်းမယ်ဘာလို့ရှင်းမှာလဲမမကကျွန်တော်ရဲ့အမရင်းမှမဟုတ်တာမမီနဲ့မမကသတင်းတွေကိုကြည့်ပြီးနေပြီငါကမင်းရဲ့မိန်းမလည်းမဟုတ်ဘူးလေမဟုတ်တာသိကြလားစဉ်းစားပါမမရှက်သွားတယ်ဘာပဲဖြစ်ဖြစ်ငါတို့ကအခုဘာမှမပတ်သက်တော့ဘူးလေဒီအတိုင်းဆိုနင့်နာမည်ပြက်လိမ့်မယ်ပြက်ချင်တာပြက်ဂယူးမဆိုင်ဒီအချိန်ဒီထိကိုရောက်ဖို့နင်စူးစမ်းထားရတာလေဘာမဟုတ်တာလေးနဲ့အဆုံးရှုံးခံမလို့လားခမည်းနေကလေးကိုသုံးကြပြီးရလာမယ့်အောင်မြင်မှုတွေမလို့ခြင်းအသုံးချတာမဟုတ်ဘူးလေအပြစ်မှန်ကိုရှင်းရမှာပေါ့အန်တီသားမပြောတော့ဘူးလားဒီတခါတော့သူပြောတာမှန်နေကြည့်ပြောဘာမှဖြေရှင်းနေစရာမလိုအန်တီကလည်းတမျိုးနေမရှိရင်ငါထွက်ရှင်းမယ်ကောင်းငါနေမှာဘာလို့ပြောလိုက်မယ်ဒါလေးပြောလိုက်ရင်ပြီးနေပြီနေကြိုင်စူးစမ်းပြီးရလာခဲ့တဲ့အောင်မြင်မှုတွေလွယ်လွယ်နဲ့မစွန့်တော့ပါနဲ့ရှင်းစရာမလိုမမကလည်းကျွန်တော်အမအချင်းမဟုတ်ဘူးရှင်းရင်ကလေးဖေကိုထုတ်ပြတော့မှာဘယ်မှာလဲကလေးဖေကစင်ကာပူမှာလို့ပြောလိုက်သူတောင်တာဝန်မယူခြင်းလို့ပြစ်ထားတာခမရနာမည်တက်ချင်သေးတာလားကဲမင်းတို့ရန်ဖြစ်နေအောင်မလားကလေးတယောက်လည်းရပြီအခုဒီရန်ဖြစ်နေတော့ငင်းကုန်နေလို့ပြဿနာရှင်းမသွားခေါင်းရေးထားပြီးတော့အကောင်းဆုံးစဉ်းစားအန်တီကဘလူးကြီးပြောလိုက်တာလေကလေးတယောက်ရပြီဆိုတော့တခုခုကိုသိနေတာများလားဒီတိုင်းသာဆိုဖြူဒီမှာနေလို့မဖြစ်တော့ပါအောင်ကြီးငါတို့ပြန်ရအောင်အမတို့ကကျွန်တော်နဲ့ပြန်လိုက်မလို့လားအေးကောင်းတော့ပေါ့ဒီကောင်လေးကဘယ်တော့မှဆိုစကားတွေများကြီးမပြောတတ်အခုလေဘာကြောင့်ဆိုတော့မမေးဖြူတို့ပြန်လိုက်မေးဆိုလို့ပြောနေတာတပတ်ခါပြန်ကြတော့မယ်အတီကိုတော့ဘလို့ပြောရမှန်းမသိသေးပါအတီကသမီးလေးကိုလည်းအရန်ချစ်တော့ဖြူတားမှသိကြတယ်အဝေးစားတွေထည့်နေတော့သမီးကဘယ်ရောက်သွားပြန်ပြီလဲမသိလေကအတန်စင်းစိမ့်မချလို့ဂယူးဆိုင်နေတဲ့ကြားကတောက်နဲ့တရင်လုံးကိုအနှံ့ရှောက်သွားတက်နေတယ်သမီးထူးတန်ကိုကြားလိုက်ပြီးမြင်ရှင်းလို့မထူးပင်ဖျားတဲ့ဘသူရဲ့လက်ချက်လေးဆိုတော့အထူးပြောစရာမလိုကောင်းကောင်းမှကလေးနေကစားနေတယ်ကလေးကိုနေသင်ပေးထားတာမဟုတ်ဘူးလားသူကရှင်နေတယ်ဆိုတော့သိကြတာပေါ့ငါသမီးကမိန်းကလေးလေးအခုမှစကားသင်ကစပါဆိုပေါက်ကြီးရီသင်းနေကလေးကဖြူရဲ့ပါးစပ်ကိုသူ့ရဲ့လက်လေးနဲ့လာပိတ်တယ်မပြောနေဆိုတဲ့သဘောသမီးကသူ့ဘက်ကပေါ့လေဒီမှာမမေကိုကြည့်သမီးရေလို့ခေါ်ရင်ရှင့်လို့ပဲထူးရမယ်နော်ဗျာလို့မထူးရဘူးကြားလားကလေးကိုရမ်းကြမ်းဖက်နေတယ်သူ့ဘာသာသူဘလို့ထူးထူးပေါ့လာသမီးဘယ်ခေါ်သွားမလို့လဲဒီလောက်နာမည်တွေထွက်နေတာတခုတော့မှမရှင်းရသေးဂယုမဆိုင်ဘူးပြောချင်တာပြောကြပါစီရှေးရှောက်စိတ်ချမ်းသာအောင်ပဲနေတော့မှာဘာအမြင်မှုမှမလို့ချင်တော့မမနဲ့လက်ထပ်မယ်သမီးလေးကိုကျွန်တော်သမီးအရှင်လို့စောင့်ရှောက်မယ်အတိတ်ပဲမရှိတာတွေပြောမနေနဲ့ဘယ်လဲလို့လဲသွားမလို့လीပြောလိုက်သမီးအဝေးကိုခေါ်မသွားနဲ့နော်ရှူးရီဘာတွေပေါက်ချရင်နင်မလုပ်တတ်ဘူးတယောက်တည်းလားကလေးတစ်ဖက်နဲ့ကောင်းအောင်ဘလို့မောင်းပါလဲအနေရများတယ်နော်ဒါဆိုမမလိုက်ခဲ့ပါလားမလိုက်စင်ပါဘူးမလိုက်စင်နေပေါ့ကလေးကိုတော့ခေါ်သွားမှာဖြူဝသမီးကိုလည်းစိတ်မချပြန်ခေါ်လို့လည်းမရမကြခင်လေးပြန်တော့မှဆိုတော့သူတို့သားဖာနှစ်ယောက်
ခဏတော့နေပါစေလေးဆိုပြီးလိုက်မယ်အဝေးတော့မသွားနဲ့နော်ပိတ်ကလေးသမီးကဖြူခေါ်ထားမှကြောက်လို့ထင်တယ်သူ့ဖေကိုပဲဖတ်တာတယ်မေမေလေးလိုက်ပါလေလာဦးကကောင်းမောင်းရမှာလွတ်လိုက်မရပါဘူးမမရကားထဲကိုရင်ဝင်လိုက်ပြီးမှခေါ်ဖြူပါကားလေးကိုဝင်ထိုင်လိုက်မှခေါ်လို့ရတော့တယ်လူဟာဖြင့်လက်တောင်လောက်နဲ့ဇာတိရပြလာပြီနောက်ဆုံးမနှောဖြူလို့မခေါ်တော့မဖေခင်လို့ပဲခေါ်တော့မယ်မမပွားစီနဲ့ကလေးကိုဘာတွေပြောနေရလဲငါကလေးငါဘာပြောပေါ့နေပါလို့မလို့လေကားထဲမှာနော်သူမျက်နှာကိုဖြူနှောင်းကိုကက်လာလို့ပြောလိုက်ရတာခက်ပက်ပေးမလို့လေဘာတွေမျောလင့်နေရလဲမမျောလင့်ပါဘူးဓာတ်ပုံချရန်ခံရမှာစိုးလို့ပါနေလို့နိုင်ငံကျော်ကြီးစီကဘာမှမမျောလင့်ရဲပါဘူးနော်ဟောကြည့်မမအောင်လေစရာလေးကိုအထာနာကောက်နေတယ်သွားမှာလားမသွားရင်ဆင်းတော့မယ်သွားမှာပေါ့သူကတလန်းလုံးသချင်းတွေဆိုတယ်သမီးလေးကလည်းမပီကလာနဲ့ဘာတွေလိုက်ဆိုနေမှမသိသမီးကသချင်းဆိုနေရလားငါတူမလို့မပြောရအောင်တော်လိုက်တာကွာဟာအဲ့ဒါနေတူမမဟုတ်ဘူးဟိနင့်သမီးအဲ့ဒီလိုမျိုးစိတ်ထဲကနေပြောလိုက်ပါတယ်သူတို့နှစ်ယောက်ရဲ့သချင်းဆိုတဲ့ရည်တန်တွေကကားရင်းမှာပြန့်လွင်နေတယ်အဲ့ဒီတွေကပြောစရာအချိန်လေးတစ်ခုကိုပိုင်ဆိုင်ခဲ့ကြတယ်ဘာလို့သွားမှလဲနင်ပြောတော့ဒီမှာပဲနေတော့မှာစုထင်ထားတဲ့အတိုင်းအန်တီကမသွားစီခြင်းမှာကူကဒီမှာနေလို့မဖြစ်တော့ဘူးလေဖြူတို့ကြောင့်သူလည်းပြဿနာတက်ရတယ်နင်းထွက်သွားရင်ပြဿနာတွေကပြေလေသွားမှာလားမသွားရအောင်ငါမြေးလေးနဲ့လည်းမခွဲနိုင်ပါဘူးဘာတွေဖြစ်နေရလဲမင်းရဲ့မမကြီးဟိုပြန်တော့မလို့တဲ့ဟာမပြန်ရပါဘူးလူရိပ်လူကဲတည်တဲ့အောင်မြမကကလေးကိုသူတို့နဲ့ဝေးအောင်ကိုခေါ်သွားတယ်ဖြူကလည်းကလေးရှိမှစကားမများချင်မပြန်မငါတို့သားအမေကနင်းနာခက်ကိုလာပြီးဖြက်စီးတယ်လို့ဖြစ်နေတယ်ဟိုမှာပဲအေးစစ်နေတော့မယ်ဒါဆိုနေကမပြန်မလာတော့ဘူးလားအတီးကပြန်မလာတော့မှစိုးရိမ်နေတယ်သူကလည်းကလေးနေဘဲခွဲခြင်းမမလဲတစ်နှစ်တခါနှစ်နှစ်တခါတော့ပြန်လာပါမယ်နေလို့ချင်တာတွေကိုတစ်သက်လုံးပဲလှုပ်လာခဲ့ရမမမဲအခုအချိန်ထိငါဘာမှမပြောခဲ့ဘူးနော်ကြည့်ပြူဒီတကားတော့မရအောင်မာမီကသူ့ထက်တောင်စိုးနေတော့ကောင်းကောင်းဝင်မပြောတော့ပါကလေးကကြောင်းတက်ရအောင်ပါပြီးတော့မိန်းကလေးပထွေးနဲ့နေဖို့လည်းအဆင်မပြေဖြူဘသူနဲ့မှလက်မထက်ပါဘူးအန်တီသမီးလေးနဲ့ပဲနေမှာအဲ့ဒါကိုငါသိတယ်ဒီလိုနေမိစားကလေးကိုသူ့အဖေရင်သူ့အဖွားရှင်းနေပဲထားလိုက်လို့မရဘူးလားရှင်မမီဘာတွေပြောနေရလဲသူ့အဖေရင်ကဘသူလဲဟုတ်လို့လားဘာပြောရမလဲငတုံးရဲ့မနှောဖြူလေးကနင့်ကလေးဟဲ့ဗျာအန်တီဘလို့ပြီးတော့တည်သွားတာလဲဖြူအံ့ဩသွားတယ်အန်တီသိနေမယ်လို့မထင်ထားဘူးလေငါ့ကိုကက်အားအဖွားကြီးလို့ထင်းနေတာလားကြည့်ပြူလုပ်ငန်းတစ်ခုကိုဦးစီးနေတဲ့မိန်းမပါဟဲ့နင်ထွက်သွားတဲ့ချိန်နဲ့ကလေးရဲ့အသက်ကိုတွက်ကြည့်တာနဲ့သိနေရငါမျက်စိအောက်မှာပဲရှိခဲ့တာလေနင်ပတ်သက်ခဲ့ဖို့တဲ့ယောက်ျားဆိုလို့သူ့ပဲရှိတာအဲ့ဒါကြောင့်တေးကြောင်ဒီရန်နေစစ်လိုက်တာဒီကလေးကငါသားရဲ့ကလေးငါမြေးအစ်စ်ပဲမမတကယ်လားရင်ဟုတ်လားလို့ကြည်ပြူးရဲ့ပကုံးကိုလှုပ်ရမ်းပြီးစိတ်လုံးရှားစွာနဲ့မေးလိုက်တယ်ဒါမျိုးတွေဖြစ်လာနိုင်နေပြီလို့သူဘာကြောင့်မစင်းစားခဲ့မိတာပါလဲဟုတ်တယ်သမီးလေးကနင့်ကလေးဝင်မခံလို့မှမရတော့တာခမရက်ဆက်လာကြည့်လားကျွန်တော်ကလေးဆိုတာဘာလို့မပြောခဲ့တာလဲသားဖမန်းတော့မသိအောင်လှုပ်ထားရတယ်သူရှိနေတာငါမသိဘူးဟိုရောက်မှသိတာသိရင်လေပြန်လာခဲ့ပါလားကျွန်တော်ကလေးကျွန်တော်တာဝန်ယူမှာပေါ့မင်းတို့ခုထိရံဖြစ်နေကြတော့လားအေးဖြစ်ချင်တာဒါဖြစ်ကြတော့ဒေါ်တရဖီကကလေးကိုခေါ်လာခိုင်းလိုက်ပြီးသူခန်းထဲကိုဝင်သွားတယ်မလို့ပါဘူးငါတက်သားရဲ့မိန်းမနဲ့လက်ထပ်ပြီလို့ပြောတဲ့ယောက်ျားတစ်ယောက်စီမှာကိုဝင်ရှိနေလို့လက်ထပ်ပေးပါလို့ဒူးထောက်ရမှာလားဒူးထောက်စရာမလိုပါဘူးကျွန်တော်မိန်းမနဲ့ကျွန်တော်ကလေးကိုပျော်ပျော်ကြီးတာဝန်ယူမှာပေါ့အခုတော့ကိုဝင်ရှိနေတာကိုလည်းမသိရမွေးတာလည်းမသိရကိုမျက်စိရှိမြင်နေရတာအဖေလို့အခေါ်မခံရအခုလေသားဖားနှစ်ယောက်ကိုတက်တက်လုံးခွဲထားဖို့ခမဆုံးဖြတ်ပြန်ပြီညကလေးအတွက်အဖေမလို့နေမရှိဘဲနဲ့တော့မှတိုင်းတစ်ပါးမှာခက်ခက်မွေးနိုင်ခဲ့သေးတာပဲအခုမှတော့မလို့ကလေးကိုငါတယောက်တည်းစောင့်ရှောက်နိုင်တယ်အဲ့ဒါကျွန်တော်မသိလို့လေကျွန်တော်တို့ဖြစ်ခဲ့တဲ့ကိစ္စတွေကအကြီးအကျယ်လည်းမဟုတ်ဘူးမုန်းလို့ဖြစ်ကြတာလည်းမဟုတ်ဘူးကလေးရှိတာတော့မပြောရတဲ့အထိစိတ်နာဖို့လိုလို့လားစိတ်နာတယ်အဲ့ဒါကြောင့်လေဒီလိုစူးစမ်းခဲ့တာပဲအခုတော့ကလေးအဖေကိုနေလို့ထင်လိုက်တာမဟုတ်လားအန်တီမငါ့ကိုယုံသေးတယ်
ငါနင်းတဲ့အသက်ကြီးလို့ရွှဲတူမိန်းမကိုယူမယ်လို့ပြောခဲ့တာအနာဆုံးပဲကျွန်တော်အဲ့ဒီလိုပြောခဲ့လို့လားအဲ့ဒီလိုမပြောပေမဲ့အဲ့ဒီသဘောပဲလေနင်လက်ထက်မဲ့မိန်းကလေးဟာနင်နဲ့ရွှဲတူအုပ်စပေါ်ရုပ်ကြောပညာတတ်မဟာဘွဲ့ယူမှာတဲ့သူမိဘတွေကလေပါရဂူကြီးတွေတဲ့မမရောဘလောက်တောင်ကြာနေပြီလဲခမညာအညို့အရန်ကြီးတာပဲငါကခံစားရတဲ့လူပါဘယ်မေးပါမလဲအဲ့ဒီချိန်တော့နင်နဲ့ငါချစ်သူတွေပဲရှိသေးတယ်ငါနင်းထက်အသက်ကြီးတယ်နင်တော့မိန်းကလေးတွေလောက်လည်းမလောက်ရိုးရိုးပွဲတစ်ခုပဲရထားတဲ့ငါအတွက်တော့ဒီစကားတွေကတိတ်ငင်စရာကြီးပဲအဲ့တော့လည်းပဲကျွန်တော်တို့သားဖောင်ခွဲထားဖို့စိတ်ကူးခဲ့တယ်ပေါ့သူကများတပြန်စိတ်တူနေရတယ်လို့ဖြူလဲခန်းစားခဲ့ရတာရှင်နေမဆန့်အောင်ပါငါဟိုမှာကိုဝင်နဲ့အရန်ဒုက္ခရောက်နေခြင်းနေရင်ကွယ်မှာပြန်ခုံဝင်ဖို့စဉ်းစားခဲ့သေးတယ်ဒါပေမဲ့နင်းကစိတ်ဆက်လိုက်ပြီလေမီဒီယာတွေရဲ့အင်တာဗျူးတွေမှာပြောရွှင်နေတဲ့နင်းပြန်တော့မြင်လိုက်ရတော့ငါပြန်မလာဘူးဆုံးဖြတ်လိုက်တာပဲပြောနေတိုင်းပြောနေတာမဟုတ်ဘူးဗျအဲ့ဒီကိစ္စအတွက်ကျွန်တော်ဘာတွေပြန်ပြီးပေးဆက်ခဲ့ရလဲခမည်းသိဆေးဆက်ပွဲဖြတ်လို့တို့သမီးမိသားစုခြေစလုံးဖတ်မတဲ့တောင်းပန်ခဲ့ရတယ်ကုမ္ပဏီကိုလည်းသိန်းထောင်ကြီးရော်ပြီးတော့ပေးခဲ့ရတယ်ပရိသတ်တွေရဲ့ဝေဖန်တာလည်းခံခဲ့ရသေးတယ်ခမည်းတယောက်ကိုပဲချစ်မိလက်ထပ်မေးဆိုရင်စိတ်နဲ့အားလုံးကိုလှုပ်ခဲ့တာဒါတော့ဖြူတကယ်မသိခဲ့ပါဒါဆိုအစတွေကမစိမ့်ဆက်နဲ့လေစကားတွေလုံးကုန်လို့ပေါ့ဘဝမှာတစ်ခါတလေကိုမလှုပ်ချင်တာလှုပ်လိုက်ရတဲ့အခါကြီးတန်းဆိုတာရှိတာပဲခမည်းပဲကောင်းတယ်ကိုထင်ရကိုလို့ကိုမြင်းကိုဆိုင်ဘသူမျက်နှာမှမထောက်ထားဟုတ်တယ်ငါအဲ့ဒီလိုလူပဲငါနဲ့ဝေးဝေးနေမှာပါခမည်းနဲ့မပတ်သက်တော့မမီသားမပြောရင်အဖြူလေးဟာကိုသမီးလေးဆိုတာတော်တော်လုံးမသိရတော့မေဖြစ်ခမည်းကိုစိတ်လာကလေးကိုတော့ကျွန်တော်ခေါ်ထားမှာခမည်းသွားချင်ရသွားလွယ်လိုက်တာရှမလားငါမွေးထားတဲ့ကလေးကိုနင်းကဘာဆိုင်လို့ခေါ်ထားမှာလဲဖြူရင်မျက်လုံးလေးမှာမာနရောင်တွေရောတာသမီစောတွေရောတောက်ပါလို့ပါမလွယ်ရင်လည်းတရားရုံးကတောင်းဖို့ကျွန်တော်သမီးကျွန်တော်ပိုင်ဆိုင်ခွင့်ရှိနင်မတရားမလုပ်နဲ့နော်ငါသမီးကိုဘယ်သူမှမပေးနိုင်မတရားလုပ်တာခမည်းလေးသမီးနဲ့အဖေကိုခွဲထားပြီးတော့နင်းလည်းသမီးရှိတာမသိဘူးလေသမီးကိုလည်းမချစ်ဘူးခွဲနေလို့လည်းဘာမှဖြစ်မှာမဟုတ်ဘူးငါသမီးကိုကိုးလာလွယ်ပြီးမွေးခဲ့ရတာငါချစ်တယ်မခွဲနိုင်ခမည်းပဲမယ်နဲ့ခမည်းပဲချစ်တယ်ကျွန်တော်ကနှလုံးသားမရှိဘူးပေါ့မချစ်တတ်ဘူးပေါ့ဟုတ်တယ်လေနင်ငါ့ကိုချစ်ခဲ့လို့လားအနေနီးလို့စိတ်ကစားခဲ့တာအရန်အတ္တကြီးတယ်မိန်းမပဲကိုလောက်တာပဲအမှန်ကိုထင်တာပဲအဟုတ်ခမည်းလို့မိန်းမစီမှာကျွန်တော်သမီးကိုမထားနိုင်မကျေနဲ့တရားရုံးမှာရှင်သူကလေးကိုခေါ်ထားလိုက်တယ်မမနဲ့အတူမထားတော့ပါမမကိုအချီတောင်မခံကလေးကလည်းညမရောက်သေးလို့လားမသိမအေကိုမရှောင်ငါကလေးပြန်ပြီးစမ်းကောင်းကောင်းတကားကိုထဲကပိတ်ထားတော့ဝင်လို့မရပါကလေးအိတ်တော်မှာခမအောမနေနဲ့ကလေးကိုပခုံးပေါ်တင်ပြီးတချင်းဆိုတိတ်နေရကပြန်အော်လေအိတ်ကနီနိုးတိုက်ရအောင်ပါလေအိတ်ပြော်သွားရင်ဗိုက်စာနေပါပေါ့မစားပါဘူးမုံကျွေးထားတယ်ခမကပြန်มาဆိုသွားစင်နေနေရသွားဒီတခါသူ့လေသူနင်ထုတ်ပြီးငါသမီးမပါပဲဘဲမှမသွားငါလူတက်ရဲတယ်နော်ကောင်းမြတ်တော့အဲ့ဒါခမကိစ္စတက်ချင်တဲ့လူသွားတက်စိတ်မဝင်စားနင့်ကိုတက်မှာလာတက်လေလားခမရောလည်းတက်ချင်နေတာသူသေးကိုသေးပေါ့နေအောင်ကလေးသိမ့်လိုက်အောင်မယ်သူတို့နှစ်ယောက်ရံပြစ်နေတာကိုကြားနေရတဲ့ဧည့်သည်ခမစိတ်တွေပူနေရပြီအနီတားမှရမယ်တင်နေကလေးရလေးရှိတယ်လက်လုံကြီးလုံနေဖြစ်ကုန်လိမ့်မယ်လွတ်ထားလိုက်ရံဖြစ်နေတာသူတို့အတွက်အကောင်းဆုံးပဲရံမဖြစ်လို့ဝေးသွားကြတာလေမဖြစ်ဘူးနော်အန်တီအမကစိတ်ကြီးတယ်အတီသားလည်းတီးခံမှာမဟုတ်တော့တော့တတ်မယ်ဖြတ်မယ်နဲ့ဒီမင်းကောင်းလေးသူတို့နှစ်ယောက်တတ်မယ်ဖြတ်မယ်တီးမယ်ပြောပြီးရံဖြစ်လာအနည်းနဲ့စင်နီးပါရှိမင်းစိတ်မပူနဲ့ဘာမှမဖြစ်ဘူးလွတ်သားထားလိုက်လားအန်တီကြီးကောင်လို့သာလိုက်လာရတယ်အာစိတ်တော်ပူမိကလေးကိုချသိပ်ပြီးမှတကားဖွင့်ပေးလိုက်တယ်အပြင်မှာဆက်ပြီးထားရင်ရင်ခွဲပြီးသေးမှဆိုးလို့ပါဘယ်မှာလဲငါကလေးကျွန်တော်အိမ်အောင်ပေါ်မှာတိတ်ထားတယ်ငါကလေးနဲ့အတလာကြီးပြီနဲ့ကျွန်တော်နဲ့လည်းဆိုင်တယ်ဖြူဝင်ကြည့်လိုက်တော့သမီးလေးဟာနေချိတ်စွာနဲ့အိတ်လို့နေတယ်ဘာလို့တာလဲကလေးကိုပြန်ပွေးဖို့ပြင်လိုက်တော့ကောင်းကောင်းတားတယ်ငါသမီးကိုခေါ်မလို့လေအဲ့ဒီကမမြင်ဘူးလားဘဲမှခေါ်မသွားရအောင်ကလေးနိုးမှဆိုလို့ဖြူဘာမှပြန်မပြောဖြစ်ပြီမြင်သမီးလေးရဲ့ပါးလေးကိုနမ်းလိုက်တယ်သူခေါ်သွားပြီးအခန်းထဲကိုထည့်ထားတာ2 နာရီလောက်ရှိပြီခေါ်သွားမှာ
နေရှာလို့မရအောင်ကဘာအနောက်ချမ်းထိကိုခေါ်သွားမှာငါတို့သားမီနေ့စီကိုဘယ်တော့မှပြန်မလာတော့လာခဲ့ဖြိုးရလက်ကိုဆွဲပြီးတော့အိတ်ခမ်းအပြင်ဘက်ကိုဆွဲထုတ်ခဲ့တယ်ကလေးတို့မှစိုးလို့ပါအိတ်ခမ်းတကားကိုပိတ်လိုက်ပြီးအပြင်မှာစကားပြောကြတယ်ခမရပေးတော့ကျွန်တော်သမီးကိုမထိတ်နိုင်သူခန်းအချင်းအိတ်ခမ်းကိုတော့ဇညွန်းတွေသားပါရီဖက်ရင်အနောက်ရှက်မဖြစ်အောင်အတန်လင်ခွမ်းဘက်မှာနှုတ်ထားပြီးမြင်အခန်းအပြင်ကအတန်မလုံးသူတို့အတန်ကြောင့်သမီးလေးမနှိုးရင်တော့ပြီကျန်တာဘသူကြောင့်ငါကလေးမပါပဲမသွားဘူးလို့ပြောပြီးပြီဒါဆိုခမရလေးဒီမှာပဲနေပေါ့မနေချင်းလေးသွားကလေးကိုလွှမ်းရင်လာကြည့်နောက်ယောက်ျားယူချင်းလေးယူမတောင်းနေမယူပြီးကိုယ်ပိုင်ကလေးမွေးပါလားငါသမီးနှိုးရင်ငါခေါ်သွားမှာတိုင်ချင်အောင်တိုင်းလို့ပြောပြီးပြီနော်ခမရကိုမပေးနိုင်ကောင်းပါလေမပေးနိုင်ပြောအောင်နင်းပိုင်တာလားနင်းမွေးထားလားကျွန်တော်မမွေးလို့ခမရဘသူနဲ့မွေးထားလို့လေမပေးဘူးသူကအတန်ကိုနှိပ်ပြောလိုက်တယ်မပေးရင်နင်းကိုတတ်မှာတတ်တရားတတ်နော်မသိရင်တော့ခမရသိမယ်သူ့ကိုတကုံးမဲ့ကျန်ပြန်ပြောနေတယ်ကောင်းကောင်းဖြူစိတ်တူလာတယ်သူ့ရင်ဘက်ကိုအုံကနေထုလိုက်တော့သူကမရှောင်လို့ခမရလေးပြီးကျွန်တော်လေးပြီးကိုယ်လေးကြောင်မှမငိုနဲ့နင်းကဘာမလို့ငါကလေးကိုရှူထားတာလဲနင့်မှာဘာအခွင့်ရှိလို့လဲသူရင်ဘက်ကိုထုတ်ပြီးတော့ဖြူအောင်ငိုပြစ်လိုက်တော့တယ်ပြန်လာမိတာကိုကမှားတာတို့သားမိနှစ်ယောက်ဟိုမှာအေးချမ်းနေတာပြန်မလာခဲ့တဲ့ဘူးမမကျွန်တော်ပြောပြီးပြီခမရလေးဒီမှာနေကျင်နေလို့ရတယ်ဒါပေမဲ့ကလေးကိုတော့ခေါ်မသွားရအောင်ကျွန်တော်လေးကိုသားသမီးကိုချစ်မင်းဆိုတာမတွေးမိဘူးလားနေရမချစ်ပါဘူးငါ့ကိုအနာယူချင်နေတာလူပဲဗျကိုသားသမီးကိုတော့ချစ်တာပေါ့သူ့အမေကိုတော့မချစ်တာကလေးကိုချစ်စရာအကြောင်းမရှိဘူးငါကလေးကိုပြန်ခေါ်သွားမယ်မမသူအားဆောင်ပြီးတော့အော်ခေါ်လိုက်တယ်ခမရလွန်မလာနဲ့နော်ကျွန်တော်တကယ်တရားဆွေးမှာခမရကိုမချစ်ပြီးမြကလေးကိုတော့ချစ်တယ်ဘာမချစ်ရင်နေပေါ့ဘယ်သူကခယူးဆိုင်လို့လဲလောက်ကြည့်လိုက်လေကလေးပေါ်မှာနင်းကဘာရီတောင်းဝင်ကြည်ထားလို့လဲနင်းနဲ့ငါလက်ထပ်ချလို့လားငါအမေနောက်အိမ်သားလည်းမရှိခိုင်မာတဲ့စီးပွားရေးလည်းရှိတရားဆွဲလဲငါပဲနိုင်မှာရှားနေနီးနေရှူမှာခမရကိုတက်ပြီးယူရမယ်ဆိုလေတက်မှာအတော်ကြီးနဲ့ဒေါ်တတပီကရင်းနေကြတယ်ငါစိတ်မကြဘူးဆိုလို့သူစိတ်ကြည်နေအောင်သူတို့အခန်းရှိမှာလာချောင်းနေကြခြင်းဖြစ်တယ်တက်မယ်ဖြတ်မယ်ပြောရင်လည်းကလေးတယောက်မွေးပြီးပြီအခုဒီလေရန်ဖြစ်လို့ကောင်းတော့အဲ့ဒီလိုကတူတူပြောရင်လည်းရီကြပြန်နေတယ်သွားစို့တကယ်မလုပ်ရပါဘူးကွယ်ရှုံးပြီလားလာဖြူသူ့ကိုစိမ့်စိမ့်ကားကားစိုက်ကြည့်ပြလိုက်တယ်ငါသိမ်းမှပဲရမှာနေတက်ရင်တက်လာခမရကိုမလုပ်ရဘူးထင်းနေလားမမနာကိုကလိုက်တော့မမသူ့ကိုအမုံမြဝန်းနေနဲ့မောကြည့်နင်ကလူဘာဝတာများနေပြီနော်နင်ကြောင့်ငါမှယောက်ျားမရှိပဲကလေးမွေးရပြီအခုလည်းငါသမီးကိုငါရင်ကိုနေရဆွဲထုတ်ဖို့စူးစမ်းနေပြန်ပြီအလကားကောင်နှလုံးသားမရှိတယ်လို့အဲ့ဒီလိုပြောနေပြောငိုလဲငိုချပြစ်လိုက်တယ်တိတ်နော်ကလေးမြင်သွားရင်ကျွန်တော်ကအနိုင်ကျင့်တယ်လို့ထင်သွားလိမ့်မယ်အနိုင်ကျင့်တာပဲလေမဟုတ်လို့လားနင်တို့မပြီးတော့ဘူးလားဟေးကလေးအိတ်နေတယ်မဟုတ်လားဧည့်သည်လည်းရှိနေတာကောင်းရပါမီထွက်ခဲ့နှစ်ယောက်စလုံးထွက်ခဲ့ကြဒီတိုင်းလွတ်ပေးထားမလို့ပါပဲဒါပေမဲ့နှစ်ယောက်စလုံးကပြဿနာကိုမဖြေရှင်းနိုင်ကြဘာလို့ငိုနေရလဲနင်ကြည်ပြို့ကိုဘာလုပ်လိုက်သေးလဲမမငိုနေတာကိုမြင်တော့မမီကစိတ်ဆိုးသွားတယ်ဘာမှကိုမလုပ်တာပါဘယ်တော့မှလုပ်ဘူးလို့လေမမီကသူ့ဘာသာသူအကယ်ဒမီရှော့လုပ်နေတယ်တော်ပြီငါမေးတော့ပဲပြီနင်တို့ဘာဆက်လုပ်ကြမှာလဲသမီးကိုခေါ်ပြီးပြန်မယ်အန်တီဒီကိုပြန်မလာတော့ခမရသွားကျင်နေနေရအောင်သွားကလေးထားခဲ့ငါကလေးကိုနေထားခဲ့စရာဘာအကြောင်းမှမရှိဘူးလို့အန်တီကမှယုံလို့ရတယ်နေရခဏပဲကြာလာရင်ကလေးကိုပြစ်ထားမှာသူကြောင့်နေနာကပျက်စီးရပါတယ်ဆိုတဲ့စကားမျိုးအဲ့ဒီလိုတွေပြောလာမှာနေကျင်ကိုငါသိကလေးကိုခေါ်သွားဖို့ကတော့အန်တီလည်းခွင့်မပြုဘူးသမီးယောက်ျားမရှိပဲကလေးတယောက်ကိုပြုစုရတာဘလောက်ပင်မလေးဆိုတာသမီးသိသားပဲအခုကသူ့မှာအဖေလေးရှိအဖွားလေးရှိကလေးကကြီးလာအောင်ပါမင်းတို့မာနတွေပြိုင်နေတာနဲ့ကြားရဲကငါမြေလေးမိပါမယ်ဖြစ်လိမ့်မယ်မချစ်ကြတာလည်းမဟုတ်ပဲနဲ့တားသူ့ကိုမချစ်တော့ဘူးမမီကြောက်သွားပြီပြောပြန်ပြီလားဒီပါစက်ငါပိတ်ရိုက်လိုက်ပြီစိတ်ထဲကမပါတဲ့စကလုံးတွေပြောပြီးတော့တစ်သက်လုံးရန်ဖြစ်လာကြတာကိုကလေးရှိမှန်းတော့မှတီးခွင့်မရခဲ့ဒါဟုတ်ခုဒီနောက်မရသေးဖြူကလှုပ်တစ်ဖက်နဲ့လေသမီးကိုလည်းတယောက်တည်းမထားခဲ့နိုင်သွားလျာခေါ်သွားမောင်အဲ့ဒီလှုပ်တွေကိုတခြားသူနဲ့လွှဲထားလိုက်
သမီးလေးပြင်မဲနေကလေးလေးပြင်မဲမှာဒီမှာတူတူနေအားလုံးအဆင်ပြေသွားမှာမိခင်ဖြစ်နေပြီပဲကိုသားသမီးတွေစဉ်းစားပါဒီတခါတော့အဲ့ဒီစကားကိုနားထောင်ပါဖြူလေးစဉ်းစားပါတယ်ကလေးကိုတယောက်တည်းပြုစုဖို့အချိန်တန်ရင်ကြောင်းထားရအောင်မယ်ကျောင်းဖို့ကျောင်းကျူကလေးရဲ့ဝေယဝစ်စာအလောက်ကတစ်ဖက်သူများနိုင်ငံမှာပြီးတော့ကလေးရမင်းကလေးဒီမှာနေတော့အကောင်းဆုံးဆိုတာသိလို့လေပြန်လာခဲ့တာပေါ့နင်တို့ပြန်ပေါင်းလိုက်ရှမ်းသူတွေလည်းမဟုတ်ဘူးနေအောင်စလုံးငါးမျက်စိရှိတင်ကြီးလာကြငါမိတွေဆိုပေမဲ့နင့်ကိုအနိုင်ကျင့်ခဲ့ဘူးလားဒီတခါတော့ငါစကားကိုနားထောင်ပါထပ်ပြီးတော့တောင်းပန်ပါတယ်ငါမြေလီမိတကွယ်ဖတကွယ်မနေပါစီမိသူနဲ့ပြန်ပေါင်းစရာမလိုအန်တီအစော်တွေကလက်ထပ်ထားတာမှမဟုတ်တာသူလည်းလူသိမခံရင်အဲ့ရုံကအချိန်နေနဲ့အခုအချိန်နေကတူးလို့လားတနေ့လောက်စောင့်မှလို့ပြောထားတာဘာမဟုတ်တာလေးကိုစိတ်ကောက်ပြီးတော့ထွက်သွားပြီးတော့ထွက်သွားလို့ပဲလीမဟုတ်ရင်လည်းကိုဝင်ပေါ်လာအဆက်ကွယ်မင်းတို့အခုလက်ထပ်လိုက်တော့ကလေးကကြီးလာမှာမိဘတွေကလက်မထက်ရသေးအနောက်တိုင်းဆန်လွန်းသွားလိမ့်မပေါင်းကျင်လေခက်ခွဲအိတ်ကြလက်ထက်စာချုပ်တော့လောက်ကိုလောက်ရမယ်မခွဲနိုင်မှန်းဒီလိုပြောလိုက်ခြင်းဖြစ်တယ်ခွဲနိုင်နေဆိုတော့လေခွဲကြပေါ့အရေးကြီးတာနေလေမိတကွယ်ဖတကွယ်မဖြစ်ဖို့ပါမမီစကားကိုနားထောင်မယ်သူ့ဘက်ကတော့မသိဖြူလေအတိစကားကိုနားထောင်မှာပါသမီးလေးအတွက်ပဲမုန်းနေကြတော့မှမဟုတ်တာအလက်ကအောင်လေးပြန်သွားပြီဖြူမလိုက်ဖြစ်တော့ပါနောက်ဆုံးတော့ကလေးနှစ်နှစ်ပြည့်ကနေမှတရံဝင်လက်ထပ်ဖြစ်ခဲ့ကြတယ်ဒါကြောင့်လည်းလက်ထပ်ပွဲကိုလူသိရှင်ကြားမလုပ်ပဲအိမ်မှာပဲလက်မှတ်ပဲထိုးလိုက်ကြခြင်းဖြစ်တယ်မမနဲ့တရံဝင်လက်ထပ်လိုက်ပြီးနောက်နေ့မှသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်ကျွန်တော်မျိုးသမီးနဲ့ပတ်သက်ပြီးပရိသတ်ကိုချမပြခဲ့ဘူးဆိုတော့မလိုအပ်ဘူးထင်လို့ပါဒါကကျွန်တော်ရဲ့ကိုရေးကိုရာလေတခြားသူကိုပြောမပြခြင်းနဲ့ကိုယ့်ရဲ့အတွင်းရေးဆိုတာလူတိုင်းမှာရှိကြတာပဲခင်ဗျားတို့မှလည်းရှိမှာပါမင်းသာစိတ်ဆိုးနေပြီထင်တယ်စိုးမှာပေါ့သူမိန်းမကိုတရားမဝင်စနီးလို့ပြောခံရတာလေဟုတ်တယ်သူဒီလိုစိတ်ဆိုးတာမတွေ့ဘူးအခုကကျွန်တော်မျိုးသမီးနဲ့ကလေးကိုတရားမဝင်စနီးလို့ပြောနေကြလို့ထွက်ပြီးရှင်းတာတခြားကိစ္စတွေဆိုရင်ကျွန်တော်ရှင်းမှာမဟုတ်ဘူးသူ့ကိုကျွန်တော်တရားဝင်လက်ထပ်ထားတာသမီးလေးကလည်းကျွန်တော်တို့ရဲ့ကလေးတန်တန်စင်စင်ရတာလူသိမခံရဲစရာအကြောင်းမရှိဘူးနောက်ကိုခွင့်ပြုချက်မရပဲကျွန်တော်ဇနီးရဲ့သမီးကိုဓာတ်ပုံရိုက်တာတွေမဟုတ်မမှန်တာတွေပြောခင်တရားစွဲပါမယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြိသက်ကြီးကိုအတိပေးစရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ရုပ်ရှင်လောကကနေထွက်တော်မယ်အနာယူတော့မယ်ဆိုတာပါပဲဟာမလုပ်ပါနဲ့အေးလီငယ်သေးတာပဲအောင်မြင်မှုတွေရနေတော့တရင်သမားတွေတယောက်တစ်ပါဝေးဖန်တန်တွေစူးညံကုန်တော့တယ်မေးချင်တာလေးရှိလို့ပါဟုတ်ကဲ့မေးပါတချင်းတွေကိုဆက်ဆိုအောင်ပါလားအဲ့ဒါလည်းမသေးကြတော့ပါမဆုံးဖြတ်ရသေးအဖက်ဖက်ကအောင်မြင်မှုတွေရနေတဲ့ချိန်မှာဘာဖြစ်လို့အနားယူမှလဲခမကိုဘဝကိုမပိုင်တော့တယ်လို့ခံစားရလို့ပါအခုကျွန်တော်မိသားစုကိုပဲအချိန်ပေးတော့မယ်ပရိသတ်ဆိုတာမျိုးမျိုးရှိမှာပဲနိဒါပေမဲ့မိသားကိုအားပေးတဲ့ပရိသတ်ရှိသေးတာပဲသူတို့ကဘာပြောချင်လဲသူတို့ကိုစိတ်သက်စီခဲ့တောင်းပန်ပါတယ်လို့သူ့ကိုရုပ်ရှင်တွေဆက်ရက်စီခြင်းကြသေးတယ်ပရိသတ်အများစုကသူနားယူမှာကိုမလိုလားကြပါဒါပေမဲ့သူလုံးဝကိုကြောခိုင်းဖြစ်ခဲ့တယ်ငါဘဝငါမိသားစုဘယ်သူမှမဝင်ဆွတ်ဖက်စေရတော့ကိုဇနီးကိုသားသမီးကိုအောင်မြင်မှုနေတော့မလဲဘူးလို့ဆုံးဖြတ်လိုက်တယ်တခြားသူတွေနဲ့သူကတွေးချင်းတော့တူချင်းမှတူလိမ့်မယ်သူကတော့အောင်မြင်သလားပေးဆက်ရတာတွေချုပ်ကင်ခံရတာတွေကိုမုန်းကြလာပြီသမီးကိုတန်းကြတော့ဖြူဟာပြေးလွှာပြေးလာတယ်ငါသမီးကတော့ကွာဟာဟာဟာကလေးကငုံနေတာမျက်ရည်တောင်ကျလို့သူကရှိနေသေးတယ်ကလေးကိုဘာလုပ်လိုက်တာလဲဘာလုပ်ရမှာလဲသူ့ဘာသာသူလက်ကင်ပြီလို့ငိုတာဘာရဲ့အဲ့တော့နင်ကဘာလို့ရှိနေတာလဲခမရသမီးကမေးတူအိမ်မက်အစားမဲ့လေမုံဆိုင်နဲ့သူ့လက်သူပြန်ခိုင်းပြီလို့ငိုနေတာဟာဟာအဲ့တော့ကြီးစရာလားဘာကြောင့်မင်းငိုနားလို့ငိုတာလဲမချော့ပဲနဲ့လာသမီးလေးမမေ့စီလားမေးတူလေးတပုံစံနေမှာတပုံစံနေသူ့အမေတယောက်နေတော့ခေါင်းကိုက်နေရတာနောက်တစ်ယောက်ကလည်းဒီလိုလေးအဲ့ဒါဆိုလေငါတို့သားအမိနဲ့မပတ်သက်နဲ့ပေါ့ဒါကဘယ်လိုလဲမမကလေးကိုခေါ်ပြီးတော့အခန်းထဲကထွက်ဖို့ပြင်နေတယ်ကလေးအိတ်ချိန်ရောက်ပြီလေသွားသိတော့မလို့ဒီမှာပဲသိကျွန်တော်သမီးနဲ့ပဲအိမ်မှာမွေးတဲ့ကတခါမှမအိပ်ဘူးသေးလို့ငါလည်းသမီးနဲ့တခါမှခွဲမအိပ်ဘူးလေမခွဲနိုင်ဒီမှာပဲအိပ်ပေါ့ငါကဘယ်နေရာမှာအိပ်လို့ရမှာနေမကက်နေဟာ
ကောင်းမကက်ပါဘူးခမနဲ့ဝဝေးနေမှာပါသမီးနဲ့အိမ်ရရင်တော်ပြီဖြူပြောတာကစကားကိုကက်မပြောဖို့သူဟာမာနတွေကြီးပြနေပြီခက်ကင်းကင်းနေမိအကြောင်းမှထဲပြောလိုက်သည်နေတနေ့လုံးကလေးနေလေညဘက်ငါနဲ့တိတ်လိုက်မရပါဘူးသမီးဖေဖေနဲ့အိမ်မေနော်မင်းကလေးရသူ့မိတန်ကိုလက်ကန်နေကမ်းပါပေါ့အခုလေးတွေငိုထားတာသူချော့မှမချော့ပင်ရှိနေတာလေတွေ့တယ်နော်ငါနဲ့အိမ်မှာမရအောင်သမီးလာခဲ့ခေါ်ပါအောင်ဖေဖေလို့ကလေးရသူ့နှုတ်ခမ်းအဖွင့်ပိတ်ကိုလိုက်ကြည့်နေတယ်သူတခါမှမခေါ်ခဲ့ဘူးတလို့တင်ပေးခဲ့ခြင်းလည်းမရှိတဲ့နမဲကိုခေါ်ဖို့ခက်နေပုံရတယ်ခေါ်ကြည့်ဖေဦးဟာတေရောကွာသူနှစ်ဖူးသူရိုက်လိုက်တော့သမီးရရှိတယ်အဲ့ရပေါ်ကလန့်ပြန့်အိတ်ချလိုက်တော့သမီးရသူ့ပေါ်လေးဘက်သွားရင်တက်လာတယ်သူကလေးကိုဖတ်ထားရင်အဲ့ဒါခမည်းကြောင့်ကလေးကဖေကိုဖေမှမသိတော့အဖေလို့လည်းမခေါ်တတ်တော့တိတ်ရက်ဆက်တဲ့မိန်းမသူဟာအဖေကိုနာနာကျင်ကျင်ပြောတယ်နင်းနဲ့တန်တာကိုပဲရတာလေဘာဗျခမည်းနော်ကလေးလန့်သွားမှဆိုလို့ရံမဖြစ်ချင်လာသမီးဖေဖေရှင်ဘက်ပေါ်မှာအိမ်နော်ဖေဖေတချင်းဆိုပြမယ်သမီးကတော့ပြောတော့တာပေါ့စောစောကငိုတာသူမဟုတ်တဲ့အတိုင်းသူ့ဖေပေါ်မှာမောက်အိမ်ရင်တချင်းနားတောင်နေတယ်စတောက်လေးတွေလက်ကလေးတွေလှုပ်ပြီးတခါတော့လိုက်ဆိုလိုက်သေးတယ်တကယ်ကိုဖေးတူသမီးဂီတကိုအရန်သဘောကျတာဖြူကလည်းသူတို့သားအဖောက်ထားခဲ့ပြီးအပြင်ကိုထွက်လာခဲ့လိုက်တော့တယ်ကလေးသိစရာမလိုတော့တာကြောင့်အန်ဒီတို့နဲ့အတူတူ TV ထိုင်းကြည့်နေလိုက်တော့တယ်အဲ့ချိန်ရောက်မှအခန်းထဲကိုဝင်ခဲ့တော့သားပါနှစ်ယောက်ဆုံးအိပ်ပျော်နေကြပြီအရင်ကဆိုရင်သမီးကအိတ်ကနေနှိုးဆုနေကြအခုသူလှုပ်ထားလို့စီးကန်းနေပြတ်ကုန်ပြီမုံစားတာနဲ့ဗိုက်ပြပြီးနှိုးမတောင်းတော့ပါသူအရင်ရောက်ပေါ်မှာကလန်ပြက်ကြီးအိတ်နေတာကြောင့်ကရင်ဘေးမှာပဲမွေးရလေးခင်းလိုက်တယ်သူရင်ဘက်ပေါ်မှာအိတ်နေတဲ့သမီးကိုမနှိုးအောင်ယူလိုက်ရင်အောက်မှာပဲချသိမ့်လိုက်တယ်အဲဒီနောက်မှာဖြူလေသမီးကိုဖက်ပြီးအတူတူအိတ်လိုက်ကြတယ်ဘာလို့တာလဲကောင်းကဖြူနေအတူတူအိတ်နေတဲ့သမီးကိုလာပွေယူနေတာကျွန်တော်သမီးကိုဘာလို့ခေါ်သွားတာလဲငါသမီးပါငါလည်းအိတ်နေကြမို့ငါခေါ်တာပေါ့နေဟာအခုမှလာပြီးဘာတွေဖြစ်နေတာကလေးနဲ့တခန်းနဲ့အိမ်ရရင်တော့ပြီပေါ့ကလေးမနှိုးအောင်လေးသန်းနဲ့ပြောနေရတယ်ခမည်းတယောက်တည်းအိတ်ကျွန်တော်သမီးလေးကိုအောက်မှာမသိမ့်နိုင်ပါကလေးနိုးမိနိနိုးမှကြောက်ရင်လည်းလွတ်လိုက်ဖြူအားလွတ်ပေးလိုက်ရတယ်မွေးရပေါ်မှာဆိုရင်သမီးလေးတက်တောင့်တက်တာအိမ်ရတာပေါ့သူကကလေးကိုကြာနာနာသိမ့်လိုက်ပြီးရှင်ဘက်ပေါ်မှာခေါင်းလေးတင်ပေးလိုက်တယ်ပြီးတော့သမီးလေးဘေးမှာလဲအိမ်လိုက်တယ်ခမည်းကတော့အဲ့ဒီမှာအိတ်ပေါ့ကိုနဲ့တန်ရပဲနေပြောပြန်ပြီလားငါမကြိုက်တဲ့စကားတွေသူကမဲပြရွှဲပြပြီးသမီးကိုဖက်ကအိတ်ပြလိုက်တယ်ဖြူကတော့ကျမ်းမြင်ပေါ်မှာငါ့ကိုစိတ်နာအောင်များလို့တနေ့နင်းမျက်စိရှိရနေထာဝရပြောက်သွားမှနောင်တမရနဲ့အဲ့ဒီလိုနေဘယ်တော့မှရှိလာမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ခမည်းကိုဘယ်ဦးမှသွားခွင့်ပေးမှာမဟုတ်လို့ပဲအေးပါဟုတ်တာပေါ့ငါပြောက်သွားလဲနင်ကဘာမှခံစားရမိသူမှမဟုတ်တာနောက်တာရတာမျိုးဘယ်ဖြစ်ပါ့မလဲအဲ့တော့နားကြီးတယ်သူကអော်လိုက်တော့မမခေါင်းနဲ့လမ်းပေါက်တယ်သူဖမ်းယူပြီးဘေးနောက်မှာကြာထားလိုက်တယ်ဖြူအိတ်လို့မရမေ့တူအပြင်ကိုပဲထွက်လာခဲ့လိုက်တယ်အနေတို့တော့အိတ်သွားကြပြီအေခန်းဆိုဖာပေါ်မှာမီးမပွင့်မဲထိုင်နေမိတယ်တတိယလိုက်တာဒယ်ဒီရဲ့အခုဖြူမှာတမီလေးရှိနေပြီဒယ်ဒီသာရှိရင်အရင်ချစ်မမထွက်သွားတာကြားပြီးမို့သူကထွက်ကြည့်ဖို့စိတ်ကူးလိုက်ပြီးမြင့်တကားဖွင့်တန်ကြလို့အိတ်ချင်းရောင်ဆောင်နေလိုက်တယ်သမီးလေးနိုးမှဆိုလို့ဖြူတကားကိုအတန်မမြင်အောင်ဖွင့်လိုက်တယ်အိမ်မောကျနေတဲ့သမီးလေးရဲ့အနာကိုခြေပွားပွားလေးရှောက်လာခဲ့တယ်မရဲ့လှူရှာမှုတွေကိုအိတ်ချင်းရောင်ဆောင်နေတဲ့ကောင်းအောင်သိနေတယ်ဟောသူနားကိုကက်လာပြီမဘာလို့မလို့လဲမွေးရအိတ်ကနေဖြစ်သွားပြီသူနားတိုးကက်လာတာကြောင့်သူ့ရင်တွေခုန်သွားတယ်သူ့ကိုခိုးနှံမလို့ထင်ပါ၏သူ့ဖေရင်ခွင်ထဲမှာအိတ်နေတဲ့သမီးလေးရဲ့နှဖူးကိုဖြူအားဖွားလေးနမ်းလိုက်တယ်ပါပေါင်းလေးတွေကိုလက်နဲ့ထိတို့ရင်ချစ်လို့မဝပါဒီသမီးလေးဟာဖြူရဲ့ဘဝသူမရင်ခွင်ထဲမှာအမြဲအိတ်ဆက်တဲ့သမီးလေးကိုသူလူယူသွားပြန်ပြီဖြူခြေဖွာချလိုက်ပြီးကိုအိတ်ရမှာပဲပြန်အိတ်လိုက်တော့တယ်သူကတော့သူ့ကိုများခိုးနှမ်းမှလာလို့မကသမီးလေးကိုပဲနမ်းသွားခြင်းဖြစ်တယ်နေနေအောင်ပေါ့ခမအိပ်ပျော်နေမှခိုးကိုနမ်းပြစ်အောင်ပြီဒီတကားတော့ကောင်းကတခန်းနဲ့အတူတူအိတ်တာတော့ဖြူကိုလက်ပြားနေတော့မထီပါ
အထီးခံခြင်းလို့မဟုတ်ပေမဲ့သူကမျက်နှာထားတင်းတင်းနဲ့ခက်တန်းတန်းမင်းနေတော့ဖြူအလိုလိုသိငင်လာရတယ်။ဘာဖြစ်လို့လဲရက်တီကုံပို့တာအချိန်မီမရောက်ဘူးလား။အေးအမလာခဲ့မယ်။ဒီဘက်ကပို့တာအချိန်မီမရောက်လို့တဲ့။စားတော့ကုန်ဒီလိုလုံးလို့မရဘူးလေ။သွားဆန်ရှင်သွားတော့မမခလေးကိုကျွန်တော်ထိန်းထားလိုက်မယ်။အေးခဏသွားမယ်။မြို့ရဲတယ်မ။သမီးမင်းနဲ့လိုက်မလား။ခေါ်မသွားပါနဲ့။အလုံးလုံးမမလား။ခလေးတစ်ဖက်နဲ့မကောင်းပါဘူး။မလိုက်နဲ့တော့သမီးဖေနဲ့ကစားမယ်လေ။ကလေးကိုဖြူကွယ်ရာကိုခေါ်သွားတယ်။သူပြောတာလည်းဟုတ်ပါတယ်။ကလေးနဲ့ဆိုရင်အလုပ်ကိုအာယုံဆိုင်နေမှာမဟုတ်တော့ဘူးလေ။ပြီးတော့နေရလေပူတော့သမီးလေးပင်ပန်းပါတယ်။သူကတော့တနေ့ကုန်အားနေလို့သူမို့ကလေးနဲ့ပို့ပြီးရင်းနှီးလာပြီးဖြူကတော့ပို့ပြီးတော့ဝေးသွားတယ်လို့ပါ။မနက်ကအပြင်ကိုသွားမလို့ဆိုပြီးကလေးကိုခေါ်သွားတယ်။ကားနောက်ခန်းမှာကလေးထိုင်ကုန်ပြင်ဆင်ပြီးပြီမို့သွားနေရကိုခေါ်သွားနေတော့တယ်။အခုပြန်လာတော့မိမတစ်ယောက်ပါလာတယ်။သူတို့နှစ်ယောက်ကရှိလို့မို့လို့သမီးလက်ကိုအဲ့ဒီမိမကဆွဲထားသေးတယ်။သူတို့တော့အိမ်ထဲမရောက်သေးဖြူကသူတို့စီကိုရောက်သွားပြီ။မေဖြူကိုမြင်တော့မှသမီးကဟိုမိမရဲ့လက်ကိုလှက်လိုက်ပြီးပြေးလာတယ်။မပြေးနဲ့သမီးချော်လဲမယ်။မမရဲ့အကြီးတစ်ချက်ကသူ့ရင်ဝအောင်မြားနဲ့ပြစ်လိုက်တယ်လို့စုကနေဒီကြီးတွေကိုတော့သူကြောက်တယ်။သူစိတ်နာတဲ့ကြည့်အရင်တခါလဲဒီလိုနဲ့ထားခဲ့ခံရတာအခုရောဘာများမှားပြန်ပြီလဲ။အဲ့ချိန်လည်းမအိတ်ရှောက်ပဲလဲနေတယ်နော်သမီးလေးစီကန်းနေပြတ်နေပြီနောက်ဘယ်ဝမှမသွားရအောင်ကလေးကိုမစူပါနဲ့ကျွန်တော်ခေါ်သွားတာပါဖြူသူ့ကိုအဖက်လုပ်ပြီးစကားမပြောတော့ပါသူလည်းကိုယ်ကိုလိုအပ်မှပြောတာပဲလေဖြူလည်းပြောချင်မှပြောမှာပေါ့အခန်းထဲထိကိုလိုက်လာပြီးမခပြန်တဝင်းတိုးနေရလားဟုတ်တယ်ငါသမီးကိုငါတိုးတာတခါလေးပြောထားမယ်နော်ငါသမီးကိုနင့်ရဲ့ရီးစားတွေထိတာကိုင်းတာမကြိုက်ဘူးဒီကလေးကငါအဆက်နဲ့ရောအသက်နဲ့ပါရင်ပြီးမွေးထားရတာနင်တို့ဘာသာကြိုက်တဲ့နေရာမှာကြိုက်တယ်လို့နေကြငါသမီးကိုတော့ခေါ်မသွားနဲ့သူကကလေးချစ်တတ်ပါတယ်သမီးနဲ့လည်းအဆင်ပြေနေတာလေအဲ့ဒါကြောင့်ဒီပါဇက်ကမဆိုင်တာတွေပြောမိပြန်ပြီသူကကျွန်တော်ရီးစားမဟုတ်ပါဘူးအလုပ်ကိစ္စကြောင့်ပါလို့ပြောလိုက်ပါလားနင်ရီးစားတွေကြောင့်မသိကြဘူးခလေးကိုသူတို့နဲ့မပတ်သက်စေချင်တာမွေးထားတာမိန်းကလေးမရင်ငယ်တွေနဲ့ရှောက်သွားတာကလေးခေါ်သွားရတယ်လို့ဟာမမဘာတွေပြောနေရလဲကြားသွားရင်အားနာကြတယ်ငါရင်ငါခဲနေမှာပြောတာလေနေသာပြန်မပြောရင်ဘယ်သူမှမကြောက်နောက်နေရစပြီးငါသမီးကိုဘဲမှခေါ်မသွားနဲ့တော့ကလေးကိစ္စနဲ့ပတ်သက်ပြီးမကြည်လဲရကသူမမကိုပြစ်ထားမိတယ်ညာဘက်အိတ်ချိန်မှာတော့သူတို့ကကတင်ပေါ်မှာမမအောက်မှာမွေးရခင်းလေးအိတ်တယ်အပေါ်မှာလာအိတ်လို့မပြောမိတာလေမမလာမှာမဟုတ်မှန်းသိလို့ပါဒီလိုနဲ့ပဲလက်ထပ်ပြီးမှနှလုံးသားကျင်ပိုးလို့တောင်ဝေးကွာလာတယ်အခုသမီးကိုအပြင်ခေါ်ခွင့်ပိတ်လိုက်ပြန်ပြီကလေးကကျွန်တော်သွားရင်လိုက်နေကြဆိုတော့လိုက်ချင်မှာပေါ့ခေါ်မသွားရင်ငိုးနေမှာသမီးကိုမှကြောက်ရင်နင်လည်းဘဲမှမသွားနဲ့ပေါ့မိမရီနေတွဲသွားတွဲလာမလုံးနဲ့မကြိုက်ဘူးလို့ပြောချင်တာအဲ့ဒီလိုများပြောလိုက်မိသူကလောင်းတော့မှာဒီတက်ပို့ပြီးအနာယူအရွဲတိုက်မအောင်ဖြူကြောက်လို့ပြောမထွက်ပါမသွားမဲတော့နေလို့ရမလားကျွန်တော်ကအကြေကျုံကြနေတာမှမဟုတ်တာအေးသွားဟေးသွားငါသမီးကိုမခေါ်ရင်ပြီးတာပဲခမည်းတယောက်တည်းကလေးလားကျွန်တော်လေးပိုင်ရံဖြစ်ဖို့ရာအကြောင်းတရားအစလာပြန်နေဟုတ်တယ်ငါတယောက်တည်းရဲ့ကလေးပဲငါတယောက်တည်းကိုဝင်ဆောင်ခဲ့တယ်စင်းကိုငါတယောက်တည်းပဲသွားခဲ့ယောက်ျားမရှိဆွေမျိုးမရှိပဲမိန်းမတယောက်ရဲ့အန်တရယ်အများဆုံးချိန်ခက်ခဲကြော်ဖြတ်ပြီးသမီးလေးကိုတယောက်တည်းမွေးခဲ့ရသမီးလေးကငါဘဝငါအသက်ပဲတရားရုံးမှာညှင်းဆိုင်လဲပဲငါပဲနိုင်မှာငါသမီးလေးစိတ်တညာရမှာဆိုလို့သူ့ကလေးနဲ့သူ့အဖေနေကြပါစီဆိုပြီးခွင့်ပြုပေးထားတာနင်တို့လွန်မလာကြနဲ့အဲ့ဒီလိုဖြစ်အောင်မမပဲလုပ်ခဲ့တာလေကျွန်တော်အတိမပေးခဲ့လို့ကျွန်တော်တာဝန်မယူခဲ့ရတာကျွန်တော်ကလေတရားပြန်ဆွဲမှာပေါ့အဲ့ဒီချိန်ကငါတို့ကလက်ထပ်ထားလို့လားနင်ငါ့ကိုအနိုင်ကျင့်လို့ကိုဝင်ရတာပါလို့ပြောလိုက်ဘာဖြစ်သွားမလဲသမီးလေးမျက်နှာကြောင့်တီးခံပေးနေတာငါတီးမခံနိုင်တရားရုံးငါကိုယ်တိုင်တက်တိုင်မှာနင်းနဲ့လုံးဝမပတ်သက်ပြအောင်ဖြတ်ပြစ်ပြီးအဝေးကိုခေါ်ထုတ်သွားမှာမလုပ်ဘူးမထင်နဲ့မထင်ပါဘူးခမရဲဆက်တက်တာသိပါတယ်နှလုံးသားမရှိတာလည်းသိပြီးသားကျွန်တော်တို့သားအဖောက်အချိန်မရွေးခွဲပြစ်နိုင်တာကိုလည်းသိအေးစင်းနေလို့မလားနဲ့ကျွန်တော်ကဘာတွေလွန်နေလို့လဲဘာတွေများလွန်နေလို့လဲခမမကြိုက်တာဘာမှမလုပ်ဘူးရုပ်ရှင်တော့မရိုက်တော့ခမပဲကျွန်တော်နာထွက်သွားဖို့ကြောင်းရှာနေကိုရီရောမောင်လေးတွေရောဝိုင်းနေတော့ဒီအိမ်မှာမနေချင်တော့ဘူးပေါ့ဟုတ်တယ်ငါကလေစဉ်းစားနေတာ
ကိုနေကိုပဲယူရမလားအောင်နဲ့ပဲလက်ထက်ရမလားလို့ငါဘဝအောင်လုံးကြုံမှုပေးနိုင်မေးသူရွှေတော့ရွှေရမှာပဲလေသူနဲ့လက်ထက်ပြီးကလေးကကိုနေရနောက်ဆုတ်သွားခဲ့ပြီမိတ်ဆွေလူကတော့အခင်မင်းမပြတ်ရှိနေစေပါအောင်ဆိုတာကလေကောင်းကောင်းနေမှမတိတ်မရင်တကယ်ကိုမောင်လေးရှင်းလို့သူကလေဖြူကိုအမကြီးလို့ခင်မင်းတာဒါပေမဲ့သူကပြောလာတော့ဖြူကလေပြန်ရွေးမိတာပေါ့ခမရယောက်ျားဒီမှာလေဘသူ့ကိုယူကျင်သေးတာသူကမမကိုစိတ်ရှိလက်ရှိဆွဲညှမ်းလိုက်မိတယ်ပြီးတော့အတင်းကျပ်ဖက်နှမ်းပြစ်လိုက်တယ်မငုံနဲ့ခမရကတစိမ့်ရှိမျက်ရည်ကကြခမရယောက်ျားဘသူလဲဆိုတာမှတ်မိပြီလားစကားပြောတဲ့အချိန်လေးပဲနားပြီးမမကိုအဆက်မပြတ်နမ်းနေလိုက်တယ်ဒေါသထွက်တာနည်းနည်းပါတဝင်းတိုးပြီးလမ်းခင်းရသမျှအတိုးချချစ်နေတာစောစောဟာရံဖြစ်နေတာသူမဟုတ်တဲ့အတိုင်းတော်တော့နော်သမီးလေးဝင်လာလိုက်ပြီသမီးကသူ့ဖွားနဲ့အိတ်နေလောက်ပြီ3 နာရီလောက်မှနိုးမှာယူကျင်အောင်စောင်းမနေနဲ့နေခင်းကြောင်တောင်ယူနော်နေညာဘာဖြစ်သေးလဲဖြူပါသူ့ရင်နန်းတွေကိုမတွန်းလှန်နိုင်မိမိဒီလိုစွတ်တရွအနိုင်ကြီးနာကြီးကိုလည်းမကြိုက်ပါနောက်တစ်ခါတခြားယောက်ျားတွေကြောင်းပြောလို့ရှိရင်ခမရသိပြီပဲသူ့ကိုရန်တွေးမလို့ပွေးလာတဲ့မမရဲ့နှကန်းတွေကိုစကားမပြောနိုင်အောင်တုံ့နှောင်ပြစ်လိုက်တယ်ပြန်မပြောနဲ့စကားပြောခွင့်မသာတော့တဲ့မမအောင်သူတမင်သက်သက်စကားတွေနဲ့အနိုင်ယူနေခြင်းဖြစ်လို့ချစ်လို့စတာပါမမကမျက်လုံးတွေနဲ့သူ့ကိုစန့်ကျင်နေတယ်အဲ့ဒီလိုမကြည့်နဲ့မျက်လုံးတွေကိုဖောက်ပစ်လိုက်မှာရက်ကုန်တွေကိုဖိကိန်းနှမ်းဆိုင်လိုက်တော့မျက်ဝန်းလေးတွေမိတ်သွားတယ်ပါဇက်အားသွားတဲ့မမကနိဖဲ့စံကောင်းစုံပြီတတိရှိလွတ်ပြီးစံပါဇက်ကချင်းချောင်နေနဲ့ခမားသာရေးချင်းချီရအောင်ရုံးစမ်းမသူ့ကိုကြီးနဲ့ဖိထားတာလေဖြူဘလိုရုံးရမှာလေလက်တွေကိုလည်းသူ့လက်နဲ့ချုပ်ထားသလိုမျက်နှာလေးကိုလည်းနမ်းနေမှာတော့ဘလို့ရုပ်ထွက်နိုင်မလဲစကားပြောဖို့တော့သူ့အနမ်းတွေခဏနားမှတနာလို့လွတ်ပေးလိုက်တာနော်နောက်တကအချိုးမပြင်းဒီထက်နာမယ်သူ့လက်ကလွတ်တော့လူကကြိုးကြိမ်မတက်လွမ်းမြောက်နေပြီရုံးကန်ထားရလွန်းလို့လှုပ်တာမလှုပ်ချင်တော့ပါနေရဘလောက်အကူနဲ့နိုင်ကျင်တာလေအောင်မဘာလို့ရသေးလို့လဲနန်းနာလေးတောင်မှမခံနိုင်မင်းနဲ့ဒီတကထပ်ပြောကြည့်သမီးလေးအတွက်မောင်လေးရအောင်လှုပ်ပေးလိုက်နေစကားပြောစင်ချင်းစမ်းမရှက်ဘူးလားသူမရှက်ပြီမိဖြူကတော့ရှက်သွားတယ်သမီးလေးကိုမွေးခဲ့ပြီးပြီမိဖြူကတော့အပြိုလေးလိုမျိုးအရှက်အကြောင်းကြီးနေစေပါမရှက်ပါဘူးနေရတော့ဘယ်ရှက်ပါမလဲလူတွေအများကြီးရှိမှာတော့မှမင်းသမီးတွေနဲ့ပွေလိုက်ဖက်လိုက်နမ်းလိုက်ရှစ်တယ်လို့ပြောလိုက်နေလာခဲ့တယ်လူကိုမမသူ့လက်ကလွတ်တာနဲ့စွာနေပြီအဲ့ဒါတရုပ်ဆောင်တာလေပြီးတော့ကျွန်တော်ဘယ်မင်းသမီးကိုမှတကယ်မနှမ်းသိရလားခမ ्या ယောက်ျားအဲ့ဒီလိုတိတ်ကမမဲ့မမနှုတ်ခံမေးလိုက်တာမြင်ပြအောင်မြင်လိုက်တော့လူကိုစိတ်မရှိအောင်လုပ်နေတာပဲလာခဲ့မမကိုနောက်တစ်ချိန်ထိတွေ့ဖို့ကြိုးစားလိုက်ပြီမိသမီးလေးကြောင့်မင်းရှေးဆက်ခွင့်မရလိုက်ပါသူမကတော့သမီးကိုကားပါရှူရင်အောင်နိုင်သူလိုပြုံးနေတော့တယ်သမီးလေးနိုးပြီလားမမနဲ့ခြေလက်ဆေးခိုင်းလိုက်တာမမေ့စီပြန်မလားပဲဘာဖြစ်လို့ဖွားဖွားနဲ့တွားရတာလဲအဲ့ရံကနိုးစာသမီးကအမေကိုရှာပြီးတွေ့တာနဲ့ရင်ခွင်ထဲကိုတန်းဝင်နေသားလေးကိုနမ်းလိုက်ရင်ပွေပိုက်ထားလိုက်တယ်သမီးကခဏလေးအိတ်တာလားသူ့ဗျာမင်းတော့ခေါင်းကြီးပြဘာလို့လဲဖွားဖွားအောင်မချစ်ဘူးလားသူနဲ့မအိတ်ကျင်လို့လားချစ်မမေကိုချစ်တယ်ဖေဖေကိုချစ်လားဦးချစ်ဖေဖေပါဆိုသမီးရဒါတော့ဆိုရင်ခေါ်သိနေပြီလေမမသမီးကိုဖေဖေလို့ခေါ်တတ်အောင်တင်ပေးပါသူ့ကိုခေါ်ချင်တယ်လို့ခေါ်ပါစီပေါ့သမီးလေးကိုဖိအားမပေးချင်ပါဘူးနော်သမီးရဲ့ကလေးကဘာသိအောင်ပါလဲသူအမေရှင်ရင်လိုက်ရီမယ်သူ့ကိုမင်းရင်ခေါင်းကြီးခေါင်းခါလောက်မယ်ဒါလောက်ပဲပေါ့သမီးဦးပြောင်းလိုက်ပါသူဖေကိုပြောင်းနေတဲ့သမီးရဲ့မျက်နှာမူရံလေးကိုကြည့်ရင်သူတို့နေအောင်ယူလိုက်ကြလေတယ်သူကဘာတူလဲသမီးကောင်းကောင်းလည်းညှိုးထိုးပြလိုက်တော့ဖေသူမျက်နှာကြီးဝင်းပသွားတယ်ဟာသမီးကွာခေါ်တတ်ရတာနဲ့အဖေကိုစိတ်ဆင်းရအောင်လုပ်တယ်အမေတူလေးခေါ်ပါဖေလို့ဦးဟာခမရရှိတယ်ပေါ့လေနေခဏတင်ထားလို့ခလေးရနဲ့ကိုအဖေမှန်းသိနေပြီဒါပေမဲ့ဦးလို့ခေါ်တာနှုတ်ကျုံးနေပြီထင်တာပဲနော်နေသမီးရဲ့သူမှရှိရမလို့ငိုရမလို့ပါသမီးဖေပြောမယ်မောင်လေးယူမလားသမီး
တောက်ကြရတယ်ခလေးုံနော်သူ့ရဲ့လက်မောင်းကိုပြန်ကနေရိုက်ပြလိုက်တယ်မောင်လေးတယောက်မွေးပေးမယ်ရှုမလားခလေးကကောင်းကိုပြုတ်တွက်မတန်ခါရမ်းလေတယ်မယူချင်ဘူးလားဘာလို့လဲသူ့မိကိုဖတ်တွယ်နေပြီးဘာမှမပြောသမီးကနောက်တယောက်မွေးမှာကိုမနာလိုဖို့အထိနားလည်နေပြီလားတော်ပြီကလေးကိုရှောက်မမင်းနေတော့သူ့မိကိုဘသူနဲ့မှမဝေမျှကျင်တာအတိသားမမေကလည်းသမီးလေးတယောက်ထဲကိုပဲချစ်မှသိလားနောက်ထပ်ဘာမှမရှိဘူးနော်ကလေးကိုပြောသလိုလိုနဲ့သူ့ကိုပါပိတ်ပြောပြလိုက်တယ်အရှက်မရှိတဲ့လူချစ်တယ်ဆိုတဲ့စကားလေးလေးနက်နက်မပြောဘူးပဲနဲ့ချစ်ပြားစီလို့လည်းမတောင်းဆိုဘူးပဲနဲ့သမီးလေးတယောက်နဲ့တင်တော့ပါပြီသူဟာအချင်းဆိုတော့ကိုရောနားလေလို့လားနားလေရင်တော့ဖြူတော့တကယ်မချစ်တာသိကြတယ်အနေနီးစပ်မှုမှာတာယာနေတော့အချစ်လို့တတ်မှတ်လို့မှမရတာဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရှမ်းပြစ်လိုက်ပြန်ချင်းလိုက်နဲ့ဖြူအလုံးကိုတနေ့တခါသွားကြည့်ပေးရတယ်ကိုယ်တိုင်မကြည့်ကြရင်ဘာမှလည်းအဆင်မပြေကလေးကိုသူ့ဖေနဲ့ခဏခဏမထည့်တော့ပါသူဟာသေးဥဆောင်မလုပ်တော့ပြီမိရုပ်ရှင်ကုမ္ပဏီထောင်မလို့ဆိုလားပြောတော့ပြောတယ်ဖြူဟာစိတ်မဝင်စားတာကိုကားကိုမောင်းသွားတာမို့သမီးကိုဖြူနဲ့တူတူခေါ်သွားလိုက်တယ်သမီးကနောက်ခန်းမှာမထိုင်ခြင်းမအေးဘေးမှာထိုင်ခြင်းနေမရဘူးသမီးအန်တရင်များတယ်နောက်မှထိုင်မလားဖွားဖွားနဲ့နေခဲ့မလားမမေကခဏဖေးသွားတာလေဖွားနဲ့နေခဲ့မြေလားအဲ့ဒီလိုလေးမဟုတ်ပြန်ကားပေါ်အတီးတွဲတက်နေတယ်ဖြူခေါ်သွားလိုက်မင်းအတီးမကြပါဘူးအေးပါခေါ်သွားလိုက်အားဆိုမူကြိုတိုင်မအေးနောက်မကတ်ရတော့အခုချိန်လေးပဲနေရတာသူဘွားက3နှစ်ပြည့်ရင်မူကြိုထားမယ်တဲ့ကလေးကအခုမှ2နှစ်ကြော်လေးပဲရှိသေးတယ်ဖြူကတော့ကလေးကိုငယ်တုန်းလေးမိဘရင်ဝင်မှာပဲထားခြင်းတယ်9နှစ်လောက်မှပဲစာတင်ကြပေးမယ်လို့ဆုံးဖြတ်ထားတယ်ကလေးလည်းငယ်သေးတောင်မို့သူဘွားနေဆက်ကျင်ပြီးပြောမနေပဲအလိုက်တင်လေးနေပေးလိုက်တယ်အခုလောလောဆယ်တော့ဖအေးသွားလဲလိုက်မအေးသွားလဲလိုက်ယေစုတို့အိမ်ကိုသွားရင်တော့သမီးလေးကအပျော်ဆုံးပါပဲဟိုမှာအပြိုကြီး3ယောက်ရှိတော့ကလေးကိုတအားအလိုလိုက်တအားချစ်ကြတာလေနင်တို့ဘယ်တော့ဘင်္ဂလားမောင်နှမဖြစ်သွားတာလေကစားနေတဲ့သမီးလေးကိုကြည့်ပြီးငိမ့်စုကပြောတယ်ဒီလိုပါပဲရှာဖြစ်နေရင်ကောင်းကောင်းနဲ့ဖြူကြောင်ပြောတဲ့တလောက်ပြောပြလိုက်တယ်ငါကတော့မသိပဲနဲ့ရောင်းမလို့ခေါ်နေတာရှက်လိုက်တာပိုးမနေနဲ့တကယ်ကြိုက်တာလည်းမဟုတ်ပဲနဲ့ဒါမှမဟုတ်အခုပြန်ယူမလားပြန်ပေးမယ်တော့ပါပြီအပြောပေးမယ်စိုက်ထားတော့မယ်ဟာ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 ကောင်းကောင်းကြီးငါခရီးထွက်ရမယ်တင်တယ်ဘယ်လိုလဲပဲရီအဝေးကြီးဘာသွားလို့မလဲဈေးကွက်စုံစမ်းမလို့ပေါ့အခုလုံနေတဲ့လုပ်ကိုပဲနိုင်အောင်လုပ်ပါအဝေးအထိချိန်မဆန့်ကျင်ပါနဲ့မမထက်အရင်စီးပွားရေးလုပ်နေတဲ့သူတွေမှအများကြီးဒါလိုပဲဖြစ်ဖြစ်ခဏတော့သွားအောင်မယ်လူကန်ရှိတုံလိုက်သွားကြည့်မလို့သမီးရဲ့ရှိရရှိသေးတယ်ရှာနိုင်သမျှရှာမှခလေးကိုကြောက်မပြပါနဲ့ကျွန်တော်တို့ဒီလောက်ပြည့်စုံနေတာသမီးရဲ့အနာဂတ်အတွက်ပူစရာမလိုပါဘူးမမဘာလုံးမှမလုပ်လဲကျွန်တော်ကောင်းကောင်းထားနိုင်တယ်ငါခုံအားနဲ့သမီးကိုကြောင်းကောင်းကောင်းမှထားကျင်တာသမီးအတွက်အခုတွေကဘန်စာအုပ်တစ်ခုလုပ်ပေးထားတယ်သမီးနာမည်နဲ့တိုင်းနေချန်လေးဝယ်ပေးကျင်သေးတယ်အပြိုဘဝဝယ်ထားရဲ့ချန်လေးကတီးနေလीဒါရီအားလုံးကျွန်တော်လုပ်ပေးနိုင်တယ်မမဘာဖြစ်လို့ခွဲခြားလုပ်နေရတာလဲဗျာငါလုပ်ပေးကျင်လို့လीသူကြီးလိုက်သူ့အမေကအစွမ်းစားမရှိမိဘအမွေတွေထိုက်စားနေတဲ့လူလို့အထင်သိမခံချင်ပါဘူးနင်းရဲ့ပြောစုခံနေရတာနဲ့တင်လုံလောက်ပါပြီဘာတွေတွေးတွေခေါင်းနေရလဲဘယ်သားသမီးကအဲ့ဒီလူတွေးမှာလဲသူမတွေးလဲမိဘတောင်းဝင်ကြည့်ချင်လို့ဒါဆိုလဲသွားကလေးကိုတော့ခေါ်မသွားနဲ့ဘယ်ဖြစ်မလဲမအေးပြောက်သွားရင်ငိုမှာပေါ့သူ့ဘွားရှိရလေဖေးတယောက်လုံးလေးရှိတယ်ဒီလောက်အဝေးလေးရင်စီးရရင်သမီးပင်မမှာပေါ့ခမည်းလေးလှုပ်ကောင်းကောင်းလှုပ်လို့ရမှာမဟုတ်ဘူးအေးမဟာကလေးကနေပါမလားမသိဘူးညညပြန်လာရမှာပေါ့ဒါပဲလीဒါလုံးမရမေ့တူတော့ကလေးကိုပဲဖြစ်ဖြစ်ရအောင်ခေါ်ထားလိုက်တယ်မမကပြောလို့ရတာလည်းမဟုတ်ကလေးပါခေါ်သွားပြီတာမီနီယာအခြေရဖြောက်သွားရင်လည်းမခတ်ပါလားသမီးကထားခဲ့လို့ရတယ်ညဘက်လောက်ပဲမအေးကိုမေးတယ်ဖုန်းလည်းပြောလို့ရတော့တိတ်ပြီးမကြည့်ကြပါဒုက္ခများနေတာကောင်းကောင်းမမကိုအရန်လွမ်းပါတယ်မမအောက်မှာခင်းရိပ်ပြီးမြင့်တကန်နဲ့အတူတူအိတ်တာဆိုတော့သူမအိတ်နေတော့ခိုးနှက်တာအချင်းချင်းအိပ်ပျော်နေတဲ့မျက်နှာလေးကိုဒစိမ့်စိမ့်ငင်းပြန်အိပ်ပျော်သွားတာကိုကတမျိုးလေးရှင်ကုန်းစရာနေဘက်တွေလည်းရံပြစ်နေကြပြီမြင့်
သမီးလေးကြောင့်အမြဲတမ်းတူရှိကြတော့ဒီတစ်ချိန်သွားတာအရင်ကထပ်ပို့ပြီးတော့ခန်းစားရတယ်ပြန်လာခဲ့ပါတော့လွမ်းလို့ပြီလို့လည်းမပြောချင်ပါဖြူကလည်းအလုပ်ဖြစ်မေးထင်လို့သွားပြီးလေ့လာကြည့်တာတကယ်လိုက်လာတော့လေအဆင်မပြေကိုယ်နေပဲမဟုတ်တော့အစားစားရမလွယ်ဖြူမစွန့်စားရင်သမီးလေးနဲ့ခွဲရတာပဲဖတ်တင်နေအင်ကိုအမြန်ဆုံးပြန်လာခဲ့တော့တယ်မမကိုတွေ့တော့သူကလေးတယောက်လိုပြောသွားမိတယ်အနာကိုတိုးဖက်ပြီးပွေလိုက်တယ်ဘသူပဲရှိရှိဘသူပဲကြည်ကြည်ခရူးမဆိုင်ပါဘလို့ဖြစ်နေရလဲကောင်းကောင်းလူရင်းနဲ့လေဘာဖြစ်လဲကိုယ့်အိမ်နေမှာပဲဟာဖယ်ဆန်းမှာသမီးရောဖြူလဲသူ့ကိုလွမ်းတာပါပဲဒါပေမဲ့သူ့လိုတော့မပွင့်လင်းရဲဘူးလေပြန်လဲမဖတ်မိသမီးလေးကိုတွေ့ကျင်လာပြီမေကလေးကမေရဲ့အတန်ကိုကြောင်တော့ပြေးထွက်လာတယ်သမီးလေးလွမ်းလိုက်ရတာသမီးလေးရဲ့ပေါင်းလီကိုနမ်းလိုက်ရမှာပဲရှင်ထဲမှာဟာတာနေတာတွေပြေးပြောက်သွားတော့တယ်မေလက်ဆောင်တွေအများကြီးဝယ်လာတယ်မေငိုနဲ့သမီးလေးကိုမေကိုလွမ်းနေတာလားအေးပါကွယ်နောက်ဆိုသမီးကိုထားပြီးတော့မေဘယ်ဟိုမှမသွားတော့ဘူးနော်ဘယ်သွားခေါ်သွားပြီမေကလေးကမေကိုမြင်မှဝမ်းနေပြီးတော့ငိုတော့တယ်ကောင်းကောင်းကိုတတိယလို့ကြည့်လိုက်တော့ကလေးလေးပြိုင်စိတ်ကောက်နေတဲ့ပုံမှာအန်တီရောရှိမှာပေါ့သူ့အတွက်လည်းလက်ဆောင်တွေပါတယ်ထုတ်ပေးလိုက်အခန်းထဲကိုရောက်တော့အထိသမီးကအဖြူကိုဘတ်တွေထားဆဲပါသမီးကိုခဏချီအောင်မချီဘူးအောက်ချလိုက်ပါလားကလေးကကြီးနေပြီတပွေ့ပွေ့နေသူကဘာတွေကိုလူမကြောက်ဖြစ်နေရတာလေဒီလောက်ငငယ်လေးကိုနော်မိသမီးလေးကမကြီးသေးပါအဲ့ဒါဆိုလဲကို့ဘာသာကိုချီထားပေါ့နေရပါဖြစ်နေရကလေးလေးမဟုတ်ပဲနဲ့စိတ်ကောက်နေရလားသမီးလေးကိုနမ်းမိပြန်နေအတူနေရင်တော့ခဏနမ်းနေမိတာခွဲနေရတော့လွမ်းတာပေါ့သူကကလေးမဟုတ်ပါမဟုတ်စိတ်ကောက်နေတယ်ပေါ့အိမ်မှာတူရှိကြရင်လေခက်စိမ့်စိမ့်မဲနေဖြစ်တာဘလောက်ကြာပြီလဲဒါတော့သမီးလေးရှိနေလို့သမီးဖေဖေကစိတ်ကောက်နေတယ်အားပါပေးလိုက်ပါသမီးကသူ့အဖေကိုမနှမ်းမဲမေမောက်ချမယ်ဖွားဖွားစီမလေးသမီးရဲ့သွားဆောင်ဟုတ်ဖေနေအောင်မေလေးလိုက်နေဖွားဖွားနဲ့စကားပြောမလို့ကလေးနောက်ကိုမလိုက်နိုင်အောင်သူကဖြူရဲ့လက်ကိုဆွဲထားတယ်မိငယ်ညီမလေးကိုသူ့ဖွားစီကိုခေါ်သွားပြီးတော့မိုးကျွေးလိုက်ပါဟုတ်ကဲ့ကိုကြီးဘာလဲအန်တီကိုသွားနှုတ်ဆက်အောင်မယ်လေသမီးနဲ့လည်းနေချင်သေးတယ်ခမ ्या ရဲ့မျိုးလုံးထဲမှာသမီးပဲရှိရလားမဟုတ်ပါမာမီလည်းရှိကျွန်တော်ကလွင်အားလုံးရှိခမ ्या တငယ်ချင်းတို့နေတိုင်းဖုန်းဆက်တယ်တဲ့အင်ကိုဆက်ရင်တော့မာမီနေကောင်းလားသမီးလေးဘာလုပ်နေလဲပဲမေးတာကျွန်တော်ရှိတယ်လို့တော့မထင်ဘူးအခုလိုလေးကြောင်တော့လေငိုတော့မလို့ဟိုးရင်ကကောင်းကောင်းပေါင်းဆောင်လေးလို့ပါနေ့အသက်မငယ်တော့ဘူးနော်ဘာဖြစ်လို့ကလေးလိုလုံနေရကိုတော့တတိမထားလိုက်မိပဲဖြူသူနှစ်ဖူးကိုပဲနမ်းလိုက်တယ်သူကကလေးကိုလာနေသိမ့်တယ်လို့လောက်နေနေကျွန်တော်ကလေးမဟုတ်တော့အခုမှငါပြန်ရောက်တာနော်ကောင်းတိတ်မရှင်းနေဟာသမီးတော်မှနေလို့မကြည့်ဘူးရှောက်ထင်းကသူ့ကိုတဖွာနမ်းနေတာလေလက်ပေါ်ကတော့မချသူကကြင့်မလားယောက်ျားကိုကြတော့အဖက်မလုပ်ပဲနေဒီလောက်လေးတောင်မှမပြောရအောင်လားနင်ပြောတော့ကလေးမဟုတ်ဘူးဆိုအခုတော့ကိုသမီးနေတော့မှထွက်ကက်နေသူကတကယ်ကိုစိတ်ကောက်နေတာရှိစရာကောင်းတော့တယ်ဒါပေမဲ့မရှိရင်သူနာကက်ပြီးစောင့်လိုက်မိတယ်လက်ဆက်သက်တော့နင်ကအနမ်းမခံရလို့စိတ်ကောက်နေတာဟုတ်သူကဝုန်းကနေထားရက်လိုက်ပြီးဟုတ်တယ်ကွာဘာဖြစ်သူမတကူလုံးကိုရုံမရအောင်ဖတ်ထားလိုက်ပြီးနမ်းဆိုင်ပြစ်လိုက်တယ်လွမ်းကင်းရသမျှနှကန်းလေးကိုဝင်အချင်းချင်းထက်ဂျန်ခက်ပြစ်လိုက်တော့တယ်ကောင်းတရားရောက်ဝင်လာလိမ့်မယ်ဘသူမှမဝင်သူကတော့ဝင်လာလေဂယူးဆိုင်မိပုံမပေါ်လက်ထပ်ပြီးဆိုပေမယ့်ဖြူသူနဲ့ထပ်ပြီးမညီစွန်းကျင်တော့ပါအရင်တစ်ခါလိုဖြစ်မှကြောက်တယ်လင်းကြိုင်စီးလာရတာငါရံပင်ပန်းနေပြီလို့သူကိုကြီးကိုပဲတွန်းထုတ်ရင်ပြောလိုက်တယ်သူအဖြူရဲ့ရင်းညွန့်လေးကိုနန်းနေရှာရမှကိုက်ပြစ်လိုက်တယ်ပြီးတော့ဖြူကိုပေါ်မှာဖယ်ပေးပြီးဘေးမှာအိတ်တယ်နင်းကခွေးလားကိုက်ရအောင်ခမ ्या ယောက်ျားလေးထပ်ပြောရင်အတန်မထွက်နိုင်အောင်လုပ်ပြမှာနော်ဖြူဟာသူဘေးကနေလူလေထောက်လိုက်ပြီးအဝေးစားတွေကိုတက်တက်ရရဖြစ်အောင်ဆွဲဆန်းလိုက်တယ်အင်ကြီးကရပတ်လုံးလို့တော့ပါသေးတယ်မဟုတ်ရင်သူ့ကိုက်လို့ရဲနေတော်ကိုဘာနဲ့ဖုံးရမှန်းမသိကောက်စုပ်လေနှာဘူးလေဘာဗျအနိစီကိုတွားမလို့ပြောတာကြားတယ်နော်အကမ်းမဟုတ်ဘူး
ကိုမိမကိုဘူးတာဘာဖြစ်သေးလဲတနာလူလှုပ်ပေးလိုက်တာကဲမလားနိအိမ်ယာပေါ်မှာကျန်းခဲ့ရင်မမကိုထက်ကနန်းကျင်သေးတယ်မမစာလုံးကိုထွက်သွားပြီးတဲ့အခါသူ့ကိုစိမ့်သက်သွားခဲ့တယ်သမီးလေးနဲ့ပြန်လာတော့လေတရားဝင်လက်ထပ်ထားတာတော့ထီရင်နှမ်းရင်မကြိုက်ကလေးမျက်နှာကြောင့်အလိုက်ထိုင်နေပြီးမြင့်သူ့ပေါ်မှာခန်းစားချက်မရှိတော့တာသိတာပါတယ်မမဒီမှာလာအိတ်လေမမအောက်မှာအိတ်တာဖြစ်ပြီးအခုဒီသူတို့သားဖားနဲ့အတူတူလာမအိတ်ပါအိတ်ချင်ညလုံးတော်မဖွင့်တော့လောက်အောင်ဖြူဝအိတ်ချင်နေပြီဖြစ်တယ်သူခဏတော့ငြိမ်နေလိုက်ပါတယ်မမအိတ်လောက်ပြီးဆိုတော့မှအဆင်းသွားပြီးတော့ကက်အိတ်လိုက်တယ်မမကိုဖတ်ပြီးတော့မအိတ်ရတာဘလောက်ကြာပြီလဲမမွေလေးနဲ့အိမ်နေတဲ့ကိုလေးကိုဖတ်ကသူပါအိတ်ပျော်သွားတော့တယ်ဟင်ခရီးပန်းလာတာကြောင့်ဖြူအရန်အိတ်ပျော်သွားခဲ့တယ်နိုးလာတော့ကောင်းရင်ရင်ခွင်ထဲမှာလူတယောက်လုံးကိုအနားကိုလာအိတ်တာတော့မသိလိုက်တဲ့အဖြစ်ကောင်းဖဲ့အောင်ဖဲ့အောင်လို့သူဖတ်တာတွေလှုပ်လို့တော့မရပါနှိုးလိုက်ရတော့တယ်သူနဲ့ကိုတယောက်တော့သမီးနာရှိမှဖြစ်မှာပေါ့ဘာလဲမမရနင်ကဒီမှာလာအိတ်နေတော့သမီးလေးတယောက်တည်းလိမ့်ကြရင်ဘယ်လိုလုပ်မလဲမကြပါဘူးမမရမြင်နေရတာအိတ်နေတာမဟုတ်ဘူးလားပြန်အိတ်အရင်ထဲမှာလာနန်းနေသေးတယ်ဖဲ့ပါနန်းတော့နန်းမှာပေါ့ဘာလို့နိုးသေးလဲအိတ်ပါဖြူကောင်းထောင်လိုက်ပြန်နေဘဲလေအိတ်ပါဆိုသမီးလေးအိတ်နေရင်လည်းလိမ့်ကြမှာဆိုလို့မကြပါဘူးဆိုကျွန်တော်လည်းအဖေရေးမှာဗျတေချာကားပေးထားပါတယ်ဒီလောက်ပြောလာတာတော့မှနောက်နေ့ခွန်းခွဲသိမ့်အေးကောင်းနေနင်ခန်းခွဲနေလိုက်ငါတို့သားမိတူတူနေပြီကိုကသူ့ရင်ခွင်ထဲမှာအိတ်နေပြီသမီးလေးတယောက်တည်းပြစ်ထားသလိုမျိုးမလုပ်ရပါကလေးနိုးလာလို့မိဘကိုမတွေ့ရင်ဘယ်လိုလုပ်မလဲကဲကျွန်တော်အရှုံးပေးပါတယ်ဒီတိုင်းဆိုကလေးကိုစိတ်မချလို့မမပြန်အိတ်မှာမဟုတ်တော့ဒါပေမဲ့အပေါ်မှာလိုက်အိတ်ပါဒီလောက်တော့သူမလည်းရောပေးနိုင်ပါတယ်သမီးလေးကကလေးပြီးပြီးနှိချိုင်းစွာနဲ့အိပ်ပျော်နေတယ်ဖြူကလေးကိုဖွားဖွားနမ်းပြီးရင်ခွင်ထဲကိုထည့်လိုက်တော့သမီးလေးကသူမကိုပြန်ဖတ်ထားတယ်ခမရလည်းအိတ်တဲ့မျက်စိနော်သမီးကိုတအားချစ်တာပဲလားဘလို့မေးလိုက်တာလဲငါဝမ်းနဲ့လွယ်ပြီးမွေးထားရတာလေချစ်တာပေါ့မိခင်နေရဲ့စိတ်ကိုနင်းတို့နားလည်မှာမဟုတ်ပါဘူးမကျွန်တော်ကိုနည်းနည်းခွဲပြီးဘာဟုတ်လဲနင်းအတွက်လေလက်ဆောင်ပါတယ်လေလက်ဆောင်မလို့ချင်ပါဘူးသမီးကိုချစ်တဲ့အချစ်မျိုးနည်းနည်းလောက်ခွဲပေးပြီးတော့ချစ်လို့ဖြူညာဘက်ကြီးထားရည်လိုက်မိပါတယ်နင်းကငါကလေးမှမဟုတ်တာသမီးကိုချစ်တယ်လို့ချစ်ရမယ်လို့ရတယ်ဘလို့ပဲချစ်ခမားချစ်ပြီးရောသူအကလေးနဲ့ပြိုင်ဖြူရင်ခွင်ထဲကိုတိုးဝင်ဖတ်တွေ့ထားတော့ဖြူကလည်းသူ့ကိုပြန်ဖတ်ထားလိုက်ပါတယ်ငါနင်းကိုချစ်တာပေါ့ကောင်းကောင်းရင်နင်ကသာမချစ်တာပါသမီးလေးလည်းဖြူရင်ခွင်ထဲမှာသူကကြောပတ်မောင်မို့သူတို့နှစ်ယောက်ကိုဖတ်ပြီးနှိမ့်ဆိုင်စွာနဲ့အိပ်ပျော်သွားတော့တယ်ညီမင်းညာဘာဖြစ်လို့ပြန်မလာလဲကောင်းကျွန်တော်စီးပွားရေးအစ်စ်လုပ်နေတာလေဧည့်သည်ရီအဲခံရင်နဲ့အရက်တောက်တာများသွားလို့သမီးလေးကိုမတွေ့ကျင်တာနဲ့ပြင်မအိပ်လိုက်တာအော်ပြီးတာပဲပြန်မလာတော့တခုခုဖြစ်နေပြီထင်လို့ဖုန်းဆက်တာလည်းမရအောင်လေဆက်ထားတာလားမသိလိုက်ဘူးဖြူနေသူကပြန်ပြေလေတော့မလို့ဖြစ်လိုက်ပြန်ပြီးတော့ဝေးသားမလို့နေပါဖြူဘက်ကအလျှော့ပေးတော့မေလို့ဆုံးဖြတ်လိုက်တိုင်းသူဘက်ကတင်းမှသွားတတ်တယ်ကဲရှိစေတော့သူဘာသာဘယ်ချိန်မဲ့အိမ်ပြန်ဘာမှထပ်ပြီးမမေးမိအောင်နေတော့မယ်ဖြူပြင်ကပြန်လာတော့သမီးကအယုတ်ကြီးတယောက်ကိုမနိုင်မနေပွေ့ပိုက်ထားတယ်ကစားစရာတွေလည်းအများကြီးသမီးကိုဖွားနေထားခဲ့ပြီးအလုပ်ကိစ္စခဏသွားလိုက်ခြင်းဖြစ်တယ်မေလာပြီအယုတ်ကြီးနေပါလားဖေဝယ်ပေးတာလားသမီးဖေတငယ်ချင်းဝယ်လာတာပြောနေတော့မှာပဲကောင်းကောင်းနဲ့အမျိုးသမီးတယောက်ဖြူတို့နားကိုရောက်လာကြတယ်DND ဝယ်ပေးတာမမီသမီးရစကားကိုလည်းလေးလေးပတ်ပတ်ပြောတတ်နေပြီဖြစ်တယ်သူဖွာပြောတယ်လို့သုံးနှစ်မို့မူကြိုထားလိုက်တယ်အခုဆိုရင်ရင်ကားလာမအေးကိုမကတ်တော့ပါအော်ဟုတ်လားအနီကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီပြောပြီးပြီမမီခွင့်ပြုအောင်နော်အဲ့ဒီကိုနှုတ်ဆက်လိုက်ပြီးသမီးရဲ့လက်ကိုဆွဲကအခန်းထဲကိုဝင်ခဲ့တယ်တစိမ့်နေပြီးတာမယူရဘူးလို့မမေမှားထားတယ်လေသမီးလူချင်းမမေကိုပြောပါလားအိမ်မှာလေရုပ်တွေစုံရှိတာပဲသမီးမလို့ချင်ပါဘူးအတီပေးလို့ဖေရလည်းရှူးလို့ပြောတယ်ဟုတ်လားအေးပါငါသမီးလေးလိမ်မာမှန်းသိပါတယ်ဒါပေမဲ့နောက်ဆိုဘသူပေးမရှူနဲ့နော်ဟုတ်ကဲ့ကလေးကိုစူနေတာလားမစူပါဘူးနားလည်အောင်ပြောပြမိတာဘာမှမဖြစ်ပါဘူးသူကသမီးကိုချစ်လို့ပေးတာပဲယူပါစီငါမကြိုက်ဘူးအဲ့ဒါကြောင့်ငါသမီးကိုသူများပေးတာမယူရဘူးလို့တင်ပေးနေတာမမပြောင်းနင့်ကိုမပြောဘူးနင်လှုပ်ချင်တာလှုပ်ခွင့်ရှိ
ဒါပေမဲ့သမီးလေးကတော့ငါစီကံတိုင်းပဲနေရမယ်သမီးလေးရှိနေတာတော့သူ့အနားမှာမိန်းကလေးတယောက်မဟုတ်တယောက်တော့ရှိနေတတ်နေတယ်မမေရှင်ဖဖနဲ့အိတ်ချင်လို့မမေနဲ့ဘာလို့မအိတ်တာဖဖတယောက်ထိမို့မမေကဘယ်နှယောက်မို့လို့လဲမမေမှာဖေဖေရှိတယ်လေဖေဖေကိုခေါ်အိတ်အေးပါသွားအိတ်ပြန်လာခြင်းရင်လည်းပြန်လာနော်သမီးရှိမရှိဖြူဟာအခန်းခွဲပြီးအိတ်တယ်ညဘက်တွေပြန်လာခြင်းမလာတဲ့သူ့အခန်းမှာဖြူတို့သားမီမအိတ်တော့တာကြာပြီအခုနောက်ပိုင်းအန်တီကလည်းဖြူတို့ရန်ဖြစ်ရင်ဝင်မပါတော့ပါတသက်လုံးရန်ဖြစ်နေတော့သူလည်းစိတ်ကုန်သွားပုံရပါတယ်ကောင်းကောင်းပြန်လာတော့မမအခန်းတကားပိတ်ထားတယ်သမီးလေးလည်းအိတ်ပြီးထင်ပါရဲ့တိမ်လုံးနဲ့တိတ်ဆိတ်လို့နေတယ်တယောက်တည်းအေးရင်းညတွေဘယ်အထိရှိအောင်ပါလဲဖုန်းထဲမှာမြင်နေရတဲ့ပုံတွေကြောင့်ဖြူရင်နေဒိန်ကနေစောင်းကုန်သွားရတယ်ဒေါသဖြစ်လွန်းလို့ပါကောင်းရင်ဟိုနေ့ကအိမ်လဲလာတဲ့မျိုးသမီးရဲ့သမီးလေးရဲ့သူတို့နှစ်ယောက်ရဲ့လေမှာကလေးကရေခဲမုံလေးခိုင်းလို့ပါပုံတွေကြီးပဲမဟုတ်စားလဲပါသေးတယ်ခလေးမီစစ်ကဘာတူလဲဒါသူမိမမဟုတ်ဘူးအိမ်နောက်ကွဲသွားတာလားအရင်တကာကိစ္စတော့ငါဖြူပုံကိုမြင်ဘူးကြတဲ့ပရိသတ်တချို့ရဲ့ဝေဖန်တန်တွေကိုလည်းအများကြီးတွေ့နေရတယ်သူကအနားယူလိုက်ပြီးမိန်နမိတ်ကြီးနေစေပါဖြူကိုသူကဘယ်မှမခေါ်ဘူးတော့သုံးယောက်တူဘယ်ဟုတ်မှမသွားဖြစ်သူ့ကိုတော့လက်ထပ်ထားပြီးမိကိုပိုင်မဟုတ်လို့ထားလိုက်တာကိုသမီးလေးကိုဟိုမိန်းမရဲ့သမီးလို့အပြင်လူတွေအမြင်မရလောက်အောင်မိတွေလမ်းလျာကကလေးကိုချက်ပြနေတာပုံတွေထဲကတော့မြင်နေရတယ်ဒီအဖြစ်မျိုးတခါကြုံခဲ့ပြီးပြီနောက်ထပ်မကြုံချင်တော့ပါဘလောက်ပဲကောင်းမိတွင်းကအမေမမဟုတ်တာညနေကလေးကိုကြောင်းသွားကြိုနေအထိသူဟာအိမ်ပြန်မလာသေးပါသူတရင်တွေကတနိုင်ငံလုံးကိုပြတ်နေပြီမနေ့ကဘယ်တွေသွားကြတာလဲသမီးကစားကွင်းဟောဟိုအန်တီရောပါလာလားဟုတ်တယ်မေသမီးကိုမုံလေကျွေးတယ်မီးမစားဘူးလို့ပြောတယ်နော်ဖေဖေကစားခိုင်းလို့မေစိတ်ဆိုးမှကြောက်နေရှာတဲ့သမီးလေးကိုမစူရက်တော့ပါအေးပါသမီးရဲ့သူတရင်တွေပြန်နေတာကိုလိုက်ပိတ်နေရတာနဲ့အချိန်တွေတော်တော်ကုန်သွားတယ်ခင်ဗျားတို့တင်ထားတဲ့တရင်ပြန်ဖြတ်ပြီးအဲ့ဒါကျွန်တော်မိန်းမမဟုတ်ဘူးကျွန်တော်တရားစွဲမှာတစ်ဖက်ကမိန်းကလေးကလည်းအတရေဖြတ်မှုနဲ့စွဲမှာပဲမူရင်တရင်တင်နေထားတော့အချိန်တောင်းမှန်ပြီးဖြတ်သွားပြီမြင်ပြန်ပြီးတင်နေကြတာတွေကိုဖြတ်လို့မရပါအိမ်ပြန်ရင်မမကိုဘလို့ချော့ရမလဲအိမ်ကိုပြန်ရောက်တဲ့အခါမမနဲ့မရှင်းရသေးခင်မမီကသူ့ကိုစူးခေါ်တယ်မမလည်းရှိနေမင်းရဲ့တဲ့နေရာဘာဖြစ်တာကျွန်တော်ရှင်းနေပါတယ်မမီဘာကိုရှင်းတာလဲအဲ့ဒီပုံတွေကမင်းမဟုတ်လို့လားဟုတ်ပြီမေဟေမန်ကျွန်တော်ဇနီးမှမဟုတ်တာသူတို့ထင်ရမြင်ရတွေရှောက်ပြီးတော့ရင်းနေကြတာပါဗျာနော်မမကိုလည်းတိုင်တယ်ရသေးတယ်မမဘာအောင်မှမပြောမျက်နှာလည်းရေခဲပြင်လိုအေးဆက်နေတယ်မင်းကမဟုတ်တာကလေးပံခေါ်ပြီးမိသားစုပုံစံသွားလေတာကိုကမင်းအမကိုမိန်းမနေကြတော့ဘဲမှမသွားတမင်မသွားတာမဟုတ်ပါဘူးမမီရဲ့အလုပ်ကိစ္စစာချုပ်ပြီးတော့ကလေးကိုကစားဝင်ပို့မင်းဆိုပြီးတော့ तू ကလိုက်လာ तू ကဘာဖြစ်လို့မင်းနဲ့တွဲဖြစ်နေရတာလဲကျွန်တော်တွင်ရင်မူလီအဲ့ဒါကြောင့်ဘဲသွားပါနေတာမမေအိတ်ချင်မီအိတ်တော့မလားသမီးဟုတ်အပြင်မှာကစားနေတဲ့သမီးကလာခေါ်တော့ဖြူဟာထွက်လာခဲ့လိုက်တယ်သူတို့သားမိချင်းရှင်းကြလိမ့်မယ်ဖြူကတော့စကားပြောချင်စိတ်ကိုမရှိတော့ပါမမကဘာပြောသိလိမ့်မမီဘာမှမပြောလို့ခက်နေသူနဲ့မဆိုင်တယ်လို့ပဲပုံမှန်တိုင်လို့ဆရာရှိတာလှုပ်တယ်ကလေးသွားကြိုတယ်မင်းကိုစကားတော့မပြောချင်တော့ဘူးထင်တာပဲဒီတကားတော့ငါလည်းဝင်မပါချင်တော့မင်းတို့လည်းကလေးမှမဟုတ်တော့တာညီလို့ရရင်ညီမရရင်လည်းကွာရှင်းလိုက်ကြကလေးအတွက်တော့မပူနဲ့သူ့အမေကလည်းပေးမှာမဟုတ်ဘူးပေးခဲ့ရင်လည်းငါရှိငါထိမ့်မယ်ဟာမကွာနိုင်မောင်မမီကလည်းဒါဆိုလေပြေလောင်ရှင်းကြပေါ့သမီးကအိတ်သွားပြီလားစကားပြောရအောင်လေခဏလေးသမီးကခုမှအိတ်တာနိုးသွားလိမ့်မယ်နေခန်းပြန်အဆောက်လာခဲ့မယ်သူခန်းပြန်လာပြီးထိုင်းဆောင်နေလိုက်တယ်ခဏနေတော့မမဝင်လာတယ်ဘာပြောချင်တာလဲကွာရှင်းဖို့ဟာမဟုတ်တာမမကလေဘာတွေပြောနေရလဲပြောင်းဒါဆိုပါလေမနေ့ကသမီးကိုကစားကွင်းလိုက်ပို့တာပါပါရာစီတွေကပုံတွေရိုက်ပြီးတော့ရှောက်ရေးကြတာပါကလေးကိုခေါ်မသွားနေလို့ငါပြောတာပဲငါသမီးလေးကြားတွေကနာမည်ပြတ်တယ်နောက်ဆိုနေမိန်းမတွေနဲ့ချင်းချင်းကလေးကိုမခေါ်ပါနဲ့သမီးအောင်မိန်းကလေးဆိုတာလေတတိယအောင်ကျွန်တော်နဲ့သူကရိုးရိုးသားသားပါမမရရိုးသားလားမရိုးသားလားနင်တို့ပုံတွေကိုကြည့်လိုက်ဒီမှာလေဒီလောက်လိုက်ဖက်နေတာငါဆိုလေအဲ့ဒီလိုပဲထင်မိမှာပဲမမပုံတွေကိုစေထားပြီးတော့တပုံချင်းပြန်ပြတယ်ငါတောင်းဆိုချင်တာတခုတည်းပါငါသမီးလေးကိုနင့်မိန်းမတွေနဲ့မရင်းနှီးပါစေနဲ့လို့
ငါမကြိုက်ပါဘူးလို့ခဏခဏပြောတယ်ဒါပေမဲ့နေကနေလို့ကျင်တာကိုပဲအမြဲလုပ်တယ်နေကကလေးကိုသူ့မိတွေဖြစ်လာမဲ့သူနဲ့ရှင်းနေစီကျင်တာမဟုတ်လားဒါပေမဲ့ငါလက်မခံနိုင်ဘူးမမရမဟုတ်တရားတွေကိုဆွဆွဲနေပြန်ပြီမဟုတ်ရပါဘူးဗျာဘာဖြစ်လို့ထင်ရမြင်ရတွေကိုပဲအမြဲတမ်းပဲကောက်ချက်ချနေရတာလဲငါဆွဆွဲနေပေါ့ဒါဆိုနေအိမ်မပြန်အိတ်တဲ့ညတွေဘယ်မှာသွားအိတ်တာလဲအလုံးမအိတ်တဲ့အခါအိတ်တယ်အပေါင်းသေးတွေနဲ့စားရင်တောက်ရင်လည်းအိတ်တဲ့အခါအိတ်တယ်အဲ့ဒါကလေတစ်ခါတစ်ခါတည်းပါမမရရှုံးကျင်စရာကြီးထားလိုက်ပါတော့ညီပြောချင်တာဒါပဲမဟုတ်သူဘာလို့မှသိမပြောလိုက်ရပါမမပြောချင်ရပြောပြီးတော့ထွက်သွားနေတယ်မမနေပါဦးတခါတည်းရှင်းကြောင်ပြောကြမယ်လေစိတ်ဆိုးရင်လည်းစိုးပါဒါပေမဲ့ဥပြစ်ကတော့မပြုတ်ပါနဲ့လမ်းခွဲကြဖို့အလွင်ဘာမှပြောစရာမရှိတော့နင်းချစ်တဲ့သူနဲ့လက်ထပ်ပါသမီးနဲ့လည်းချိန်မရွေးတွေးခွင့်ပေးမယ်ငါနင့်ကိုတခြားမိန်းမတွေနဲ့ပတ်သက်တာမကြိုက်ဘူးနေရတော့တခြားမိန်းကလေးတွေနဲ့နေရတာကိုသဘောကျတယ်ငါတို့ဘယ်တော့မှပြေးလဲမှာမဟုတ်ဘူးလို့မမတော့ပါတော့နင်းရှင်းပြလာတာသမီးလေးမမွေးခင်ကတည်းကပြီးတော့လှုပ်ချင်ရလှုပ်တာမယ်ငါနေတဲ့ရံဖြစ်ရတာကိုစိတ်ကုန်လာပြီဖေဗျာတငယ်ချင်းတွေရမေးတယ်နင်းမမီကဘသူလဲတဲ့မိကိုလာကြိုးတဲ့တယောက်လားဟိုထဲမှာပါတဲ့သူလားလို့မေးကြတယ်သမီးကပြောတတ်တယ်လို့တလုံးချင်းပြောနေတာဖြစ်ပေမဲ့ဆိုလိုရင်းကိုသူနားလေတယ်သမီးရေသူ့ရဲ့မစင်ကျင်မှုတွေကကလေးကိုရိုက်ခတ်နေပြီသမီးကဘလို့ဖြေလိုက်လဲကြောင်းလိုက်ဖို့တာငါမေမေလို့ဖြေလိုက်တာပေါ့ဟိုအန်တီကအမေမမဟုတ်တာတော်တယ်ညနေဖေလာကြုံမင်းနော်မေမေကသူလာမဲလို့ပြောတယ်အော်အင်းမဝင်တော့လေဖေတက်တာသမီးဒီเจ้าမိကိုသမီးပြောလို့ဖြူသိပြီးသားဘလို့နီးနေမှသူနဲ့ဆက်ပြီးနေလို့မဖြစ်တော့မှာအန်တီဖြူသမီးကိုသွားကြိုလိုက်တော့မင်းနော်အေးရှာစီဦးတို့အေးနေတာကျမ်းမရေကူးဆိုင်အေးပါဖြူအန်တီလက်ကိုစုပ်ကင်ပြီးတော့အန်တီကကြောင်ရမ်းနဲ့ခေါင်းငိမ့်ပြတယ်သမီးကိုလာကြိုပြီးတော့သမီးမေမေခီးသွားစရာရှိတယ်သမီးလိုက်ခဲ့ကြလားဖေနဲ့နေခဲ့မလားလိုက်မှာမေမေနဲ့လိုက်ချင်တယ်ဒါဆိုအခုသွားမှာနော်ဟုတ်ကဲ့မနေ့တည်းကလူလေးဆောင်ပြီးဖြူအထုပ်ပိုးတွေကိုဂါရီထည့်ပြီးသားသူလည်းအိမ်မှာမရှိအတော်ကြီးလည်းချက်ပြုတ်နေခြင်းအတီဖျားရှင်ခိုးနေတဲ့အခါအကြံစီနဲ့ကြိုးပြီးထည့်ထားတာလေသမီးလေးဘိုက်ဆိုင်ရင်မုတ်စားနော်ညစာစားချိန်ရောက်မှထမင်းဝင်စားမယ်ဟုတ်ကဲ့မကလေးကိုပါခေါ်မမုံရှိတခြားလိုအပ်တာစားစားရစီမံပြီးသားလေးစိတ်ကိုတတ်မှတ်သွားပြီတခြားနေရာမှာ2ရက်လောက်နေဖို့စိတ်ကူးထားတယ်စင်ကာပူကိုသွားမယ်လို့လေသူလည်းခံမှန်းမိပါမယ်လေသူ့ကိုခြေရာပြောက်ဖို့ဆိုရင်ဒီလိုလုံးမရမှာကိုမငွေကြေးပြေးဆုံးပါတာပဲဘယ်ဟိုတယ်တက်စိတ်ပူစရာမလိုပါကားဟိုတယ်မှာထားခဲ့ပြီးလေးစိတ်ကိုငှားကားနဲ့သွားမယ်လက်မပြတ်တာစာကြိုတင်ဆောင်ရွက်ထားနေတယ်မပြန်မလာသေးဘူးလားမမီအေးဟုတ်တာကလေးသွားကြုံမယ်လို့ပြောသွားတာသူ့တငယ်ချင်းအိမ်မှာများလားမရှိဘူးမမီကျောင်းအောင်လည်းရောက်ခဲ့ပြီသမီးတို့သူ့အမေလာကြိုသွားတယ်နဲ့ဖုန်းဆက်လို့လည်းမရအောင်လုပ်ပါကို့အမေမို့တာအာကိုတကြီးတိုင်မင်းမိတာဒေါ်တရဖီကဘာလုပ်နိုင်မှာလဲသူ့ရင်နေပူလိမ့်မည်သမီးရောဇနီးပါပြောင်းလို့နေတယ်အခုတလောလူတွေလည်းခဏပြောင်းနေကြတာလေဖြူတို့သားမိကတော့ဆိုင်တဆိုင်မှာသမင်းဝင်စားပြီးအေးစေးနာပြီးမှခီးဆက်ခဲ့ကြတယ်8 နာရီလောက်မှပဲတွေးတဲ့ဟိုတယ်ဝင်တဲတော်မီခရီးသွားရသည်လည်းမဟုတ်တော့ဒီချိန်ဟိုတယ်ရီတဲကိုကန်နေမှာလူရှင်းပါတယ်မိုးရီရွာနေတယ်မေသမီးလေးကမိုးပွဲလေးတွေကိုကြည့်ရင်သဘောတွေကြကောင်းသူ့ဖေရဲ့တခြင်းတွေကိုလိုက်ပြီးစုံလာတယ်ဖြူကလည်းကောင်းကောင်းတတိယသွားတယ်ငါမရှိရင်နင်လွတ်လပ်သွားပြီနေကြိုက်တဲ့မိန်းမကိုယူပါနောက်ထပ်ကလေးတွေမွေးပေါ့ငါသမီးလေးကိုတော့မိတွင်းနဲ့မထားခဲ့နိုင်ခဏနေတော့အတန်တိတ်သွားလို့ကြည့်လိုက်တော့ခုံမတိုင်းရက်သားလေးအိပ်ပျော်နေအနီးဆုံးတဲခိုစရာနေရာကိုမြန်မောင်းမှဖြစ်တော်မီသမီးလေးအိပ်ရတာတတ်မဖြစ်မှဆိုလို့အမြန်မောင်းချင်သိမ့်မိုးရီကရွာနေလို့ခီးရမတွေ့မှာညနေ6 နာရီလောက်ပဲရှိသေးတော့မိုးကြောင်ပဝင်းကျင်တကူလုံးမှောင်မိုက်နေသွားပြီမိုးမောင်လာပြီးဆိုမှလူသူမနီလမ်းမကြီးထက်မှာကားကဘိန်းပေါက်သွားတယ်အကူညီရလို့ညာကြည့်ပေမဲ့ကုံညင်ကားကြီးတကြိုပြန်မောင်းသွားတာကလွယ်လို့ဘယ်သူမှမရှိပါတွေ့တဲ့လူတိုင်းကိုလည်းကူညီမတောင်းရင်မိုးရီလည်းပိုသေးလာတော့ဖြူအားငင်ပြီးတော့ကြောက်စိတ်ဝင်လာတယ်သမီးလေးကိုခေါ်လာမိတော့မှပြီစားဆောင်ရစနစ်တကျစီစဉ်ခဲ့ပေမဲ့မတင်မှတ်တာတွေဖြစ်လာတော့ဘာလို့ရမှန်းမသိတော့ပါသူ့ကိုခေါ်လိုက်ရမလားဖုန်းကိုဆက်ပိတ်ပြီးထွက်လာတာဖြစ်တယ်အခုညီလုံးမသူစီကိုပြန်သွားရင်သူကဟားမှာပေါ့
လှောင်မှာပေါ့ခရီးကလေတော်ရောက်လာပြီမို့ကောင်းကောင်းကိုဖုန်းဆက်ပြီးခေါ်လိုက်ဖို့ချီတုံချတုံဖြစ်နေမိတယ်ဒီလန်ဒီခရီးမှာမကြခဏလူရဲ့တပ်ဖြတ်မှုတွေကြုံနေတာကိုတွေးလိုက်မိတော့ကြောက်စိတ်ကပိုဆိုးလာတယ်ကိုတယောက်တည်းဆိုရင်ဘာဖြစ်ဖြစ်အခုအောင်သမီးလေးနဲ့သမီးလေးရအိပ်ပျော်နေလို့တော့ပါသေးရဲ့မဟုတ်ရင်မအေးနဲ့အတူတူကြောက်နေရှောင်မှာကောင်းမလို့မရမေ့တူတူမှန်တွေတင်ပြီးတော့သမီးရှိရာနောက်ခန်းကိုလာခဲ့လိုက်တယ်ကလေးကိုခုံပေါ်မှာလဲသိမ့်လိုက်ပြီးစာအပေါင်းလေးကိုခြုံပေးထားလိုက်တယ်သမီးစောနဲ့မန်တင်ထားပေမဲ့လည်းဖြူလေးပြာတွေလွင့်ကျင်နေတယ်ဓမြတွေလာရင်ဘလို့လုပ်မလဲကိုကာကွယ်ဖို့လက်နဲ့လေးမပေါမိုးရီတာအချိန်မီတဲကြီးမဲကြီးရွာချနေတော့တယ်ဖုန်းခေါ်လို့လည်းမရတော့ကားမန်ကိုလာခောက်နေတာကူညီမဲ့သူတော့ဟုတ်ဟန်မတူကားမီးရောင်အောင်မှာတရိန်တရိုင်ရှောင်းလာရင်အနားကိုရောက်လာကြတာဆိုတော့အရက်သမားတွေဖြစ်ဖို့များတယ်ဟိတ်တကားပွင့်စမ်းတယောက်ကကားမန်နာမှာမျက်နှာကပ်ပြီးကားရဲကိုချောင်းကြည့်နေတယ်ဖြူအားရှေးမီးဖွင့်ထားပေမဲ့အထက်ကမီးကိုပိတ်ထားတာအဲ့ဒီလူတွေကကားမန်ကိုထုခွဲဖို့စူးစမ်းနေကြတယ်ငါကြောက်နေလို့မဖြစ်ဘူးငါသမီးလေးရှိသေးတယ်အိမ်နေတဲ့သမီးလေးကိုစောင်းတက်ထပ်ပတ်လိုက်တယ်မန်တွေဘာတွေကွဲရင်ထိမှစိုးလို့လေဒါပေမဲ့မန်ကွဲဖို့ကမလွယ်လာပါဘူးဖုန်းကိုတော့ကျင်နေရစုပ်ကင်ထားတယ်တကယ်လို့မန်ကွဲသွားရင်ကားရဲကိုဝင်ဖို့စူးစမ်းရင်ဖုန်းနဲ့မျက်နှာကိုစောင်းထိုးပြဖို့အစင်းသင့်ပြင်ထားလိုက်တယ်ကားတစ်စီးရောဝန်းတန်ရွှေဟီပေးကမီးထိုးပြီးတော့မောင်းလာတယ်ဖြူအားတက်သွားတယ်ဟဲ့အောင်လေဘာလုပ်နေရလဲကားပေါ်မှာလူအောင်ဆင်းလာပြီးအောင်မြင်ခံရတဲ့အတန်နဲ့អွန်လိုက်တော့အရက်သမားတွေကမိုးရွာတွေမှာတရိပ်တရိုင်နဲ့ရန်ဆောင်နေကြသေးတယ်မင်းတို့ဘာလုပ်တာလဲကားပြတ်နေတယ်ထင်လို့ကိုညီပေးမလို့လေအေးကောင်းမိုးတဲ့နေနေမို့အတန်ကိုတေးချမကြားရပြီမင်းလူကိုမြင်လိုက်ရတော့ကိုမျက်လုံးကိုမယုံကြည်နိုင်ဖြစ်သွားတယ်ဖြူအကြောက်လန့်ပြီးမြင်ချင်းရမြင်နေတာဖြစ်မှာဒီနေရာကိုသူရောက်လာဖို့ကဖြစ်မှာမဖြစ်နိုင်တော့ကိုညီမေသူကကားမှန်ကိုခဲနဲ့ထုနေမလားကွာကဲကွာစိတ်ပူစိတ်တွေနဲ့ဒေါသတွေကအတိုင်းစားမဲ့သွားတယ်အရမူးနေတဲ့ကောင်းလေးကိုနှစ်ချက်ဆင်ထိုးပြစ်လိုက်တယ်အချိန်လေးမဟန်မှန်းသိတော့တယောက်ကိုတယောက်မဆောင်တော့ပဲပြေးကြလေတော့တယ်မမဘာဖြစ်နေပြီလဲမသိမမကျွန်တော်ပါတကားပွင့်မမသူ့ကိုကြောက်ကြည့်နေတယ်ကားမှန်ပိတ်ထားတဲ့အပြင်မိုးအောင်သဲနေတော့အော်ပြောနေရတယ်ကောင်းနေလားတိုးတိုးရင်ရင်နဲ့တကားဖွင့်ပေးလိုက်တယ်မဘာဖြစ်သွားသေးလဲမိုးရီတွေဆွရွှဲနေတဲ့သူ့ကိုဖတ်ပြီးဖြူငိုးချလိုက်ပါတော့တယ်တကယ်နေလားနေဟုတ်ပါရဲ့နော်ဖြူကိုလေးပါမိုးရီတွေနဲ့တူတူရွှဲကုန်တော့တယ်သူရဲ့မျက်နှာကိုကန်ကြည့်ပြီးမမကမယုံနိုင်သလိုမင်းနေတယ်ဟုတ်ပါတယ်ကျွန်တော်ပါမမရေမမကိုလေးတစ်ဆက်ဆက်တုံနေအောင်ကြောက်နေရှာတယ်ငါကြောက်လို့သေတော့မယ်အရန်ကြောက်တာပဲသူရင်ဝင်နေကိုအားကိုတဲ့ကြီးတုံးဝင်မိပါတယ်တတလုံးအတူတူနေလာခဲ့တဲ့ကောင်လေးကိုအခုမှပဲယောက်ျားတစ်ယောက်လိုအားကိုမိတော့တယ်မကြောက်ပါနဲ့ကျွန်တော်ရှိတယ်နော်မမကိုပြန်ပတ်ထားလိုက်ပြီးကျောင်းလေးကိုပုတ်ခါနှစ်သိမ့်ပေးလိုက်တယ်ကားကဘာဖြစ်တာလဲဘိန်းပေါက်သွားတာမမဆိုးကုန်ပြီကျွန်တော်ကားလေးကိုသွားရအောင်နော်မင်းလည်းဆိုးရွှဲနေရပဲဖျားတော့မှာပဲဒီလောက်လေးနဲ့တော့မဖျားပါဘူးမမရင်ရှင်တွေပူနေတာထီးမပါပေမဲ့ထီးယူလာဖို့လဲတတိမရအောင်သမီးလေးအိတ်နေတာလေကလေးကအခုထိအိတ်နေတော့မှတော်ပါသေးဒီရွယ်လေးကအိမ်ရင်တော်တော်နဲ့မနှိုးတက်လို့သူကားပေါ်ကိုပြောင်းလိုက်ကြတယ်ဖြူကားကိုတော့ထားခဲ့လိုက်တယ်မေရှိတယ်သမီးအိတ်နော်ကားချင်းကူးမှပဲထီမိုဖိထားပေမဲ့မိုးရီဆက်တွေစင်တော့သမီးအားသူ့အဖေလက်ထဲမှာတကျင်လူးလွန်ပြီးမအေကိုကြတယ်ချော်သိမ့်လိုက်တော့ပြဲအိတ်တွားနေတယ်မအဝေလဲလိုက်ပါလားဟိုဘက်ကားပေါ်မှာအထုပ်ဘိုးတွေကိုဒီဘက်ကိုပြောင်းပြီးတင်ပေးနေရင်သူကပြောတယ်ဘာဖြစ်လို့ထွက်သွားတာလဲဆိုတဲ့အကြောင်းတရားကိုမမေးသေးစိတ်လဲစိုးပုံမရမင်းရောဘယ်လိုလုပ်မလဲနင်းလို့မသုံးဖြစ်ပဲမင်းလို့ခေါ်လိုက်မိပါတယ်ရတယ်အဝတ်ပိုထည့်ထားတတ်တာအကျဉ်းဖြစ်နေအနောက်ထဲမှာပါတယ်ကြည့်ပေးရှိနေရော့ကားပေါ်မှာပဲဖြစ်တယ်လို့လဲလိုက်ကြတယ်ခေါင်းတွေတုံးလीတပတ်မပေါဒါနဲ့တုံမလားဖြူဟာသူမရဲ့ကောင်ကိုတုံနေတဲ့တပတ်ကိုပြပြီးပြောလိုက်တယ်တုံမှာပေါ့မမတုတ်ပေးသူဟာကောင်ကိုငယ်ပေးတာကြောင့်သူကောင်ကိုပဲဖြူတုတ်ပေးလိုက်တော့တယ်သမီးကအငိမ့်မဲနော်လုံးဝမနှိုးလားမနှိုးလို့တော်သေးတာနှိုးရင်ကြောက်နေမှာပေါ့အိပ်ပုတ်ကြီးချက်ကတော့မအေးတူလေ
ဖြူရေတွေကိုစင်ရောတုပ်ပြီးပြီမို့သမီးလေးကိုပွေယူလိုက်တယ်အိပ်ပါစီမမလေးကားလို့ရင်ထိခိုက်ပြီးမှစိုးလို့ပါကလေးကိုတစ်ဖက်ကပွေထားပြီးကားမောင်းတော့မေသူ့ရဲ့လက်မောင်းပေါ်ခေါင်းလေးမိလိုက်တယ်ရှေ့ဆက်ပြီးမောင်းလိုက်ရမလားတက်ခုကန်တကူလောက်တော့တွေ့မှာပါဟွန်းအိမ်ဟိုပဲပြန်ချက်နေကြောက်နေတော့လားမမရဲ့နှဘူးကိုကျဉ်းကျဉ်းနာနာနမ်းလိုက်လေတယ်ဖြည်းဖြည်းပဲမောင်းမယ်နော်မိုးတဲကြားရင်းမှာဖြည်းဖြည်းပဲမောင်းလာခဲ့ကြတယ်သမီးကအိမ်ကိုရောက်မှပဲနိုးနေတော့တယ်အချစ်မူတူလေးဖြစ်နေတဲ့ကလေးကိုသူကပွေ့ခေါ်သွားတယ်အတီကိုမြင်တော့ဖြူဖက်ပြီးတော့ငိုပြစ်လိုက်တော့တယ်ဘယ်ရီလျှောက်သွားနေတာလဲကြည်ပြူရဲ့ငါတို့စိတ်ပူလို့တေတော့မယ်ဖြူလည်းအရန်ကြောက်နေတာအေးပါမနှမ်းမှပဲပြောကြတာပေါ့ဘာမှမဖြစ်ကြရင်ပဲကံကောင်းလာပါပြီတွားအိတ်လိုက်တော့သမီးလေးရောသူ့လက်ထဲကနေကောင်းကောင်းခေါ်သွားတာကိုတော့မသိလောက်အောင်ကြောင်တနာဖြစ်နေတဲ့ဖြူကိုကြည့်ပြီးဒေါ်တရဖီသနာသွားတယ်သူ့ဖေခေါ်သွားတယ်လေဒီညတော့မြေးလေးကိုအဒီနဲ့တိတ်လိုက်တော့ဖြူကောင်းကောင်းအိတ်လိုက်ပါကလေးအတွက်စိတ်မပူနဲ့သူ့ဖွားနေလေအိတ်ပါတယ်မမကလေးရောပြန်ယူသွားပြီရှူးလဲတဲပြီးပြီဖွားဖွားနဲ့အိတ်မလားဆိုတော့အိတ်မယ်တဲ့မမီနဲ့ထားခဲ့အော်သမီးလေးလန့်နေသေးလားမလန့်ပါဘူးမမရေသူကဘာဖြစ်မှန်းတော့မသိနိုင်ဘူးလေလန့်နေတာမမပဲရေချိုးကျင်သေးလားဟွန်းအဝတ်တွေထက်လဲနိုင်တော့နည်းနည်းစိုးနေသလိုပဲမမကဘာမှမလုပ်ဖေးထိုင်နေတာကြောင့်ကျွန်တော်လဲပေးမယ်နော်ဒီတိုင်းဆိုရင်ဖျားလိုက်မယ်ဘာမှပြန်မပြောပဲသူ့လုပ်ပေးသမျှကိုကလေးတယောက်လိုငိမ့်ခံနေတယ်ကောင်းကောင်းဗျာနင်ရောက်လာလို့တော်ပါသေးတယ်ငါတို့တော့သေပြီလို့ထင်လိုက်တာမမသူ့ကိုအတင်းဖတ်ကြွယ်ပြီးတော့ငိုရှိုက်လေတယ်ဘာဖြစ်လို့ထွက်သွားရတာလဲဆိုပြီးအပြစ်ပြောဖို့တော့မလုံရက်တော့မှာဒါပေါ့ရောက်လာမှာပေါ့ကျွန်တော်မိသားစုကျွန်တော်ကောက်ွယ်မှာငါကဘာဖြစ်ဖြစ်ရပါတယ်ငါတည်သွားရင်သမီးလေးဒုက္ခရောက်မှာကိုပဲပူးနေတာသူတို့ကမှန်ကိုခွဲနေပြီတကယ်လို့မင်းသာရောက်မလိုက်တကားပွင့်သွားလောက်ပြီးသိလားဘာမှမဖြစ်ပါဘူးသေစကားမပြောပါနဲ့အခုအိမ်ဝင်တော့ရောက်နေပြီလေအိမ်လိုက်တော့နော်ကျွန်တော်ရှိမမကိုပွေပြီးတော့အိမ်ရာဓာတ်ကိုချောင်းလိုက်တော့မမကသူ့လည်းပဲကိုပြန်ဖတ်ထားတယ်ခဏလေးဆောင်းရှုံပေးမလို့လေမသွားပါနဲ့ဘယ်ဝမှမသွားပါဆောင်းလေးယူအောင်မေဖြူဟာသူ့ကိုမလွတ်ချင်နဲ့လွတ်ပေးလိုက်ရတယ်သူကဖြူကိုပေါ်ဆောင်းလေးချုပ်ပေးလိုက်ပြီးဖြူနဲ့တူတူလာအိပ်ပေးတယ်ဖြူလည်းအိပ်ပျော်သွားတော့တယ်တရင်တို့တော့ဖြူပေးမှာသူရှိနေတယ်ဖြူဟာသူ့လက်မောင်းကိုခေါင်းလေးအုံးလိုက်ပြီးသူ့ရင်ခွင်တွေကိုတုံးဝင်လိုက်တယ်ဘာဖြစ်လို့လဲမမချမ်းနေလားသူနိုးလာပြီးတော့မေးတယ်မချမ်းပါဘူးဒီတိုင်းကျွန်တော်ရန်တွေချစ်နေတယ်ပေါ့ကောင်းကောင်းကမမကိုဖတ်ချောင်းလိုက်ပြီးသူ့ရဲ့ဝတီအတိုင်းစမိပြန်တယ်မချစ်ဘူးမိမတကခိုးဝင်ဘူးတဲ့နင့်ရင်ခွင်မှာဘယ်တော့မှမနေဘူးလို့ဆုံးဖြတ်ပြီးသားပြောချလိုက်တာများရဲရဲဆက်ဆက်နော်မမကလွဲပြီးတော့ဒီရင်ခွင်မှာဘယ်မိမမှမအိပ်ဆက်ဘူးပါဘူးဗျာရှုံမယ်များမှတ်နေလားအိမ်ပြန်မအိပ်တဲ့ညရီမရင်ငယ်နဲ့သွားအိပ်နေတာငါသိတယ်ဟာမဟုတ်ပါဘူးဆိုဘသူနဲ့မှမအိပ်ဘူးမမစင်ကပူထွက်သွားတော့တာ2 နှစ်လောက်တယောက်တည်းနေခဲ့သေးတာအခုသမီးလေးရှိနေတော့ပိုတော့မလုပ်ဘူးဒါမျိုးတွေလည်းဝါသနာမပေါနင်ကငငယ်လေးတွေကြိုက်တယ်လေသမီးတို့တော့သူ့မိတွေနဲ့ရှင်းနေအောင်လှုပ်ပေးနေပြီနင်အမေငါ့ကိုလှုပ်တယ်လို့မျိုးပေါ့ပြီးရင်နင်ကသမီးကိုခေါ်ပြီးအဲ့ဒီကောင်မလေးနဲ့သွားနေတော့မှငါမသိဘူးထင်နေလားဟာမမယာခမရကလေးလားဘာလို့အတွေးတွေဒီလောက်ခေါင်းရတာလဲကျွန်တော်ရိုက်ချင်လာပြီနော်မဟုတ်တာတွေပြောင်းပါလားကောင်းကောင်းကဖြူရည်တင်မအောင်တကယ်ရိုက်ပြစ်လိုက်တယ်နင်ငါ့ကိုရိုက်တယ်ဟုတ်တယ်ရိုက်မှာပေါ့ဘာမဟုတ်တာလေးကိုစိတ်ကောက်ပြီးထွက်သွားတာဒုက္ခရောက်တော့မလို့လေခမရဲ့ကောင်ကျွန်တော်က GPS ထည့်မထားအခုလောက်ဆိုရင်ဘာတွေဖြစ်နေဘာနင်ကဘာလို့အဲ့ဒီလိုလုပ်ရတာလဲမမရဲ့ယူးကြောင်ကြောင်ကျင်ကိုသိလို့လေမယုံလို့ပေါ့တနေ့ကျွန်တော်ကိုထားသွားမှကြောက်လို့လိုမဲလောက်ထားတာဖြူသူ့ကိုယေရှုတင်မိပြီမေနင့်ကိုနင်လဲလာပြီပေါ့လေဒီကိစ္စသာမဖြစ်နင်ကားကိုပဲတွေ့ရမှာထိုသားမိတော့တွေ့မှာမဟုတ်ဘူးအဲ့ဒါကြောင့်ခမ ्या ကိုစုံးမနေတာလေရှာလို့သာမတွေ့ရင်ကျွန်တော်ရင်ခွဲပြီးသိမှာမမအရန်ရက်ဆက်တယ်ဘာဖြစ်လို့ကျွန်တော်ကိုပြစ်ထားခဲ့ရတာလဲမင်းကရက်ဆက်တာပါမိန်းကလေးတွေနဲ့တွဲပြပြီငါ့ကိုရင်နာအောင်လုပ်တယ်ငါ့ကိုဆိုရင်အထင်မကြည့်ဘူးချစ်လည်းမချစ်ဘူးငါယောက်ျားကိုငါမပိုင်ဘယ်တော့ငါမှလည်းမပိုင်ခဲ့ရအောင်
ကိုယောက်ျားကိုကိုမချစ်တာခံစားရတာရှိအောင်မလားကျွန်တော်ဒီလောက်ချစ်တာမမမမြင်ခဲ့တာလားသစိမ်းတွေလည်းမဟုတ်ဘူးကျွန်တော်ကသာမမကိုမပိုင်ခဲ့တာလေထရှင်းအောင်ပြောနေသူအားထားတိုင်လိုက်ပြီးမမကိုပါဆွဲတူလိုက်တယ်အိမ်မှာသာအိတ်ဆန်မှာတရေနိုးထပြီးရက်ဖြစ်ချင်နေတာလားရံမဖြစ်ပါဘူးချစ်တဲ့အကြောင်းတွေပဲပြောချင်တယ်သူဟာဆိုဆွဲတူနေတော့ထားလိုက်ရတော့တယ်ကျွန်တော်စူးစမ်းနေတာကုန်လုံးမမနဲ့သမီးအတွက်ပဲလုပ်ငန်းအသစ်လုပ်တယ်ဆိုတာကလေကျွန်တော်တို့ရဲ့အနာဂတ်အတွက်နေကျွန်တော်မှတခြားဘယ်သူရှိအောင်မလဲသူအဖြိုးရဲ့ပကုံးပေါ်မှာကောင်းမြင်ရင်ခလေးလိုလာလို့နေမမကိုမချစ်ဘူးလို့ဘာလို့ထင်ရနာလဲမမကိုလက်ဆောင်ပေးဖို့တိုက်တလုံးစောင့်နေတာအမြန်ပြီးအောင်လို့အလိုသမားတွေကိုကြီးကြပ်ရင်းနဲ့တခါတလေအဲ့ဒီမှာပဲတွားရဖြစ်တာဘလို့ငါတို့မှအိတ်ရှိတယ်လीငါဝယ်ထားတဲ့တိုက်တောင်ပို့နေတာနင်ကဘာတွေလုပ်နေရလဲဒီရမမရဲ့အမွေအနည်းဆိုပေမဲ့ဟောင်းလေဟောင်းနေသေးလေသေးတယ်လीဟိုအင်းကလည်းမမဝယ်ထားတာသမီးလေးကိုလည်းတိုက်အကြီးကြီးအမွေပေးကျင်သေးတယ်ဆိုအစားကတော့အားလုံးပြီးမှပဲအော်တော့အောင်လုံးမလို့ပဲအခုမမတလောက်အထင်တွေလွဲပြီးတော့ကျွန်တော်ကိုထားခဲ့ဖို့ဒီလုံနေပြီမို့ပြောလိုက်ရတာတကယ်လားတကယ်ပေါ့ဟိုကောင်မလေးကလေကျွန်တော်ရဲ့တွေးရမှုပါဒါပေမဲ့ तू ကမရိုးသားမှန်းသိလို့အလုပ်ဖြုတ်လိုက်ပြီမမတင်နေတယ်လို့ပါပဲ तू မအိမ်အောင်ရှိမှန်းသိနေတာလားဖျားယောင်းဖို့စူးစမ်းခဲ့တာကြောင့်အလုပ်ဖြုတ်လိုက်ခြင်းဖြစ်ပါတယ်ဒါတွေကိုပြောဖို့လာခဲ့ပြီမမကမရှိတော့ပါငါဘာလို့မမတ်မောပါဘူးတိုက်တွေကားတွေလည်းမမတ်မောတာနင်းသိတာနဲ့သိပါတယ်မမကိုပိုင်ဝင်ငွေနဲ့ဝယ်နိုင်မှန်းလဲသိတယ်ဒါပေမဲ့ယောက်ျားတစ်ယောက်နေနေကိုမိန်းမကိုလက်ဆောင်ပေးကျင်တာပေါ့ဖဲ့စမ်းမှာအယိုးမပါဘူးလားဘာဖြစ်လို့လာပြီးတော့မိနွေ့နေရတာလဲယောက်ျားဖြစ်ပြီမိမှာပဲကိုမိန်းမကိုမိတာဘာဖြစ်ကျုံးမှာပူဆိုပြီးတော့ရှင်ခွင်ထဲကိုစွတ်တိုးဝင်တော့တယ်ကျွန်တော်ချစ်လိုက်ချစ်တယ်လို့ပြောစမ်းမှာကြားချင်လို့ပါချစ်တယ်လေငါအတွက်နင်းနဲ့သမီးလေးရှိရင်ရပါပြီဟာမမလေးသမီးမပါသေးလေကျွန်တော်ချစ်တယ်လို့ပြောနင်းရကလေးလားဟမ်ကိုသမီးနဲ့ပြလာချွဲနေတော့ငါဘသူ့ကိုမိခွန်ရမှာလေကျွန်တော်မိကိုလေမမရှိမှမမရက်ပြီးမယ်ဒါပေမဲ့ကျွန်တော်လည်းအချစ်ခံချင်တာပေါ့ချစ်တယ်ငါနင့်ကိုချစ်ပါတယ်ဖြူသူ့လေပင်ကိုရစ်တိုင်းဖက်တွယ်လိုက်ပြီးစိတ်ရှိလည်းရှိနှမ်းပြစ်လိုက်တယ်ဟမ်မဆောင်ကျင်တော့ပါကိုယောက်ျားပဲဟာမာနာလေးမထားကျင်တော့ပါစောစောအသာဖြူအသက်ခံလိုက်ရရင်သူ့ကိုဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူးလေဟာမစကားမများနဲ့စေတနာပြအောင်မလုပ်နဲ့ဟုတ်ကဲ့မကောင်းကောင်းသူ့ကိုမမတ်မောနန်းဆိုင်နေတဲ့မမရဲ့ကိုလေးကိုပြန်ပတ်လိုက်ရင်လည်းအလိုက်တင်လေးမျောပါနေမိတော့တယ်မဒါပဲလားဒါပဲပေါ့လေဘာတွေမျောလင့်နေရလဲမျောလင့်တာပေါ့မိမဟာစိတ်ပါလက်ပါနန်းတာဒါပထမဆုံးပဲလေဒီတက်တော့ပိုချင်သေးတာပေါ့ထပ်ပြီးတော့နန်းမအိတ်လိုက်တော့မအိတ်ပါဘူးမသိလားဘာလဲကျွန်တော်အခန်းအတန်းလုံးနေဆိုတာလေစမ်းကြည့်မလားဟာနင်းတော့ရှက်ရင်မျက်စိမိတ်တာအဲ့ဒီဆောင်ရင်ကာမထားနဲ့ဖြူအောင်ကြုံထားတဲ့ဆောင်လေးကဂျမ်းမြင့်မောကိုပုံကျန်သွားတယ်အဲ့ဒီနောက်မှာတော့ချောင်းဝေကောင်းတဲ့အပြည့်စိုးကြီးကပြုစိတ်တွေမှာဆွဲထင်ကျန်းခဲ့တယ်အာကိုရမယ်ကုကေရမယ်ခန်းစားနေရချင်းသူရောက်လာခဲ့လို့သားပေါ့မဟုတ်ရင်ဖြူတို့သားမီးနေအောင်အခုလောက်ဆိုရင်အသက်ရှင်ခွင့်တောင်ရှိပါမလားကြည်ပြူရဲ့ယောက်ျားကိုစိတ်ဆိုးတာများမပြောမစုံနဲ့ထွက်သွားရသလားဒုက္ခရောက်တော့မလို့ဟဲ့အတီးကသူ့ရင်ဘက်ကိုဖိပြီးပြောရှာတယ်မပြောကောင်းမဆိုးကောင်းနင်တို့သာတခုခုဖြစ်သွားရင်ငါတို့သားအမိဘလို့နေရမလဲနေရငါသမီးလေးဟုတ်ချွေးမလေးဟုတ်ငါမြေးလေးရောပဲနေအောင်ကြောက်ငါရောရှူးမှာဟဲ့ဖြူမမသိပါပြီနာမဖြစ်စေရပါဘူးအတီးရဲ့ဖြူလဲအရန်ကြောက်သွားတာငါကနင့်ကိုအပြစ်ပြောနေတာမဟုတ်ဘူးနင်သူ့ကိုစိတ်ဆိုးရင်မျက်နှာချင်းဆိုင်ပြီးရှင်းလေအရင်တခါကလေထွက်သွားလိုက်တာကလေးရှိတာတော့မသိရတဲ့အဖြစ်အခုလည်းကြည့်အောင်ဟုတ်တယ်မမီမကထင်ရတအားလောက်တာအဲ့ဒါမင်းကြောင့်လေမင်းမပြတ်မသားတွေလုံးလို့သူတီလိုဖြစ်နေတာမင်းသာသူ့ကိုစိတ်လုံးကြုံမှုပေးနိုင်တတိန်တွေတွေ့မနေခဲ့သူစိတ်ဆိုးမလားဝင်ပြောမိတဲ့သူ့မှာမမီကသူ့ကိုပါဆိုတယ်ကြည်ပြူရှင်နင်သူ့ကိုမကျေနပ်တာရှိလားရှိရင်မေးပြီးတော့သူပြောတာဆိုတာမဟုတ်ရင်ရိုက်ပစ်လိုက်လေဟာမမီကတော့လှုပ်ပြီငါပြောတာကြားလားဟုတ်ကြားပါတယ်သူကနင်းယောက်ကြားပဲပုံမွေလင်းလေးပြောကြဆိုကြပေါ့အခုတော့မောင်နှမလုံး
လီမယားလူလားဖအေးပါမေးပါလို့ကိုယ်ခံစားချက်ကိုနားမလီကြတော့အမြဲတမ်းရံဖြစ်နေကြတယ်အနိုင်လိုနေခြင်းကြောင့်အနီပြောတာအမှန်တွေပဲမို့ဖြူနာခံနေရတယ်ဒီကောင်လေးကိုငယ်တည်းကနင့်ကိုပေးပြီးသားအဲ့ဒါအပြောင်အပြက်ပြောတာမဟုတ်ဘူးဒီတစ်ခါတယောက်ယောက်နဲ့နမဲထွက်လို့ကတော့ကျိုးပဲ့အောင်ရိုက်ပြက်လိုက်သူပြန်လို့ရင်ငါကိုယ်တိုင်ဆုံးမှာဟာမမီးရလေယောက်ျားငယ်တယ်ဆိုပြီးတော့မလေးမစားမလုံနေလို့တင်ပေးရောက်ပါလေဘာနဲ့ရိုက်ခိုင်းနေတာတော့သူကနင့်ကိုဘယ်တော့မှလက်မပါဘူးလေတယောက်တည်းစိတ်ခံစားတာအဲ့ဒါကြောင့်မြှောက်ပေးနေတာမမခမဒီလိုရောက်ခမမျိုးကဘာပတ်ပြီးရှာရင်တော့မတွေ့နိုင်ဘူးနော်ဒီလောက်ကန့်ကောင်းတော့အရှင်ဘဝကဘာကြီးကိုကဲနေခဲ့တော့များလားအန်တီကရောက်ခမမဟုတ်တာငါအမေပထမဆုံးချိန်အမေလို့ခေါ်လိုက်တော့အတီကျင်းနဲ့လို့မစုံပါဖြူစိတ်ထဲမှာရှိပေမဲ့မခေါ်ရဲခဲ့တာရှက်နေခဲ့တာပါအမလီကြည်ပြူရဲ့နင့်ကိုကလေးဘဝတွေကစောင့်ရှောက်လာတာအခုမှပဲအမေလို့ခေါ်တော့တယ်အတီးရဲ့ပေါင်ပေါ်ကိုကောင်းတည်ရင်ဖြူအတာကြီးခဲ့သမျှကိုခွာချလိုက်တော့တယ်မမေဘာလဲသမီးလေးဟိုအဝေးယူသွားမယ်ဆိုဘာလို့အိမ်ပြန်လာတာလဲသမီးရခီးသွားမယ်ဆိုပြီးပြောနေတာသူတို့တော့အိမ်ပြန်ရောက်နေတာကြောင့်မကြည်မနှံဖြစ်နေပုံရတယ်သမီးကလေအလိုတူလိုပါပေါ့လေဖေဖေကိုထားခဲ့ရတယ်ပေါ့သူကဖေကမေးတဲ့အခါခဏသွားတာလေဖေဖေကလေခဏမဟုတ်ဘူးဗျသမီးရဲ့မေမေကအကြာကြီးသွားမှာဖေဖေကိုထားခဲ့မှာဖဖကိုဟုတ်ပဲနဲ့ခဏပါစုဖေဖေကဘာလို့ပြန်ခေါ်ခဲ့တာလဲမရှင်းဦးလေကလေးနားလေအောင်ပြောရှင်းမအောင်သမီးကြောင်းသွားတော့လေမိတို့ကရောမေမေပြန်နေလို့စိုင်းပို့တာတယ်ဖေဖေကနေသွားတော့လာသမီးသွားမယ်ဒီတကဖေဖေလေတို့သားဖရှောင်းနေကြမယ်မေမေရှာမတွေ့အောင်မမကိုတမင်းစပြီးတော့ထွက်လာခဲ့ကြတော့တယ်ဖေဖေဗျာဟိုအန်တီလေးဆိုမိကိုလာမကြိုနဲ့နော်သမီးရစကားတော့ပြီးမြေဝက်ကြအရှိကြီးတွေဆိုရင်စူးစမ်းပြီးပြောနေရတော့မှာအခုမှ3နှစ်ကျော်လေးလေသူကတော့အဖေမို့လားမသိသမီးပြောသမျှကိုနားလေပါတယ်ဘာလို့လဲသမီးမေမေနိုးမဆိုးလို့ဘာလဲသမီးလေးမေမေငိုမာလို့ဟုတ်လားသမီးမေမေကငိုတာလားဟုတ်ဖုန်းကိုကြည့်ပြီးငိုတာမိရမေတော့ဘာမှမပြောစကားကြည့်ပြီးငိုတာနေမှာပါသမီးဘလောက်ထိနားလည်နေပြီလဲသိချင်လို့သွေးတိုးဆန်းကမေးလိုက်ခြင်းဖြစ်တယ်ဟုတ်ဘူးလို့ဖေဖေရဲ့မီးရဲ့ဟွမ်တီရဲ့ပုံကြည့်ပြီးတော့နိုးတာပါဆိုဒါမျိုးကိုကြတော့သူ့မိထက်တွက်လန့်နေတယ်အနောက်ကဖေးရဲ့ပကုံးကိုဖြတ်ကနေရိုင်းလိုက်သေးတယ်အေးပါအိမ်ရောက်ရင်ဖေဖေချော့လိုက်မယ်ဟွမ်တီကိုလည်းမခေါ်တော့ကျင်းနေပြီလားဟုတ်သမီးပြောတာဟုတ်လားမမပါလေငါအလုပ်လုပ်နေတယ်လေနောက်မှလို့ကျွန်တော်မေးတာဖြစ်မမရဲ့မျက်နှာကိုဆွဲယူပြီးတော့လမ်းဆိုင်ဖို့စူးစမ်းလိုက်တယ်အဲ့ဒါကြာခဲ့ပြီပဲဘာလို့လာမေးနေတာလဲမကြသေးပါဘူးမမလည်းဟိုတလုံးမအေးဟာဟုတ်တယ်ဟာငါယောက်ျားနဲ့ငါသမီးကိုသူများလူသွားတာငါကမကိုလို့ရည်နေရမှာလားကျွန်တော်ကမမရဲ့ယောက်ျားဆိုတာလက်ခံပြီပေါ့မမရဲ့ယောက်ျားကိုဘယ်သူမှလူလို့မရပါဘူးဗျာဒီကောင်ကမမတယောက်တည်းကိုပဲချစ်တာဟာမင်းတော့ပါလေကိုမိမကိုနန်းတာလေသမီးလည်းမရှိစီးကန်းတွေလာထုတ်နေတယ်ဒါပေမဲ့ငါလှုပ်လို့မရတော့ဘူးလေမလုံနေပေါ့ကျွန်တော်ကိုလည်းဂယုစိုက်ပါမောင်းလို့ခေါ်ပါလားမခေါ်ချင်ပါဘူးအနောက်ကနေဖတ်တာပြီးနန်းဒီမှာတော့ဖုန်းပြောလို့လည်းအဆင်မပြေစရင်ကြီးလို့လည်းမရဖြူလဲသူ့ကိုချက်တာပါပဲဒါပေမဲ့သူ့လိုကြီးတော့တစ်ချိန်လုံးပူကက်မနေနိုင်မမကျွန်တော်အိမ်မပြီးသေးခင်မမရဲ့အိမ်လေးမှာသွားနေရအောင်လေဒီရောက်ဘာဖြစ်နေလို့လဲအတီကိုထားသွားချင်နေလားမင်းကမမနဲ့တယောက်တည်းနေချင်လို့စိတ်ကူးရင်မနေနဲ့ကောင်းလေးမင်းလည်းစေကြောတမဟုတ်တော့သမီးလေးလည်းရှိနေပြီနှစ်ယောက်တည်းနေချင်လို့ရမလားသူစပင်တွေကိုလက်နဲ့ဖွာလိုက်ရင်ဖြူဟာပြောလိုက်တဲ့အကောင်ဒါဆိုရင်လည်းဟန်နီမွန်ထွက်ရအောင်ဖြူဟာရှင်လိုက်မိပါတယ်သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီးသူရဲ့နှဖူးကိုဆန်းလိုက်တယ်မင်းနေရောကောင်းရဲ့လားကြောင်သားပြီလားဟင်သမီးတော်မှမူကြိုတက်နေမှာဟန်နီမွန်နဲ့ဒါပေမဲ့မမနဲ့ကျွန်တော်ရံပြစ်နေတာများတယ်လေဘယ်မှာချစ်ရလို့လဲပြီးတော့ကျွန်တော်ကပဲချစ်နေရတာလေမဘလောက်များတုံ့ပြန်ဘူးလို့ရှာတွေ့နေလိုက်တာမိမကြီးကြာနေရမယ်မင်းဒီနေ့ဘာဖြစ်နေရပေါက်ကွဲနေတာလေသမီးလေးရှိရင်လေမမမျက်စိထဲမှာကျွန်တော်မြင်လို့လားတစ်ချိန်လုံးကလေးပဲ
တဲ့တော့နေ့သမီးလီကောင်းကောင်းရဲ့သိတယ်လေချစ်လဲချစ်တာပေါ့သမီးအတွက်ကျွန်တော်အသက်ကိုတော့မပေးနိုင်ဘူးအဲ့ဒါတကယ်တော့ဒါပေမဲ့မမရဲ့အချစ်ကိုလည်းလိုချင်တာပေါ့နေပါဖြစ်လို့မဘိုးတောင်းတယ်လို့တကြီးကြီးပြောနေတာလေငါ့ကိုနင့်ကိုမချစ်လို့လားချစ်ဟန်ဒီမွန်ထွက်ရအောင်လို့ဖြူခဏစဉ်းစားလိုက်သေးတယ်သမီးလေးရောခေါ်ခဲ့မယ်လေဟာမမလည်းမိမနေသွားရင်လိုက်ချင်မှာပေါ့သမီးလေးတနာပါတယ်တော်ပြီမပြောတော့သူစိတ်ဆိုးသွားပြီဆိုတာသိပေမဲ့ကလေးကိုထားခဲ့ပြီးနှစ်ယောက်တည်းသွားဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာတပတ်ခန့်ကြာရင်ခေါင်းမမကြီးခီးသွားဖို့ပြင်ထားတော့အလုပ်တွေအကုန်လုံးလည်းဖြတ်ခဲ့ဘယ်လိုသွားမှလဲသမီးကိုမထားခဲ့ချင်ပါဘူးဆိုမှမထားခဲ့ပါဘူးကုန်ပါတယ်မာမီရောသမီးရောအတော်ကြီးတို့ရောတအိမ်လုံးသွားကြမှာနေရတော့ဒီဒါရွှေ့တာပေါ့ဟုတ်လားသူ့ကိုအနံတပွင့်ပေးလိုက်ရင်းနဲ့ဖြူဟာပြောလိုက်တယ်မရွေ့ပါဘူးတကယ်သွားမှာအားလုံးကိုခေါ်သွားမယ်တကယ်ကြီးလားတကယ်ပေါ့သမီးလေးမပိုင်လေမမပြောမှာမဟုတ်ဘူးမာမီကြံခဲ့ရင်လေစိတ်မကောင်းဖြစ်မှာအဲ့ဒါကြောင့်အကုန်လုံးတူတူသွားကြမယ်ဘယ်လိုသွားကြမှာလဲသမီးကပင်လေးကိုသွားကျင်နေတဲ့ပင်လေးကန်းကြီးကိုတမိသားစုလုံးထွက်လာခဲ့ကြတော့တယ်အခုတော့စိတ်ချမ်းသာပြီမဟုတ်လားပေါ့သူရင်ခွင်မှာမြင်ရင်းနဲ့ပဲသမီးလေးကစားနေတာကိုကြည့်နေတဲ့မမကိုပြောလိုက်တယ်မမီးကလည်းသူမြင်နေစွန့်ရင်းနဲ့ပြောနေတယ်ဒီကိုလာခဲ့တာမှန်သွားတယ်အန်တီလည်းပြောနေတယ်ကျွန်တော်လည်းပြောတယ်သိလားပြောနေမှာပေါ့သမီးလေးကသူ့ဖွားနေပဲအိတ်တော်တာလေမမမပြောဘူးလားမင်းတို့ပြောနေရင်ငါလည်းပြောပါတယ်တကယ်တော့သူမမကိုကောက်ပွေပြီးတော့ဘန်ဂလိုစီကိုခေါ်လာခဲ့လိုက်တော့တယ်မောင်ချစ်တယ်လို့ပြောပါဟာဘာအင်းလဲမောင်ချစ်တယ်အရန်ကိုကဲတဲ့သူ့ကိုအမြင်ကက်လို့ထင်ပါရဲ့နေမင်းကြီးကတော့ဝင်းသွားပြီသမီးလေးရဲ့ရီတန်တက်တက်လေးနဲ့လိုင်းနေရဲ့တွုံဝုံဝုံရိုက်ခတ်တမ်းမအပေါက်တဝင်းချင်းတစ်ခုလုံးဟာလည်းတိတ်ဆိတ်ငြိမ်သက်နေပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်လေးကဒီမှာပဲပြီးဆုံးသွားပါပြီအစုံနေနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့တွေမှာလည်းဒီလိုစိတ်ဝင်စားဖွယ်ရကောင်းတဲ့အချစ်ရိုမန်တစ်အိမ်တော်ရေးဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ဆက်လက်အားပေးစောင့်မျှော်ကြပါအောင်လို့ပြောချရင်းနဲ့အားလုံးကိုနှုတ်ဆက်ပါတယ်နောက်နေ့ကျမှပြန်လည်ဆုံတွေ့ကြပါမယ်နော်